ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အချစ်အလွမ်းဇလန်းအနေနဲ့အိမ်တော်ရေးဇလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Way Audio Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ချစ်ရတဲ့ပရိသတ်တွေအတွက်ဇလန်းကောင်းတွေနဲ့နေ့စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ကျမတို့ရဲ့ Channel ကနေဒီနေ့မှလည်းစာရေးသူကြွေပြောင်းရေးသားထားတဲ့စားစောဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့ဇလန်းလေးကိုမစတင်ခင်မှာလည်းကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးသွားကြဖို့နဲ့ဗီဒီယိုတစ်တွေတင်တိုင်းမှာသိရှိနိုင်စေဖို့အတွက်ဘေးနားနိုတီဘဲလေးကိုလည်းနှိပ်ခဲ့ပေးကြဖို့တောင်းဆိုကြပါတယ်ရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲနားဆင်ကြည့်လိုက်ကြရအောင်ပါနော်။မနက်မိုးလင်းတာနဲ့အိမ်ရှိမှတန်းစီနေတဲ့လူအုပ်ကြီးကြောင့်နေရှိသရွေ့စိတ်ညစ်ရတာကြာလီစိတ်ပြက်လာလေပါ။မင်္ဂလာမရှိတဲ့အလုပ်အတွက်စူးစမ်းပန်းစားလာနေကြတဲ့သူတွေအတွက်အလွန်စိတ်ပြက်မိတယ်။သို့ပေမဲ့ထို့အလုပ်ကမိခင်ဖြစ်သူရဲ့အသက်မွေးဝမ်းကြောင်းအလုပ်သူ့ကြောင့်စရိတ်အသုံးစရိတ်အိမ်စရိတ်အားလုံးဒီလေဒီအလုပ်ကနေပဲရရှိနေတာကြောင့်စိတ်ပြက်ပေမဲ့လည်းဘာမှမတက်နိုင်မျက်နာတစ်ဖို့ရေဖလားနဲ့သွားတိုက်တန်ကိုပြင်ပြီးတော့တပတ်တစ်ထည်ကိုခြုံကားဆင်းရင်းနဲ့မတည့်ရစောင့်နေတဲ့လူတွေကိုရှောင်ဖယ်ပြီးတော့အေးရဲချေရင်မှရှိတဲ့ရေစီကိုရှောက်လာခဲ့လိုက်တယ်စာဟိရေမမဲကိုလည်းမတွေ့ပါလားမနိုးသေးဘူးလား9 နာရီတောင်ထိုးတော့မယ်ရေချိုးမဲ့သူ့အနောက်ကိုလိုက်လာရင်မေးလိုက်တာကအရက်ပူပူအသားဖြူဖြူတုတ်တုံနဲ့ဒေါ်မေဦးဖြစ်ပါတယ်။သူကမျက်မှောင်ကျုပ်ပြီးလှည့်ကြည့်လိုက်တော့လက်ထဲမှာဗလားစာရွက်လေးနဲ့ပတ်စံ900တန်အနွမ်းလေးတစ်ရက်ကိုကင်ထားတယ်။သူစိတ်ပြက်တယ်လို့တက်ပြင်းချရင်မှအမေမရှိဘူးမအေးစီသွားတယ်။ခဏနေပြန်လာလိမ့်မယ်။အော်မမအေးစီသွားတာလား။ဟုတ်မမအေးစီသွားတာဆိုတော့9 နာရီမကျော်တော့ပါဘူး။စောင့်လိုက်အောင်မယ်။ပြောလို့မဆုံးခင်မှာပဲမိခင်ဖြစ်သူကခြံထဲကိုခတ်တုတ်တုတ်ဝင်လာတယ်။အမေကိုတွေ့ရတဲ့ဒေါ်မေဦးကတစ်ခနဲပြေးသွားပြီးတော့ညှော်လိုက်ရတာမမဲရဲ့ကျမကမနိုးသေးဘူးထင်နေလို့စာဟိကိုမင်းနေတာအမလီကျုပ်ကမနေ့6 နာရီမထိုးခင်နိုးပြီးသားပါမဲဦးရဲ့မမအေးကမနေ့စောစောအိမ်ကိုတစ်ခေါက်လာခဲ့ပါဆိုလို့သွားနေတာဘာခေါ်ပြောတာလဲမမအေးကဒီလိုပါပဲအလုပ်ကိစ္စတစ်ခုခေါ်ပြောတာအလုပ်ကိစ္စလားအေးပေါ်ဟဲ့မမအေးကငါ့ကိုအလုပ်ကိစ္စခေါ်မပြောလို့ဘာပြောရမှာလဲမသိပါဘူးလေမနေ့စောစောခေါ်ရဲဆိုလို့မမအေးကမမဲကိုများရောက်ခမတော်ကျင်တယ်လို့ခေါ်ပြောတာများလားလို့တောက်တိတောက်တက်ပါမဲဥရဲ့မမအေးလိုလူမျိုးလားကျုပ်တို့ရောက်ခမတော်ကျင်ရှာမှာသူသာရောက်ခမတော်မဲဆိုရင်တော့ကျုပ်ကကာပြီးတောင်ထခုံအောင်မှာမိခင်ဖြစ်သူနဲ့ဒေါ်မေဦးတို့ရဲ့စကားတွေကိုအိမ်ထဲရောက်နေတဲ့အခြားလူတွေကလည်းဝါကနေထရလိုက်တာကြောင့်စာဟိမျက်မှောင်ကျုံသွားတယ်မအေးဆိုတဲ့မိန်းမကိုချွေးမတော်ကျင်နေတဲ့လူတွေကဒူးနေတယ်မအေးအကြောင်းပြောကြရင်ထမင်းမေဟင်းမေရဲပါမအေးကိုချွေးမတော်ကျင်နေကြတဲ့လူတွေထဲမှာသူ့မိခင်ကလည်းထိတ်ဆုံးอ่ะပေါ့သူပေမဲ့သူကတော့မအေးဆိုတဲ့မိန်းမကိုယူဖို့ဝင်မဆိုထားနဲ့ခင်အောင်မခင်ချင်းဘူးတရက်ကွက်လုံးပျက်စီးအောင်ဖျက်ဆီးနေတဲ့မိန်းမတယောက်လိုပဲမြင်နေသူစီပွားရေးကသူ့အတွက်သာကောင်းကျိုးရှိပြီးတော့သူတို့ရွက်ကတ်သွားတဲ့အတွက်တော့တခုမှကောင်းကျိုးမရှိမွေးစေးဖော်ပေးနေသလားပင်ထင်ရတယ်မမဲကြီးဒီနေ့တော့ငါပတ်မယ်ညံ့တော့မတက်နိုင်ဘူးတရားဖို့ပဲပတ်မယ်ကြိုက်တဲ့လောက်သာပတ်ပေါက်ရင်တော့မမဲတို့ကရောပြီးသားဒါကြောင့်လေမမဲစီမှာထိုးတာပေါ့အခြားတိုင်းတွေဆိုပေါက်တဲ့သူများပြီဆိုလက်ပြေးတော့တာလေအခြားတိုင်းတွေသာပြင်းရင်ပေးမယ်မမဲတို့ကတော့ပြေးဦးထုံးစံမရှိဘူးအကြိုက်ထိုးအကြိုက်ရောပဲဟိချဲစာအုပ်လေးမှာဘောပင်နဲ့ကနန်းတွေရေးလိုက်ငွေသိမ်းလိုက်နဲ့စာဟိတို့အိမ်မှာလူစီကားနေတယ်ဒါလည်းအစမ်းတော့မဟုတ်ပါဘူးတရက်မှာ3 ချိန်လူအမြဲစီတယ်မနက်9 နာရီမထိုးခင်နေ့လယ်12 နာရီမထိုးခင်ညနေ4 နာရီမထိုးခင်အချိန်တွေကစာဟိတို့ရဲ့အိမ်မှာလူအစီဆုံးပဲတခါတလေမိခင်ကြီးတိုင်ကိုင်းတဲ့နေရာမှာအချီပေါက်သူနဲ့တိုးတဲ့အခါမှာတော့ညမိုးချုပ်တဲ့အထိလူစီကားတယ်စာဟိရေအမေကိုပတ်စံတွေကူထပ်ပေးပါဦးဒီနေ့ရောင်းကြေးတွေနှလုံးမထွက်ခင်မအေးကိုတင်ပေးရမှာဒီနေ့ကျောင်းကျိတ်တစ်ချိန်နဲ့မို့မသွားတော့ဘဲနဲ့အိမ်မှာအေးစင်းနေပဲဆိုကမှမိခင်ဖြစ်သူကပတ်စံကူစီခိုင်းနေတော့မျက်နှာလေးမဲ့ပြီးတော့ကူထပ်ပေးလိုက်တယ်ဒီနေ့ရောင်းကောင်းနေတော့ငါ့ကိုပတ်လိုက်ကြတာတအားပဲချဲရောင်းကောင်းလို့ပြောနေတဲ့အမေကိုကြည့်ရင်နဲ့စာဟိနှာခေါင်းရှုံတော့ဒေါ်မေးကမျက်စောင်းထိုးတယ်ပြီးမှပတ်စံကိုယူရင်သူ့ကိုအကဲခတ်တယ်စာဟိသားမအေးကိုသဘောမကျဘူးလားယင်စပြီဒီဇလန်သူ့မျက်နှာလေးမဲလိုက်တယ်အမေမေးတာတိတ်ချပြေးစမ်းမှာစာဟိရဲ့မမအေးကချစ်စရာလေးပါကွယ်ပတ်စံလေးရလဲရှိရုပ်လေးရလဲချောမိဘအတိုင်းဝိုင်းရလဲဆူဆူပူပူလို့เสียတရားမှမရှိတော့ဘူးဘလောက်ကောင်းလဲအမေတို့မျိုးမှာဘယ်ဟာလက်ညှိုးထူထူမမအေးပိုင်နာရီကြီးပဲအဲ့တော့ဘာဖြစ်လဲအမေကသူ့ပိုင်နာပိုင်မစေပေါ့ငါသားရောသူ့ကိုသဘောမကျဘူးလားမကျပါဘူးဟင်းညမ်းလိုက်တာစာဟိရဲ့
နင်သာမမအေးကိုကြိုက်လို့ရတော့လေအမေကသွားတင်တောင်းပေးမလို့အမေဆိုရင်မမအေးကတအားမျက်နှာသာပေးတာအမေကငါသားအတွက်တင်တောင်းပေးမှငင်းမှမဟုတ်ဘူးမမအေးကိုချွေးမတော်အားလို့ရတော့ဒီမြို့မှာလေမမဲကိုလှန်ရဲတဲ့သူတယောက်မှရှိမှာတော့မဟုတ်အခုလေဒီရက်ကွက်မှာအမေကိုလှန်ရဲတဲ့သူတယောက်တောင်မရှိပါဘူးအမေရဲ့အဲ့ဒါငါနောက်မှာမမအေးရှိတာသိလို့လေမမအေးငါနောက်မှာမရှိရင်ပမာမခက်လုံးမေသူတွေများဒုနေတေခုတောင်အရက်ခိုးရောက်နေတဲ့ဖိုးတုတ်ကငါ့ကိုမျက်စောင်းတစ်ခဲခဲလက်ရင်ရဲတိုင်ချင်နေတာဟိုတစ်ခါသွားတိုင်တော့ကလေမမအေးကရဲကိုအမြန်ခွန်းလို့ကက်တီလေးလွတ်သွားတာလေအဲ့ဒါကြောင့်ကျွန်တော်အမေကိုပြောတာပေါ့ဒီအလုပ်တွေမလုပ်ပါနဲ့ဆိုလာပြန်ပြီငါဘာသာငါအေးအေးစစ်စစ်စီးပွားလုပ်နေတာအမေစီးပွားကြီးကသူ့များကိုမွဲစည်းဖော်နေတာလေပြီးတော့ဘာမှဟုတ်တာလည်းမဟုတ်ဘူးရသမျှပတ်စံမအေးစီရောက်တာမလားအမေရတာအဖျားနာလေးတင်လေအဲ့ဒါတော့ငါကော်မရှင်စားကိုစာဟီရဲ့မမအေးကတမျိုးလုံးရဲ့ဒိုင်ချုပ်ကိုရမှာပေါ့အဲ့ဒါကြောင့်ပြောတာပေါ့မမအေးကိုသာနေယူလိုက်ရင်ငါရောင်းသမျှငါပတ်စံဖြစ်ပြီးနေလေတတိမလေးဖြစ်ပြီးပေါ့အမေရဲ့အကြံဆိုကြောင့်သူ့ခေါင်းကျိန်းသွားတယ်အားနေမအေးနဲ့ပဲပေးစားချင်နေတဲ့အမေကိုသူတကယ်ခေါင်းခါမိပါတယ်သူကသာမအေးလို့ခေါ်ပေမဲ့အမေတို့တရက်ကွက်လုံးကတော့မမအေးလို့ခေါ်ကြတယ်အသက်ကအများဆုံးရှိမှ25 26ပေါ့ဒါကိုအကုန်လုံးကမမအေးလို့ခေါ်နေကြတာလေအစာဘာကြောင့်ဒီလိုခေါ်မှန်းမသိသူကိုယ်တိုင်မအေးကိုတွေးမှနားလေတော့တယ်မအေးကသူ့ထက်အသက်လေးမဆိုးသလောက်ကြီးပြီးတော့ဟိတ်ဟန်အပြင်းနဲ့နေတယ်ရွှေကိုညှွတ်နေအောင်ဝတ်တယ်တောသူများလို့အတုံးလိုက်တက်လိုက်ဝတ်တာမျိုးမဟုတ်ဒီဇိုင်းဆန်းဆန်းတွေကိုခက်ဆန်ဆန်တွဲဝတ်လေးရှိတာဝတ်လိုက်တဲ့ဝတ်စားတိုင်းကလေတခါမှပေါင်အောင်မရောက်ဘူးပေါင်တဝက်မှရင်ဂိတ်ဆုံးတာစကားပြောရင်ခက်တီတီနဲ့ပြောသလိုမျက်လုံးကလည်းတအားငိမ့်နေမျက်လုံးနဲ့စကားတွေပြောရတာငိမ့်နေပေမဲ့ကိုယ်လုံးကတော့တခါမှငိမ့်နေဆိုတာမရှိလက်တစ်ချက်မြောက်ရင်အရှိုက်ကြီးအရှိုက်ငယ်တွေကပူရိသတွေကိုဆွဲမက်ဖယ်ကောင်းလှုပ်ခါသွားတတ်တယ်လို့လမ်းလျှောက်ရင်လေနောက်ဆုံးတစ်ခုလုံးမှတုံခါပြီးတော့ကြံ့ရစ်ခဲ့တာပူရိသတိုင်းတရေတမြန်းမြန်းနဲ့ကြံ့ရစ်အောင်တမင်လှုပ်လျှောက်သလားတောင်ထင်မှတ်ရတယ်ယောက်ျားတို့ရဲ့မျက်စိအစာမဖြစ်ဖြစ်အောင်လှုပ်တတ်တဲ့မမအေးကိုသူ့ဘဝင်မကြဘူးအခြားဘသူတွေသဘောကျသူ့ရဲ့မျက်လုံးထဲမှာတော့ထော်လော်ကန့်လန့်မယ်ပိုလိုဆိုတာကမအေးပိုင်ဆိုင်သမျှအလုပ်တွေကတခုမှကောင်းတာမရှိပါသူတို့မျိုးကနာမည်ကြီးနေတဲ့ဘီယာဆိုင်ကပိုင်ရှင်ဘသူလဲလို့စုံစမ်းတော့မအေးပိုင်တာ KTV မာဆက်ကာရာအိုကေအကုန်လုံးကမအေးပိုင်တဲ့လုပ်ငန်းတွေကြီးပဲဒါပြင်လိုင်းငန်းတွဲတွေစောက်ပြီးငှားစားတယ်လို့အချို့လိုင်းငန်းတွဲတွေကလိုင်းငန်းအမိခံပြီးတော့ပြည်တစားအခန်းတွေမကောင်းတဲ့မိန်းကလေးအစုံပုံစံမျိုးမျိုးနဲ့ရနိုင်အောင်ဖန်တီးပေးထားတာဘိုးကတော်တွေတင်မောသားကတော်တွေနဲ့အသက်ကြီးကြီးမမတွေအတွက်လည်းတီးတန့်နိဗ္ဗာန်ဘဝဖွင့်ပေးထားသေးတယ်သူနဲ့ရွေလူကောင်းလေးတွေများသူ့ထက်ချော်တဲ့ကောင်းလေးတွေများမအေးရဲ့အနောက်ကပါသွားပြီဆိုရင်တော့ဘိုးကတော်နဲ့တင်မောသားကတော်တို့အတွက်သာမှတ်လိုက်တော့နောက်ပိုင်းပိုဆိုးတာသူတို့မျိုးရဲ့14ရက်ကွက်အကုန်လုံးနှလုံးသုံးလုံးအယောင်းတိုင်ခွဲတွေဖွင့်ချလိုက်ခြင်းမှာပဲမအေးရဲ့လက်ခွဲတိုင်ကော်မရှင်စားတွေထဲမှာဒေါ်မဲဆိုတဲ့သူ့ရဲ့အမေလည်းပါတာပေါ့စာဟိရေအမေကိုမအေးစီလိုက်ပို့ပါဦးသူကြောင်းသွားတဲ့နေ့ဆိုတယောက်တည်းအဆင်ပြေသူတို့သွားပြီးတော့တရက်လေးအိမ်မှာနေတဲ့အခါဆိုရင်တော့ဟိုပုတ်တီကျိုလောက်ခိုင်းတဲ့မိခင်ကြီးဒေါ်မဲရဲ့အကျင့်မှာမအေးအိမ်ရှိရောက်တဲ့အခါလှည့်ပြန်ဖို့ဆိုင်ကယ်ဆန်ထိုးနေတော့မှပဲချန်ပီယံကိုထွက်လာတဲ့မအေးကိုတွေးလိုက်ရတယ်နာမည်ရတာမအေးသူ့တကူလုံးအေးတဲ့နေရာတနေရာမှမတွေ့ရပါဒေါ်မဲရောက်လာချိန်ကျမှကျမအပြင်သွားစရာရှိနေတယ်နိုင်ဝက်လောက်ပဲစောင့်ပေးလို့ရမလားထိတ်ကဆိုင်လေးတင်အမလီဒီလူနဲ့ဒီလူပြောစရာလားရပါဒါဆိုကျမခဏသွားအောင်မေဒေါ်မွေးရဲ့သားဆိုင်ကဲအားလားခဏခေါ်သွားခြင်းလို့ရတာပေါ်မမအေးရဲ့စာဟီမင်းမမကိုလိုက်ပို့ပေးလိုက်စမ်းတခါတည်းပြန်ဆောင်ခေါ်ခဲ့တိတ်မကြဘူးတဲ့အမေသူ့ဘူးကြည့်ပေမဲ့အမေကမသိချင်အောင်ဆောင်ပြီးအတင်းလှုပ်နေတယ်မအေးကလည်းမသိတယ်လို့နဲ့အနောက်မှာဝင်ထိုင်ပြီးဒေါ်မေခဏခေါ်သွားမယ်နော်အေးရတယ်မရဘဲနေမလားသူ့အမေကြောင့်သိတာပေါ့မအေးနဲ့လှော်ပြီးကျင်နေတဲ့ဆန္ဒတွေပြေဝသွားပြီးမို့ပြုံးနေတာကိုအမေကိုဗတ်မှန်အနေမြင်နေရတယ်လေမအေးပြောတဲ့ဆိုင်ရောက်တဲ့အခါဆိုင်ထဲမှာအသက်ကြီးကြီးဘွဲတွေရာကြိုဆောင်နေတယ်နှစ်ယောက်သားပြုံးရွှင်ပြီးပြောနေကြတာပဝင်းကျင်ကိုဂယုစိုက်ပုံလည်းမရခဏနေတဲ့အခါမအေးကဖုန်းတစ်ချက်လှမ်းဆက်တယ်ဘသူ့ကိုဆက်မှန်းမသိပေမဲ့သိမကြခင်ကောင်မလေးတယောက်ရောက်လာတယ်ဒီတော့မှမအေးရထပြန်နေမပြန်ခင်ဘဲကြီးစီကနေပတ်စံတအုပ်ကိုယူလာတယ်ပတ်စံအိတ်ထဲထည့်ပြီးတော့ကောင်မလေးကိုလည်းတခုခုကတ်မာနေပုံရတယ်မမစိတ်ချမယ်နော်ဖြူစင်ကောင်းကောင်းပြုစုလိုက်လိမ့်မမနဲ့စကားပြောညကြမှာမမစီကပတ်စံလာထုတ်ရော့ဒါကလိုင်းကန်တော့ဟုတ်ကဲ့မမအေးအဆင်ပြေတယ်မလားအကူအဆင်ပြေတယ်ဆိုအေးပြန်တော့မယ်โอเค
မမအေးဆိုင်ထဲကထွက်လာပြီးတော့စာဟီမောင်းနဲ့ဆိုင်ကယ်ပေါ်အသားလေးတက်ပြီးချိတ်ချိတ်ထိုင်လိုက်တယ်။အဲဒီနောက်မှာတော့ဖျောင်းလို့သွဲလျရတဲ့လက်ချောင်းလေးတွေနဲ့စာဟီရဲ့ခါကိုပိုင်စိုးပိုင်နဲ့ဖတ်လိုက်တယ်။ရုတ်တရက်ရိုက်လိုက်တဲ့ဆိုင်ကယ်ကြောင့်အေးကစာဟီရဲ့ကြောပြင်းနဲ့မျက်နှာကတ်သွားမိတယ်။ဒီမဲ့ဒေါ်နေရိတ်အေးခမည်းကျုပ်ခါကိုလှုပ်ဖို့အစီအစဉ်မရှိဘူးလား။ဖျားကြီးကျမကဖတ်ချင်လို့ဖတ်ထားတာမဟုတ်ပါဘူး။ဘရိတ်အုပ်လိုက်လို့ပြုတ်ကြမှာဆိုလို့ဖတ်မိတာပါ။အပိုတွေဆိုင်ကယ်စစီတွေကခမည်းကျုပ်ခါကိုကြစ်နေအောင်ဖတ်ထားတာကျုံမသိဘူးထင်နေလားကြစ်အောင်ဖတ်ထားတာမဟုတ်ပါဘူးပြုတ်ကြမသွားအသားလေးဖတ်ယုံပဲဖတ်တာပါအသားယူခြင်းလို့ဖတ်တယ်များထင်နေလားအထင်မခံခြင်းမဖတ်နဲ့လေ sorry ပဲကွာကျမကလည်းသူများမကြိုက်တာဆိုအမုန်းခံပြီးရွေးလုတ်တက်တဲ့ထဲမပါဘူးအခုဖတ်တာကိုမကြိုက်ဘူးမလားဟုတ်တယ်မကြိုက်ဘူးโอเคကျမစင်းနေခဲ့မယ်သူမဲပြုံးပြီးတော့ဆိုင်ကယ်ကိုမောင်းထွက်ခဲ့လိုက်တယ်အေးကပြဿနာဖြစ်သွားတဲ့ပေါ်ထွေထူးပြီးခံစားမနေပါလမ်းဖြတ်သွားတဲ့ဆိုင်ကယ်တစ်စီးကိုတားပြီးစီးခဲ့တယ်ဟဲစာဟီနဲ့ပြန်မလာဘူးလားအေးရဲ့အိမ်ထဲကဒေါ်မဲကထွက်လာရင်မေးတော့အေးကညခုံးလေးတွန့်ပြီးအိမ်ထဲဝင်သွားတယ်အားနာလိုက်တာမမအေးရဲ့စာဟီပြဿနာရှာပြီးထင်တယ်နေပါစီဒေါ်မဲကြည့်ရတာဒေါ်မဲရဲ့သားစာဟီဘန်းဆိုတဲ့ကောင်လေးကကျမကိုသိကြည့်မရတယ်လို့ပဲအိုးမဟုတ်တာမမအေးရဲ့အဲ့လိုဖြစ်เสียလားဖြစ်လေကိစ္စမရှိပါဘူးကျမကသိပြီးအာယုံမထားတတ်ဘူးဒါနဲ့ဒေါ်မဲကျမကိုစောင့်နေတဲ့ကိစ္စကမမအေးစီမှာဟိုတနေ့ကပြောထားတဲ့အလုပ်ကိစ္စလေးဟုတ်သားပဲခဏနော်ရော့တော်မဲဒီငွေကကျမအနေနဲ့ဘာမှမဟုတ်ဘူးဆိုပေမဲ့ကို့ငွေလိုသဘောထားပြီးလောက်ကင်ပေးစေခြင်းနဲ့ဒီတစ်ခေါက်တော်မဲအဆင်ပြေတယ်ဆိုရင်နောက်တစ်ခါကျမနှစ်ဆပေးပါမယ်စိတ်သာချမမအေးရဲ့ဒေါ်မဲကနာမည်တစ်လုံးနဲ့နေတာမမအေးရဲ့ပတ်စံတပြားမှမလျော့စေရအောင်ကျမကလည်းဒေါ်မဲကိုယုံလို့ငွေချေးတာပါတကယ်ဆိုနှလုံးထီလိုင်းပေးကင်ထားတယ်လို့ကျမငွေချေးတဲ့လိုင်းကိုမပေးချင်ဘူးငကျင်းစီနဲ့ငကျင်းကြောခံနိုင်ရတယ်လေအောင်မလီမမအေးရဲ့ဒေါ်မဲကိုယုံစမ်းပါအေးမမအေးလိုလူမျိုးဒေါ်မဲကငကျင်းစီနဲ့ငကျင်းကြောစရာလားဒေါ်မဲကအပြောကတော့ရွှေမန်းပဲနော်အေးစီကနေမျက်စောင်းလှလှလေးရပြီးတဲ့နောက်ဒေါ်မဲငွေတို့ကိုပိုက်ပြီးအိမ်ပြန်ခဲ့တယ်အောင်မလီသားလေးတစ်ယောက်ရှိပါတယ်အားကိုရမလားမှတ်တယ်အသုံးကိုမကြောက်အမေရလဲဗျာအိမ်ပြန်ရောက်တာနဲ့တပြည့်တော့ပြောမယ်ဆိုတာကြီးပဲငါပြောတာမဟုတ်လို့လားမဟုတ်ဘူးတဲငါခောက်လိုက်ရအမေနော်တားကခလေးမဟုတ်တော့မိမမရမချင်းခလေးပဲစာဟိဒါဆိုမနှက်ပြန်မိမယူလိုက်မယ်မမအေးဟုတ်လားတာမီနှစ်ယောက်တယောက်တပြန်ရွဲကြရင်နဲ့ဒေါ်မေးကမမအေးလားလို့မေးလိုက်တာနဲ့စာဟိရဲ့မျက်နှာရှုံ့မဲ့သွားတယ်မိမယူခြင်းပေမဲ့မအေးလိုလူမျိုးတော့ကျွန်တော်မယူခြင်းပါဘူးဟဲ့မမအေးကဘာဖြစ်နေလို့လဲအမေရဲ့မအေးကလောက်ကင်နေတဲ့အလုပ်တွေကိုကြည့်အောင်ကောင်းတာတစ်ခုမှမရှိဘူးသူကိုယ်တိုင်နဲ့သူ့ထက်ငယ်တဲ့အကောင်တွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာလူတိုင်းအသိပဲလေဟဲမမအေးကအဲ့လိုမဟုတ်ပါဘူးငါသားရဲ့အမေကသာမဟုတ်ဘူးပြောနေတာသူ့အကြောင်းတစ်မျိုးလုံးသိတယ်သူဘာဆိုတာလိုက်မင်းနေစရာမလိုအဲ့ဒါသူ့အလုပ်ကြောင့်ပါစာဟိဘန်ရဲ့အမေတို့တောင်မှသူ့ရဲ့အကူအညီကြောင့်အခုလိုတင်းတင်းတဲတဲလေးနေရတာမလားသူ့အကူအညီမဟုတ်ပါဘူးအမေကသူခိုင်းကောင်းအောင်ပေးထားတာပါခိုင်းကောင်းအောင်ပေးတယ်ဆိုလေကျေးဇူးတင်ရမှာပဲလေအရင်တော့ကအမေတို့ဘသူကအရေးတယူရှိလို့လေအမေကိုဆိုဘသူကရောလူရသွင်းဘူးလို့လေမင်းဆိုလေငငယ်ကသူများအနိုင်ကျင့်ခံရတာမလားဒေါ်မဲစကားတွေကအမှန်တရားမို့စာဟိဘန်တယောက်ငြိမ်သက်သွားရတယ်သူ10တန်းနှစ်မတိုင်ခင်ထိလူသားချင်းခွေးခြားဆက်ဆံတတ်တဲ့လူတချို့ကြောင့်သူစိတ်ဒုက္ခပေါင်းများစွာခံရခဲ့ရတယ်ငငယ်ကဆိုအတန်းထဲမှာသူ့ရဲ့နာမည်အရင်စာဟိဘန်လို့မခေါ်ဘဲနဲ့ကလားလို့သာခေါ်ကြတာဆရာမတချို့ရဲ့ခွဲခြားဆက်ဆံခြင်းကိုလည်းအရွယ်နဲ့မလိုက်အောင်ခံခဲ့ရဘူးတဲ့ငွေကြေးမချမ်းသာတော့ပို့လို့အနှိမ်ခံခဲ့ရတယ်အမေကတော့ပဝင်းကျင်နဲ့တဟဇာတာဖြစ်အောင်နေပေမဲ့တကိတ်ပွဲကြီးပွဲကောင်းဆိုရင်အမေရတဲ့နေရာကပကံစီဦးတိုက်တာပါအချက်ပြုံနာမှာတော့တချို့ကမထားခြင်းအထူးသဖြင့်အမေရဲ့အသားရည်ကြောင့်ပေါ့သို့ပေမဲ့အမေကအသားရည်သာမဲတာနှာခေါင်းချွန်နေမျက်လုံးဝိုင်းဝိုင်းနဲ့မျက်တောင်တွေကကော့ညွတ်နေတာအမေအပြိုဘွားဓာတ်ပုံထဲမှာအမေရဲ့ကိုလုံးကိုပေါက်ကအိန္ဒြိယမင်းသမီးကယ်ရီနာနဲ့အပုံကြီးတာတယ်လီအသားမဲတာလေးတစ်ခုပဲဘာသာမတူလူမျိုးမတူယုံသားမကအသားရည်ရစာကြီးကန်းနဲ့ဘဲဘူးလို့ကြွားချတဲ့အမေနဲ့အဖေကဖူးစာဆန်းနဲ့စုံခဲ့ကြတာအော်ချလောက်ပါတယ်မင်းရဲ့အမေကအသားမဲပေမဲ့နှလုံးသားအဖြူတယ်လေအဲ့ဒါကြောင့်အဖေဘွားကြီးကိုပုတ်အပ်ခဲ့တာထိုစကားကိုအဖေကမကြပြောတတ်တယ်ထိုစကားကြားတိုင်းအမေကသွားကြီးဖြဲလို့အပြုံးတသိန်းနဲ့ပေါ့အမဲတို့ကအသားမဲပေမဲ့ဖြည်းဖြည်းဝှေ့ယောက်ျားရထားတာဖယားကပေးတဲ့ကုသိုလ်ပဲဟိရှယ်ရိုခန်းတို့နဲ့လဲပေးမယ်ဆိုရင်တော့မှဟင့်အင်းမဲကဘာပေါ်မှာအမဲယောက်ျားအကောင်ဆုံးပဲ
အမေရဲ့ကြွေးကြော်တန်းတွေကိုလည်းအဖေကပြုံးပြုံးကြီးနဲ့ကျင်းနှက်ခဲ့တယ်။အဖေကဘာသာရေးကိုစမ်းစစ်မဖြစ်ပေမဲ့အမေကလည်းတိတ်တိတ်လှုပ်ကိုးကွယ်နေတဲ့သူမဟုတ်။အဖေဆုံးတဲ့အခါအမေကဗုဒ္ဓဘာသာအယူဆအတိုင်းအဖေကိုတကြိုပေးတယ်။အဖေရှိစဉ်ကစီးပွားရေးအဆင်ပြေခဲ့တယ်လို့ဆိုလို့မရပေမဲ့မပြေလည်ဘူးလို့လည်းသတ်မှတ်လို့မရ။အဖေဆုံးပြီးတဲ့အချိန်မှာတော့သူတို့သားမိနှစ်ယောက်လုံးရဲ့စားဝတ်နေရေးခက်ခဲခဲ့တာအမှန်ပဲ။စားဝတ်နေရေးအဆင်မပြေပဲလုံးလေချလဲတဲ့အမေကအဖေဆုံးပြီးမကြခင်မှာနေရိပ်အေးဆိုတဲ့မအေးနဲ့အချိတ်ဆက်မိပြီးတော့ငွေရှင်ခဲ့တယ်။သူကသဘောမကျပေမဲ့အမေကသဘောကျတယ်။သူ10တန်းအောင်တဲ့အခါမှာကြောင်အပ်ဖို့သာမကအသုံးစရိတ်အားလုံးကိုလည်းဖဖိုးတီတီသုံးခွင့်ရခဲ့တယ်။အမေအတွက်မအေးကနတ်ဖျားမတပါလို့ဖြစ်ခဲ့တယ်။ဒါကြောင့်မအေးကခိုင်ကောင်းအောင်ပေးတယ်လို့သူကပြောရင်တော့မနာတတ်တော့ပါဘူး။အမေရဲ့ဘွားကမအေးမအေးဖြစ်နေတယ်။နောက်ဆုံးသူ့ကိုပါမအေးနဲ့ညားစီခြင်းနေတယ်။သူကလည်းလောကမှာမအေးရလွယ်လို့ဘယ်လိုမိမပဲဖြစ်ဖြစ်ယူဖို့ဝင်မလေးပေမဲ့မအေးဆိုရင်တော့ဝေးဝေးရရှောင်နေမအေးနဲ့ရေဆက်ပါမှာသူ့အကြောက်ဆုံးပါစပွဲပေါ်မှာအပုံလိုက်ချထားတဲ့ငွေတွေကိုတပုံချင်းစီစက်ကခွဲတန်းချနေရင်းနဲ့စကြိုးတွေတက်နေတယ်ရေလက်စငွေကိုချရင်းနဲ့လက်တစ်ဖက်ကပခုံးကိုနှိပ်ထားတယ်မမအေးမျက်နှာလည်းမကောင်းပါလားဘာလဲစကြိုးတက်လို့လားပုံပုံနှိပ်ပေးရမလားအေးလာစမ်းပုံပုံရဲ့မမအေးကိုနှိပ်ပေးစမ်းပါစကြိုးတွေတက်တာလေပခုံးတွေပါတောင့်တင်းပြီးတော့တိတ်နာတာပဲပုံပုံနှိပ်ပေးမှာပေါ့မမအေးရဲ့ပုံပုံကပြောလဲပြောသွတ်သွတ်လက်လက်လေးမို့ချက်ချင်းဆိုသလိုသူမလက်လေးတွေကအေးရဲ့ပခုံးပေါ်ရောက်လာပြီးနှိပ်ပေးနေတယ်မမအေးအိတ်ချင်အိတ်လိုက်နော်အကျိုးပြေတဲ့အထိပုံပုံနှိပ်ပေးမယ်ကဲဒါဆိုလဲနှိပ်ပေးပုံပုံရဲ့မမအေးတအားအိတ်ချင်လာပြီရတယ်ဆိုဖာပေါ်မှာပဲမှောက်အိတ်လိုက်ပုံပုံနှိပ်ပေးမယ်နော်မမအေးရဲ့စကြိုးတွေကအတော့ကိုတင်းနေတာပဲတင်းတာပေါ့ပုံပုံရဲ့တနေ့ဓာရီထိုင်ရပြီးတော့ခွဲတန်းချပေးနေရတာနည်းနည်းလေးမှမဟုတ်တာအဲ့ဒါလည်းဟုတ်တယ်နော်မမအေးကြတော့လေရေလို့မကွာအောင်ချမ်းသာလိုက်တာအပြိုပြန်းလေးပုံပုံရဲ့စကားကြောင့်အေးပြုံးလိုက်တယ်ပုံပုံလည်းတနေ့ချမ်းသာမှာပေါ့စူးစားအဲ့ဒါတော့မဖြစ်နိုင်ပါဘူးမအေးရဲ့ခုတော့မမအေးစီမှာကတ်နေရတာမမအေးပေးတာယူကျွေးတာစားအခြားပါအလုံးမှလည်းမရှိဘဲနဲ့အလုံးမရှိတာမဟုတ်ပါဘူးပုံပုံရဲ့အခုလေပုံပုံအလုံးလုံးနေတာပဲလေနှိပ်ပေးရတာလေးကိုအလုံးတဲ့အခုတော့အကိုချမ်းသာမရှိလို့အလွတ်ဝင်နှိပ်ပေးရတာ哦အကိုချမ်းသာရှိရင်သူ့ပဲနှိပ်ပေးနေတာနဲ့ပုံပုံအလှမရောက်တော့ဘူးမမအေးကပုံပုံနှိပ်ပေးတာနဲ့အကိုချမ်းသာနှိပ်ပေးတာဘယ်ဟာကိုကြိုက်လဲရင်အမှန်တိုင်းပြောရရင်တော့ချမ်းသာနှိပ်ပေးတာပိုထိတယ်ယောက်ျားလေးအားနဲ့ဆိုတော့အချိုးတက်နေတဲ့အချိန်သူ့နှိပ်ပေးရင်ရော့သွားရောလေဒါဆိုပုံပုံနှိပ်ပေးတာမကောင်းပေါ့ပုံပုံနှိပ်ပေးတာလည်းကောင်းပါတယ်စိန်ရှိတာပေါ့ပုံပုံဘလောက်ကြောင်နှိပ်ပေးနေမှမသိအေးရာနိုးတဲ့အခါအကျိုးတွေအညောင်းပြေနေတယ်။သို့ပေမဲ့နှိပ်ပေးနေတဲ့လက်တွေကအေးရဲ့ပခုံးပေါ်ကနေမရွေသေး။မျက်လုံးသေးချာမဖွင့်ပေးပေမဲ့ထိတွေ့နေတဲ့လက်နဲ့နှိပ်ပုံကပုံပုံမဟုတ်မှန်းသိလိုက်တယ်။ဘယ်တော့မှပြန်ရောက်တာလဲချမ်းသာစစိုးလေးရာတွေမှာပြန်ရောက်နေတာကိုနားတော့မနာဘူးအပင်ပန်းခံလို့ပုံပုံကပြောတယ်။မမအေးစကြောတွေတအားတက်နေလို့ဆိုအခုရောတက်တာသွားပြီလားတက်တာသွားပြီလန်းလန်းဆန်းဆန်းပြစ်သွားအောင်အပူထုတ်ပေးရမလားမမအေးထုတ်ပေးမလားပက်လက်လန်အိတ်လိုက်ထုတ်ပေးမယ်ချမ်းသာပြောတဲ့အတိုင်းပက်လက်လေးလှန်ပြီးတော့အေးတစ်ချက်ကြည့်လိုက်ကမမအေးအဝတ်သွားလဲလိုက်ရမလားမလေးလေးရပါတယ်မမအေးရဲ့ခဏပဲဟာချမ်းသာပြောနေရင်နဲ့ခြေဘွားတွေကိုစားနှိပ်ပေးပြီးတော့ခြေချောင်းလေးတွေကိုအတန်မြောင်ချိုးပေးတယ်မခံနိုင်ရင်ပြောတော့မမအေးဒီလောက်တော့ရပါတယ်ကွာမမအေးခံနိုင်ပါတယ်အပူထွက်ရလားမမအေးထွက်တယ်ပေါင်ရင်းကိုလက်ဖက်နှောင်းနဲ့ဖိထားတဲ့အချိန်အိမ်ထဲဝင်လာတဲ့လူရိပ်ကြောင့်ချမ်းသာနဲ့အေးနှစ်ယောက်စလုံးစောင်းကြည့်မိလိုက်တယ်။ Sorry မမအေးရဲ့ဘသူမှမရှိဘူးထင်လို့အေးပုံခွာရက်သားရှိနေတဲ့ချမ်းသာကိုကြည့်လိုက်အောက်ကပလက်ဖြစ်နေတဲ့အေးကိုကြည့်လိုက်နဲ့ဒေါ်မဲပေးကနေပါလာတဲ့စာဟီတယောက်မျက်မှောင်ကျုံနေတယ်။မမအေးရက်လိုက်ရမလားမရက်နဲ့ခဏလေးပဲဟာဒေါ်မဲခဏဆောင်ပေးနော်ဒီမှာအေးအပူထုတ်နေတာတန်လန်းကြီးဖြစ်နေလို့ချမ်းသာကိုပြန်ပြေးရင်းနဲ့ဒေါ်မဲကိုပါတခါလေးခွင်တောင်းလိုက်တာကြောင့်ဒေါ်မဲကပြုံပြုံကြီးနဲ့သာခေါင်းညိတ်နေတယ်ချမ်းသာထွက်သွားတော့မှအေးရစပွဲပေါ်တင်ထားတဲ့ငွေတွေကိုယူပြီးတော့ဒေါ်မဲဘက်ကိုတွန်းပို့လိုက်တယ်စာဟီရဲ့အကြည့်တွေကတော့ထွက်သွားတဲ့ချမ်းသာစီမှာကက်ညိပါသွားတယ်ချမ်းသာအေးရဲ့အိမ်မှာအလုပ်လုပ်ရတဲ့အလုပ်သမားလို့ဆိုပေမဲ့ရုပ်ရည်အားဖြောင်းနေအသားအဖြူတယ်အရက်အမောင်းလေးပြိုးစရာမလိုအေးရဲ့အိမ်မှာအလုပ်လုပ်ကြတဲ့လူတွေထဲမှာချမ်းသာရုပ်အဖြောက်ဆုံးဆိုပေမဲ့နာမည်နဲ့မလိုက်အောင်အမွဲဆုံးလေးဖြစ်တယ်ဒါကြောင့်အေးလိုကြဖြစ်အောင်အရာရာမှာတွတ်တွတ်လက်လက်လောက်ကင်ပေးတယ်အေးရဲ့အိမ်မှာခံထားတဲ့အလုပ်သမားတိုင်းကိုလည်းအေးကေးတို့လှပတယ်ယောက်ျားသားများဆိုရင်လည်းလေပြန်ငေးရလောက်အောင်ကြည်ကောင်းကြတယ်
ထိုထဲရယောက်ျားသားချောချောမမောတွေကိုအလုတ်ခံထားတဲ့အေးကိုစာဟီကတော့သဘောမကျဘူးပို့လို့ဆိုတာအခုလိုယောက်ျားနဲ့မိန်းမပူပူကက်ကက်အမြင်မတော်တဲ့အထိအနေထိုင်ပတ်ဆက်တာကိုပို့လို့ဘဝင်မကြတာပေါ့ပြီးခဲ့တဲ့အခါကငွေကိုလည်းအခြေပြန်ပေးနိုင်လို့ကျမဒီတစ်ခေါက်အပို့ထည့်ပေးထားတယ်ဒေါ်မင်းငွေသိမ်းရတာအဆင်ပြေလာတဲ့နဲ့အမျှကျမတိုးတိုးပြီးပေးပါမယ်ပုံမှန်လေးချပေးရုံနဲ့တင်ကျေးဇူးတင်လာပါပြီမမအေးရဲ့မဟုတ်တာပို့တိုးပြီးပေးတဲ့လို့တိုးပေးရမှာပေါ့ဒေါ်မင်းလည်းငွေလေပတ်တဲ့အခါကျရင်ကျမစီကငွေချစရာစောင့်စရာမလိုဘဲနဲ့ကို့ငွေနဲ့ကိုချပေးလို့ရသွားတာပေါ့အိုးမဟုတ်တာမမအေးရဲ့ဒေါ်မဲတို့ကတစ်သလုံးမမအေးနဲ့လက်တွဲလို့မှာပါနော်မမအေးယောက်ျားယူမှဒီအလုပ်တွေဘာတွေမလုပ်တော့ဘူးလို့မပြောနဲ့ဒေါ်မဲကမမအေးရှိမှဖြစ်မှာဒီတတတော့ယောက်ျားမြူတော့ပါဘူးဒေါ်မဲရဲ့စိတ်ပူမနေနဲ့အလုပ်တွဲမလုပ်ရမှာ哦အဲ့လိုပြောလို့ရမလားမမအေးရဲ့အရွယ်လေးကကောင်းတော့ငွေရလဲပေါ်ရုပ်ကလဲချောပြောစရာမရှိတဲ့လူမျိုးယောက်ျားမြူစရာလားဒေါ်မဲမြောက်ပြောတဲ့စကားတွေကြောင့်အေးရလိုက်တယ်ပြီးတော့မျက်လုံးတွေကစာဟိကိုကြည့်ပြီးဒေါ်မဲကကျမကိုချွေးမတော်ချင်နေပြီထင်တယ်အေးရစကားကြောင့်စာဟိတယောက်အန်ချိတ်ပြီးဘူးကြည့်ကြည့်တယ်အမလီမမအေးလိုလူမျိုးချွေးမတော်ရမယ်ဆိုလို့ကတော့ဆယ်ကားပြန်ကိုတော်ပြစ်လိုက်မှာအမေအိုးတော်ချင်လို့တော်ချင်နေပြောတာစာဟိမျက်မှောင်ကျုံနေပေမဲ့ဒေါ်မဲကတော့ဘုံမွင်းကြီးပြောချလိုက်တယ်ဒေါ်မဲကချွေးမတော်ချင်လဲကျမကတော့ဒေါ်မဲကိုရောက်ခမမတော်နိုင်ဘူးခမရဘာစကားပြောရလဲမအေးအထိနာသွားတဲ့သူကစာဟိပါလုံငယ်ပီပီဒေါသနဲ့လှုပ်ခနဲကောက်မေးလိုက်တယ်ကျမပြောတာဘာမှလို့လဲစာဟိပန်ကျမယောက်ျားမယူခြင်းလို့ဒေါ်မဲကိုရောက်ခမမတော်နိုင်ဘူးပြောတာလေဘသူ့ကိုများစော်ကားမိလို့လဲကြည့်ရတာစာဟိပန်ကျမကိုယူခြင်းနေလို့လားခမရလိုမိန်းမကိုယူခြင်းစရာလားဟဲ့တာစာဟိဒေါ်မဲတားနေတဲ့ကြသူ့သားအချောင်းကိုသူသိတယ်အေးနဲ့လည်းမျက်နှာပြက်မှဆိုးတယ်အေးကတော့ပြုံးလည်းမပြုံးသလိုမဲလည်းမမဲချိတ်ချိတ်ထိုင်ရတာတီတီငင်ငင်လေးနေတယ်ကျမလိုမိန်းမဟုတ်လားစာဟိပန်ကျမဘာမှဖြစ်နေလို့လဲဒါတော့ကိုသိမှာပေါ့ကျမတိတ်တုံးတဲ့မိန်းမတယောက်ဆိုတော့ကိုဘာဖြစ်နေမှန်းမသိဘူးစာဟိပန်အားတဲ့တရလောက်တော့လာပြောပေးလေအေးရရွယ်ပြောနေမှန်းသိတော့စာဟိဘာမှပြောမထွက်ပဲထထွက်ဖို့ပြင်လိုက်တယ်အော်စာဟိပန်ဘာလဲကျမကဒေါ်မဲမမဟုတ်ဘူးနော်ဘယ်သားရှင်မဆိုရောက်ခမမတော်ကျင်တာအိမ်တွင်အောင်ပြီးလင်းကိုပဲပြုစုပေးနေရတဲ့မိန်းမမျိုးလို့ဖို့စိတ်ကူးမရှိလို့ตายရမှုလိုချင်လွယ်ပါတယ်ရော့အင်းဆိုပြီးငွေချလိုက်တာနဲ့လိုချင်တဲ့ယောက်ျားစိုက်စုံရတယ်ဒီခကြီးထဲမှာယောက်ျားတွေပေါ်ပါတယ်ကွာဘာလို့ဖို့စိတ်ညစ်ခံပြီးယူနေဦးမလဲဟုတ်တယ်မလားဒေါသတွေနဲ့ထွက်သွားတဲ့စာဟိကိုကြည့်ပြီးအေးပြုံးလိုက်တယ်ပြီးတော့မျက်နှာလေးမှိုင်းသွားတဲ့ဒေါ်မဲကိုမြင်မှကျမကိုစိတ်ပြတ်သွားပြီလားဒေါ်မဲဟင်းအင်းလို့ဒေါ်မဲမှပြက်မပြေနိုင်ခွေးအားကြီးလှင်းနေတယ်လို့နေနေတယ်ပြုံးတာတော့အာတင်ပြီးပြုံးနေရတယ်ဒေါ်မဲသားကျမကိုအပေါ်စီးကနေပြောချင်ဆိုချင်မုံပေါက်နေလို့တမင်တကာမခံချင်အောင်ပြောလိုက်တာပါစိတ်ထဲမထားနဲ့နော်ကျမနဲ့အလုပ်တွဲလုပ်သူတွေကိုလူမှုရေးနဲ့စီးပွားရေးတော့ခွဲခြားထားစီခြင်းနဲ့ရပါတယ်မမအေးရဲ့စိတ်ထဲမထားပါဘူးဒေါ်မဲရဲ့သားကြောင့်စိတ်မကောင်းဖြစ်သွားမှာပဲဆိုတာရပါတယ်ဒေါ်မဲရဲ့ဒါနဲ့ဒေါ်မဲသားကိုကောက်ကောက်မင်းမင်းကလေးတယောက်နဲ့လက်ထပ်ပေးခြင်းကျမကူညီပေးလို့ရတယ်အိမ်အားပုံဆိုလဲလိမ္မာရေးချရှိတယ်ပြောစကားလေးနားထောင်နေအလို့ဆိုလဲခိုးကက်မနေဘူးဖင်တအားပေါ့တာဒေါ်မဲချွေးမတော်ခြင်းဘူးလားအိုးနေပါစီမမအေးရဲ့သားယူမဲမိန်းမကိုသားကိုယ်တိုင်ပဲရွေးပါစီတော့ကွယ်ဒေါ်မဲပြန်လာအောင်မယ်နော်ငွေတွေကိုလည်းရက်ချင်းနဲ့နေအတိအကျလာပို့ပေးမယ်နော်တယောက်မဟုတ်တယောက်နဲ့အောင်သွဲလုပ်ပေးနေမှာဆိုတော့ဒေါ်မဲကဗျာကရာထပြန်ခဲ့တယ်အေးကိုချွေးမတော်ခြင်းပေမဲ့အေးရဲ့အလုပ်သမားကိုတော့ချွေးမမတော်ခြင်းပါဒါကြောင့်ကြည်ကောင်းအောင်ပြောပြီးပြန်ခဲ့လိုက်တယ်အမေဝေယံတို့နဲ့အပြင်ခဏလိုက်သွားအောင်မေတီလက်စကတာကိုအိမ်ပေါ်မှာထားရင်းနဲ့အပြင်သွားဖို့အကြောင်းမှပြောတော့ခေါင်းငိမ်ပြီးဒေါ်မဲကပတ်စံအရေးမပြတ်အခုဖယ်သွားမလို့လေထိုင်နေကြလက်ဖေးဆိုင်ကဟိုဘက်မှာလေသွားနေကြလမ်းမဟုတ်ပဲအခြားကိုဦးတည်နေတဲ့ကောင်းဆက်ကြောင့်စာဟိမေးလိုက်တယ်အသားလေးလိုက်ခဲ့ပါစာဟိဟာလက်ဖက်ရည်ဆိုင်သွားမလို့မဟုတ်ဘူးဒါဆိုဘယ်ကိုလဲအဲ့ဒီကောင်ဖွန်သွားကြောင်မလို့ဝေယံစကားကြောင့်ကောင်းဆက်ကပြုံးစစ်စီလုံနေတယ်အဲ့လိုမှန်းသိမလိုက်ပါဘူးကွာလိုက်ခဲ့စမ်းမှာစာဟိဟာမင်းပါရင်ငါတို့လူတွေနည်းနည်းရှိန်နေဟာဆက်ဖြစ်ဖြစ်လုံမနေနဲ့ဘသူ့ကိုသွားကြောင်ပါလဲခိတာဝါဘာဖြစ်ဖြစ်ဩပါစာဟိကကောင်းဆက်စီကနေခိတာဝါဆိုတဲ့နာမည်ကြားလိုက်တာနဲ့စာဟိရဲ့မျက်နှာဒေါသတွေပြည့်နှက်သွားတယ်မင်းစိတ်တဲ့လူကြိုက်တယ်လို့သွားကြောင်ခိတာဝါမဟုတ်ရင်ပြီးရောငါရောခိတာဝါကိုသွားကြောင်နေလို့လားမင်းမဲဆော့ဆော့ကပြောတာလေငါပြောတာကိုဆုံးအောင်နားမထောင်မေမင်းမသာထအော်တာခိတာဝါတို့အိမ်ဘေးနာပြည်စုံခင်ကိုကြိုက်တာပါဟာ
အစောရီကတိတ်ချပြောပါလားဒါဆိုမင်းကခိတာဝါကိုကြိုက်နေတာလားမဟုတ်ပါဘူးမကြိုက်ရင်ဘာလို့ဆော့ဆော့ကဒေါသထွက်လဲသူကငါတငယ်ချင်းလေမင်းတို့လိုငရှုံငပွေနဲ့မတန်လို့ဖြစ်ရသေးတယ်ဝေယံရောကောင်းဆက်ပါမျက်နှာတွေရှုံးမဲ့သွားကြတယ်စာဟီတို့ထိုင်နေတော့ဘေးနားကနေဆွဲချင်းကြီးဆွဲပြီးတော့သူ့ကိုလှမ်းခေါ်လိုက်တဲ့ခိတာဝါကြောင့်သူဆိုင်ထဲကနေပြေးထွက်လိုက်တယ်ဘေးကပြန်လာလေမမအေးအိမ်ကနင့်ကိုလည်းအစောပိုင်းကမမအေးအိမ်မှာတွေ့လိုက်တယ်အန်တီမဲလေးပါတယ်မလားရေချိုးကန်ထဲကနေထွက်လာတော့နင်တို့ကငါမြင်လိုက်တယ်အခုရောငါတို့အိမ်နာကိုဘာလာလောက်တာလဲငါအိမ်တော့မလာပဲနဲ့ဟိုကောင်ကောင်းဆက်မုတ်တီလာငန်းနေတာအဖော်လိုက်ခဲ့ပေးတာလေဟမ်ဘာကြီးမုတ်တီရောင်းတဲ့တယောက်လေအဲ့ဒီတယောက်ကိုကောင်းဆက်ကလာကြောင်နေတာဩအဲ့တော့မှခိတာဝါသဘောပေါက်တယ်လို့အပတရရေးတယ်ဒါနဲ့နေပါအောင်ဆော့ဆော့ကမအေးတို့အိမ်မှာနေရပါသွားလောက်တာလေဩမမအေးတို့အိမ်မှာအိမ်မှုကိစ္စလုပ်ပေးတဲ့ကောင်မလေးကနေပြန်သွားလို့ငါအလုပ်သွားလုပ်ပေးတာမမအေးကတိတ်သဘောကောင်းတာပဲသူများစီမှာအလုပ်လုပ်တာထက်ပို့ပေးတယ်ဟာသူပေးတဲ့ပတ်စံနဲ့အခုဈေးဝယ်ပြီးပြန်လာတာဘလောက်ပဲပို့ပေးသူ့စီမှာအလုပ်သွားမလုပ်နဲ့နင့်ကိုပတ်ဝန်းကျင်ကတမျိုးမြင်လိမ့်မယ်ငါတို့အိမ်မှာပတ်စံမရှိဘူးဟာရတဲ့အလုပ်လေးလုပ်ပြီးတော့ပတ်စံရှာနေတာစာဟီရဲ့တခုခုတော့လှုပ်ရှားရှိမှာပါမအေးရဲ့အိမ်မှာတော့သွားမလုပ်ပါနဲ့ဟာဒါနဲ့နေပါအောင်မအေးအိမ်မှာအလုပ်လုပ်ဖို့နင့်ကိုဘသူပြောတာလဲကုချမ်းသာပြောပေးတာနင်တို့မုတ်တီတောက်နေတဲ့ဆိုင်ကပြည့်စုံခင်ရဲ့အကိုလေးနင်လေးသိတယ်မလားသူပြောပြီးတာခိတာဝါကတော့ချမ်းသာကိုကျေးဇူးတင်ခြင်းတင်လိုက်မယ်သူကတော့နည်းနည်းလေးတောင်မတင်သူ့တငယ်ချင်းကိုပါနာမည်ပြတ်အောင်ဖန်တီးပေးတယ်လို့ခံစားရတယ်အခြားလူတွေကမမအေးရဲ့အိမ်မှာဘာလို့စိတ်ဝင်စားပေမဲ့သူ့တငယ်ချင်းခိတာဝါကိုတော့မလုပ်စေခြင်းသူတားလဲများမှန်းသိပေမဲ့မလုပ်ဖို့တားချင်နေမိတယ်ပေးနင်းရဲ့ဆွဲခြင်းနင်းကိုငါလိုက်ပို့မယ်စာဟီကခိတာဝါရဲ့လက်ထက်ကဆွဲခြင်းကိုယူပြီးတော့အိမ်ကိုလိုက်ပို့တယ်ခိတာဝါတို့အိမ်ရောက်ရင်သူစိတ်မကောင်းဖြစ်သွားရတယ်မောင်နှမတွေတပြုတ်တစ်ခေါင်းကြီးနဲ့အသက်ကြီးကြီးအဖိုးအဖွားတွေကြောင့်မနေရုံးကန်နေရတဲ့မိသားစုအခြေအနေကိုသူမျက်နှာလွှဲမထားနိုင်တော့ပိလက်ဆွဲခြင်းဟိုနှစ်ယောက်ဆောင်နေဦးမယ်ပြန်တော့လေစာဟိနေရလေငါထိုင်တော့မထိုင်ရသေးဘူးလေငါအိမ်မှာခြေချစရာနေရတော့မရှိတာမုတ်တီဆိုင်မှာပဲသွားထိုင်စမ်းပါဟာငါလေးအိမ်အလုပ်တွေလုပ်ရအောင်မယ်မနေ့ပြန်ကြရင်လေမမအေးတို့အိမ်သွားရမှာမအားလို့ပါစာဟိရဲ့မနေ့ပြန်ဘယ်နှစ်နာရီသွားမှာလဲမနေ့9နာရီခွဲလောက်သွားရမှာအပြန်ကြတော့4နာရီလောက်ပြန်ရတယ်နောက်ကြလေ9နာရီပေါ့ဘာဖြစ်လို့လဲနင့်ကိုအပို့အကျိုးလုပ်ပေးမလို့ဟဲတကယ်ကြီးလားသူ့အကျိုးပို့လုပ်ပေးမယ်ဆိုတော့ခိတာဝါတယောက်ပျော်သွားရတယ်နင်လာကြိုးပေးရင်ငါအစိုးရလမ်းလျှောက်เสียမလို့တော့အပြန်ကြရင်လေကယ်ရီကမကုံတော့ကယ်ရီငါစီးရတာလေပတ်စံပေးပြီးစီးပေမဲ့ငါတို့လမ်းထိပ်ထိလိုက်မပို့ဘူးဟာခလေးတွေတအားရှုပ်လို့ဆိုပြီးလမ်းဝပဲချပေးတာလေမနေ့ပြန်စပြီးငါလာကြိုးပေးမယ်စောင့်နေဒါနဲ့နင်ကចောင်းသွားရအောင်မယ်လေရတယ်ចောင်းမသွားခင်နင်ကိုလိုက်ပို့ပေးမယ်ចောင်းပြန်ရင်တခါတည်းဝင်ကြိုမယ်အာနာစရာကြီးစာဟိရဲ့ဒါလာအာနာတဲ့ရုပ်ပြောမနာဆိုမနာသူ့ရဲ့ရှာရှာပပမိန်းကလေးတငယ်ချင်းမို့သူတက်နိုင်တဲ့လောက်ကုညီကြမာတယ်ဟေ့အောင်မင်းစကားပြောတာလေအကြာကြီးပဲမုတ်တီဆိုင်နဲ့ပြန်ရောက်တော့ဝေယံဘူပိတ်နေတဲ့မျက်နှာနဲ့မေးတယ်ငါမှတော့တယောက်တည်းကြောင်တောင်နဲ့ထိုင်နေရတာကောင်းဆက်ရှိနေတာပဲသူ့ဟာသူမှုန်နေတာလေငါရှိမန်းအောင်သတိရသေးရဲ့လားမသိဘူးဒါနဲ့ခိတာဝါနဲ့ဘာတွေပြောလို့ဒီလောက်ကြာနေရတာလဲမနေ့ပြန်သူ့ရဲ့အလုပ်ကိုအချို့ပို့လုပ်ပေးမလို့လေမင်းသူ့ကိုကြိုက်ညကြိုက်နေလားမဟုတ်ပါဘူးဒီတိုင်းငါတငယ်ချင်းကိုတနာလို့ကူညီတာပါဟုတ်မှလည်းပြောပါစာဟိယာမင်းနဲ့သူကြိုက်လေကန့်ကွက်မဲ့သူမရှိတော့ပါဘူးနှစ်ဖက်စလုံးကလည်းယဉ်နီးပြီးသားခိတာဝါတို့အိမ်ကလည်းမင်းနဲ့ဆိုသဘောမတူစရာမရှိဘူးပြီးတော့ခိတာဝါငွေကြေးမချမ်းမသာရုပ်ကလည်းအချိုးကြီးမဟုတ်ပေမဲ့မင်းနဲ့ဆိုလိုက်တယ်တော်စမ်းမှာငါတို့ကတငယ်ချင်းတွေပဲအဲ့ထက်မပိုပြီးတာပါပဲနောက်မှငါဟာလေသူမျက်နှာပါသွားလို့ဆိုပြီးမငုံနဲ့နော်ဝေယံရဲ့စကားကြောင့်သူ့အားပါတရရဲလိုက်တယ်နောက်တနေ့မှာတော့အမေနှိုးစရာမလိုပဲစာဟီနိုးနေတယ်သက်သာမှုကျူစောစောစီစီနိုးလို့ပါလားစာဟီရဲ့ဟုတ်ကျွန်တော်ခိတာဝါကိုအလုပ်လိုက်ဖို့မလို့ဩခိတာဝါမမအေးအိမ်မှာအလုပ်လုပ်နေတာမလားသွားလက်စားနဲ့အမေပတ်စံပါယူသွားပြီးတော့မမအေးကိုပေးစမ်းပါအမေကလှုပ်ပြန်ပြီဗျာဘာလှုပ်ပြန်ပြီလဲဒါလေးခိုင်းတာ哦ပြီးရောဗျာသူခိတာဝါကိုခေါ်ပြီးဆိုင်ကယ်ပေါ်တင်ကမမအေးရဲ့အိမ်ကိုလိုက်ဖို့တော့အိမ်ထဲမဝင်ခြင်းပဲဝင်ရတယ်ဒါဟာသူ့အမေဒေါ်မဲရဲ့စနက်ပေါ့အိမ်ထဲဝင်မလို့လားမဝင်လို့မရဘူးမအေးကိုအမေကပတ်စံပေးခိုင်းလိုက်သေးတယ်လာလေငါနဲ့အတူတခါတည်းဝင်ရှေ့ကနေဥဆောင်သွားတဲ့ခိတာဝါရဲ့နောက်ကနေသူ့လိုက်လာရင်းနဲ့အိမ်ထဲရောက်တော့ချက်ချင်းဆိုသလိုမျက်နှာလွှဲလိုက်တယ်ရိုသူမရှက်မြင်သူရှက်ဆိုသလို
မမအေးကအရှက်မရှိနေပေမဲ့သူကတော့မကြည့်ရဲခိတာရောက်လာတာအတော်ပဲဒီဖုန်းကိုဆက်ထားပြီးမမအေးအဝတ်သွားလဲလာအောင်မယ်ဟုတ်ကဲ့မမအေးသူ့ကိုတစ်ချက်ကြည့်ပြီးတော့မအေးကအပုပ်ခတ်တုတ်တွက်သွားတယ်ခဏနေတော့အင်ကြီးပွားပွားတထဲဝတ်ပြီးပြန်ဆင်းလာတယ်စောစောကလို့တပတ်တစ်ထဲကိုပတ်ပြီးတော့ရှိသမျှအတွင်းပစ္စည်းတွေအကုန်လှစ်ပြထားတာမျိုးမဟုတ်တော့ဘဲနဲ့လုံခြုံတဲ့အဝတ်တစ်ထဲကိုဝတ်လာတယ်ခိတာဘာလဲလေစောစောကဖုန်းကပဇွန်တောင်ကမမမြန်အတွက်ပန်းတပွင့်ပို့ပေးပါတဲ့အရင်တစ်ခေါက်ကလိုပဲစစ်စစ်လက်လက်နဲ့ကောင်းတာလေးပို့ပေးပါလို့ပြောတယ်မမအေးငွေတော့ဘဏ်အကောင့်ကနေပဲချိမဲတဲ့ဒီနေ့အိမ်မှာပုံရောချမ်းသာရောမရှိဘူးခိတာတယောက်ထဲကြံခဲ့ရမှာအဆင်ပြေလားမမအေးအပြင်သွားစရာရှိသေးတယ်ဟုတ်ကဲ့အဆင်ပြေပါတယ်မမအေးပြန်လာမှမုံဘိုးပေးမယ်နော်ဟုတ်ကဲ့ပါစာဟိဘန်ရောဘာကိစ္စရှိလို့လဲပြောစရာရှိလို့စောင့်နေတာထင်တယ်ချက်ချင်းကြောဖို့ဤထဲကငွေကိုထုတ်ပေးလိုက်တယ်မအေးကတော့တစ်ချက်ကိုကြည့်ပြီးတော့ခိတာဝါဘက်ကိုလှည့်ကခိတာမမအေးကိုဒါတွေစစ်ပြီးတင်ထားပေးဟုတ်ကဲ့မမအေးခိတာဝါကိုဘာလို့စစ်ခိုင်းတာလဲခမည်းငွေလေခမည်းဘာသာစစ်ပါလားရုတ်တရက်ဝင်ပြောလိုက်တဲ့သူ့ကိုအေးရတစ်ချက်ကြည့်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ရှေ့ကိုတိုးသွားကခိတာကျမအလုပ်သမားကျမခိုင်းချင်ခိုင်းမယ်မခိုင်းချင်မခိုင်းဘူးစာဟိဘန်နဲ့မဆိုင်ဘူးထင်တယ်ကျမရဲ့ငွေကိုကျမယုံကြည်ရတဲ့သူကိုပဲတင်ခိုင်းတာခိတာအတွက်ရှင်ကုန်ယူတင်တယ်တော်စမ်းမှာခိုင်းကောင်းလက်သက်မွေးနေတာဒါကျမကိစ္စပါလလို့စဲကိစ္စမရှိတော့ဘူးဆိုရင်အိမ်ပြန်ထွက်သွားပေးလို့ရမလားကို့ရင်ကအလုပ်သမားမိန်းကလေးတယောက်တည်းရှိနေချိန်ဒစိမ်းယောက်ျားတယောက်နဲ့ထားခဲ့ရမှာမသိတော့ဘူးထင်လို့ဘာဒီမှာတော့နေရိပ်အေးကျုပ်ကိုဘလို့အတန်းစားများမှတ်နေလေဘာလို့ဒီလိုစော်ကားပြီးပြောလိုက်တာလဲခမည်းလို့ယောက်ျားတကာနဲ့ဖြစ်ပျက်နေတဲ့စိတ်တက်မျိုးနဲ့လူတိုင်းလိုက်မနှိုင်းနဲ့စာဟိဘန်ရဲ့စကားကြောင့်အေးမျက်နှာပြတ်သွားတယ်ဒါကိုချက်ချင်းဆိုသလိုရိပ်မိတဲ့စာဟိဘန်ခနဲ့တက်တက်ပြုံးပြီးတော့လူတွေကကိုယ်စိတ်နဲ့နိုင်ပြီးရိုင်းကြတယ်တဲ့တိတ်ကိုမှန်နေဒါပေမဲ့ဒေါ်နေရိပ်အေးနေတယ်လို့ထိုင်တယ်လို့ကျုပ်ကပေါ့ပေါ့ဆဆလူတကာနဲ့တာယာမှုကိုရှာနေတာတော့မဟုတ်ဘူးဒေါ်နေအေးကိုစကားနဲ့ကိုပြန်ထိသွားပုံရတယ်ခိတာဧည့်သည်ပြန်ထွက်သွားရင်တကားတိချာပိတ်ထားလိုက်ပါဘာလဲကျုပ်ကိုစကားတောင်ပြန်မပြောနိုင်ဘူးလားသူ့ကိုဘာမှမပြောဘဲခိတာကိုမှားစရာရှိရာမှာပြီးအပြင်ထွက်သွားဖို့ပြင်နေတဲ့အေးကိုသူ့ထပ်မေးလိုက်တယ်ကျမမှာမိဘစီကလက်ဝါးဖြန့်ပြီးသုံးနေရတဲ့ယောက်ျားတွေနဲ့စကားပြောဖို့အချိန်မရှိဘူးဒေါ်နေရိပ်အေး please ကျမမှာအရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်ကြီးကျယ်မြင့်မြတ်နေတဲ့ဒီကအမျိုးသားကောင်းလေးကဂုံတိတ်ခါကိုထိန်းနေနေနဲ့ကျမအိမ်ရနေပြန်มาတော့ကြဒေါ်နေရိပ်အေးရဲ့အိမ်ထဲဝင်သွားပြီးတော်တော်နဲ့ပြန်ထွက်မလာလို့ပတ်ဝန်းကျင်ကရှင့်ကိုကျမရဲ့တသီးစားလို့ထင်နေပါဦးမယ်အေးရဲ့စကားကြောင့်စာဟိတကူလုံးတောင့်တင်းသွားတယ်ချက်ချင်းဆိုသလိုမျက်နှာပြင်တကူလုံးနေရပြီးတော့အိမ်ထဲကနေပြေးထွက်သွားတယ်အေးကိုတစ်ချက်တောင်လှည့်မကြည့်တော့ပါမနဲ့စောစောစီစီဒေါသထွက်လာခဲ့ရတာမို့ကြောင်ရောက်တော့လေစာဟိမပြောရှင်တော့ပါစာဟိအတမ်းမတက်ဘူးလားမေဂျာအပေါဝါကနေရှေ့ဆက်မတိုးပဲတစ်နေတဲ့သူ့ကိုအတမ်းမို့လင်းရံနိုင်ရလှမ်းမေးတယ်တော်ပြီဒီနေ့တော့မတက်တော့လက်တော်မယ်နေ့လေပိုင်းကျူတိုရီယယ်ရှိသေးတယ်နော်အင်းမအဲ့ဒီအချိန်ကြာမှပဲပြန်လာတော့မယ်ညနေဆောင်တဲ့ခါမှာတော့မအေးရဲ့အိမ်ရိပ်ကိုမနှင်းချင်တာကြောင့်ခိတာဝါထွက်အလာကိုစောင့်နေလိုက်တယ်ဟေးစာဟိငါ့ကိုလာကြိုလားငါလာမကြိုလောက်တော့ထင်နေတာငါလာကြိုမယ်လို့ပြောထားတာပဲဒါပေမဲ့မနဲ့တုန်းကနေရဒေါသထွက်ပြီးငါ့ကိုလည်းနှုတ်မဆက်ပဲထွက်သွားတာကိုစာဟိရဲ့ငါဒေါသထွက်တာဟိုမိန်းမကိုလေနင့်ကိုမှမဟုတ်တာနေရလဲဟဲ့မမအေးကိုမနဲ့တုန်းကလိုကြီးမပြောပါနဲ့ဟာမမအေးကတကယ်သဘောကောင်းတာတော်ပါအဲ့ဒီမိန်းမအကြောင်းမပြောနဲ့ဆိုင်ကယ်ပေါ်တက်သိချကိုင်းထားအေးပါကုန်ကန်နီး secret ကိုနောက်ဆုံးအချိန်ခပ်ပြင်းပြင်းရှိုက်ပြီးတော့အငွေ့ကိုနှာခေါင်းဝါးကနေဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်တယ်ဆိုင်ကယ်ရောလူနှစ်ယောက်ပါမြင်ကွင်းထဲကနေပျောက်သွားမှခေါင်းမိုးထက်ကနေပြန်ဆင်းခဲ့တယ်ပြန်ရောက်တာမကြသေးတဲ့ပုံပုံကိုခေါ်လိုက်ပြီးတော့ပုံရှင်းမမအေးဒေါ်မဲကိုဖုန်းဆက်ပါအိမ်ကိုခဏလာခဲ့ပါလို့ပြောလိုက်မြန်လာဖို့ပြောလိုက်ဟုတ်ကဲ့ပါမမအေးခဏလေးအပေါ်ရက်မှာဆေးလိပ်ဖို့အရင်သွားယူလာခဲ့ပြီးအေးရဲ့စကားဆုံးမှာပုံကအပေါ်ရက်ကိုပြေးတက်ပြီးတော့ဆေးလိပ်ဘူးကိုယူလာခဲ့ပြီးတယ်မမအေးဒေါ်မဲကိုခေါ်ရဲဆိုတိတ်မကြခင်ဒေါ်မဲရောက်လာတယ်အပြုံးတွေကမမအေးအတွက်အမြဲပွင့်လန်းနေတယ်လို့ပဲဟုတ်တယ်ကျမဒေါ်မဲနဲ့တိုင်ပင်စရာရှိလို့အချိန်ရတယ်မလားအမလီရတာပေါ့မမအေးရဲ့ကဲပြောဘာတိုင်ပင်မလို့လဲအခြားတော့မဟုတ်ပါဘူးကျမရဲ့နှလုံးတီလက်ခွဲတိုင်နေအကုန်လုံးဒေါ်မဲကင်ပေးနိုင်မလားလို့ပါကျမအခြားအလုပ်ကိစ္စလေးလုပ်เสียပေါ်လာလို့ယုံကြည်ရမယ့်သူလက်လွဲပေးထားခြင်းနဲ့လက်ခွဲတိုင်နေအကုန်လုံးကိုဟုတ်လားမမအေးဟုတ်တယ်ဒေါ်မဲ14ရက်ကွက်အကုန်လုံးကတိုင်တွေဒေါ်မဲစီပဲလွှတ်ပေးမယ်အေးစီကနေကြားလိုက်ရတဲ့စကားကြောင့်
ဒေါ်မဲပျော်လို့စွန့်အားနေမိတယ်လက်ရှိဒေါ်မဲရက်ကွက်တစ်ခုတွေကနေရတဲ့ငွေကနည်းပေမဲ့တိမ်ကနန်းတစ်ခုထက်တော့ပိုတယ်14ရက်ကွက်စာပေါင်းပြီးရမယ်ဆိုရင်ရမယ့်ပမာဏကိုတွက်ကြည့်ရင်းနဲ့ဒေါ်မဲအပြိုကြီးပြုံနေမိတယ်အိမ်ပြန်ရောက်တဲ့အထိပျော်လွန်းလို့ပါစက်တောင်မစိနိုင်ဘာဖြစ်လာလဲအမေဝမ်းသာစရာသတင်းရှိရဲ့စာဟိရေအမေတော့ချမ်းသာပြီဘာဖြစ်လို့လဲမမအေးကအမေကိုဒီတစ်မျိုးလုံးရဲ့14ရက်ကွက်အကုန်လုံးတိုင်နေကိုလက်လွှဲယူခိုင်းလိုက်တယ်တာရဲ့ဗျာအမေကတော့လीပျော်လို့မဆုံးအပျော်လွန်နေတဲ့အမေကိုကြည့်ပြီးစာဟိနားမလဲတော့နောက်ပြီးမနက်ကပြဿနာတက်ခဲ့တာကိုအခုညက်နေအမေကိုဒီလောက်အများကြီးတိုင်ခွဲတွေပေးလိုက်တာစိတ်ထဲမှာဘဝင်မကျဖြစ်နေတယ်အမေမမအေးကဘာလို့ဒီလောက်တိုင်ခွဲတွေအများကြီးကိုပေးရတာလဲနောက်ပြီးတိုင်ခွဲတွေအများကြီးကိုအမေတယောက်တည်းကင်အန်နေမများလုံးဘူးလားနေကြီးတွေကိုရောအမေဘယ်လိုလုပ်မှာလဲတိုင်ကြုံသဘောဖြစ်နေရင်ဒီနေရင်းကိုလည်းခွင့်ရမယ့်ပတ်စံနဲမှမဟုတ်ဘူးနော်အမေနဲ့မဖြစ်တော့ဘူးဘာလို့မဖြစ်ရမှာလဲဖြစ်အောင်လုပ်ရမှာပေါ့အမေမရတော့ဘူးအေးစစ်စစ်ပဲရောင်းပါအမေဟာတခုခုဆိုရင်အမေထောင်ထဲဝင်ရလိမ့်မယ်အိုးပူစရာမလိုပါဘူးတာရဲ့မမအေးကလမ်းကြောင်းရှင်းပေးပြီးသားဘာမှမဖြစ်ဘူးပြောမရတဲ့အဆုံးမှာတော့စာဟိအမေကိုလက်မြောက်လိုက်ရတယ်သူခိသားဝါကိုအကျိုးပို့လို့ရင်မအေးကိုကြည့်ပေမဲ့မအေးကိုအိမ်မှာမတွေးနောက်မှခိသားဝါစီကတိလိုက်ရတာနေဘက်ကိုအလုပ်ကိစ္စနဲ့ခရီးသွားတယ်တဲ့ခရီးထွက်တာအလုပ်ကိစ္စဆိုပေမဲ့မအေးအကြောင်းတရက်ကွက်လုံးတစ်မျိုးလုံးသိတယ်ဘဲတပွေနဲ့အတူသွားနေဖို့ဒီမျိုးကနေခဏထွက်သွားမှန်လူတိုင်းသိတယ်ခရီးမထွက်ခင်ဆိုရင်အိမ်ရှိမှအသက်ကြီးကြီးပွဲတွေကကားနဲ့အမြဲလာခေါ်ပြီးသွားနေကြမမြင်ချင်မှအဆုံးစာဟိအိမ်နဲ့ခဏဝင်ဆောင်ပါလားငါအလုပ်နေကြံသေးလို့နိုင်တကြီးကြီးနဲ့စောင့်နေတာ6နာရီထိုးနေပြီခိသားဝါကိုလိုက်ရှာကြည့်တော့ချက်ပြုတ်နေတာမပြီးသေးခဏလေးတော့စာဟိဒီနေ့မမအေးပြန်လာမှာဧည့်သည်တွေလည်းပါမယ်ဆိုလို့ချက်ပြုတ်ပေးနေရတာကျန်တဲ့သူတွေကရောပုံလည်းမအောင်ကုချမ်းသာနဲ့အပေါ်ထဲမှာအခန်းပြည့်နေတယ်အမပုတုကလည်းဈေးသွားတာပြက်မလာသေးဘူးအဲ့ဒါကြောင့်ချက်ပြုတ်တာကိုငါပြီးအောင်တစ်ခါလေးချက်နေတာခဏလေးနော်ဟိုမိမကဘဲချင်းပြန်လာမှမှုလို့လေ9နာရီကျော်မှရောက်မယ်ထင်တယ်အဲ့ဒါဆိုလေမြင်မြင်ချက်ပြီးရင်ပြန်မယ်အေးပါဟာခဏလေးပါခဏနေတော့မမအေးပြန်ရောက်လာတယ်စာဟိအားနာလိုက်တာဘာဖြစ်လို့လဲဧည့်သည်တွေပါလာလို့ငါ့ကိုဒီနေ့နည်းနည်းနောက်ကျမှပြန်နဲ့ဘယ်လိုလုပ်ရမလဲစာဟိနင့်ကိုအားနာလိုက်တာသူ့ဧည့်သည်ကဘလောက်များလို့လဲ3ယောက်သေးပါမမအေးရဲ့အရေးကြီးတဲ့ဧည့်သည်တွေထင်တယ်နောက်ပြီးမမအေးကလည်းနေမကောင်းလားမသိဘူးမျက်နှာမကောင်းဟာအဲ့ဒါသူ့ကိစ္စလေသူ့ရင်ကအလုပ်သမားဆိုပြီးခိုင်းချင်တိုင်းခိုင်းနေတာမမိုက်ပါဘူးဟာနင်ကလေစာဟိပန်ဘာလဲရှင်ပြန်ရင်ဒေါ်မဲကိုကျမစီခဏလောက်လာဖို့ပြောလိုက်ပါအရေးကြီးတယ်လို့တခြားပြောပေးပါဘာလဲကျုပ်အမေကိုခမည်းနုံနဲ့မနစ်နဲ့အောင်ဆွဲထဲမလို့လားစိတ်တလူသားထင်တော့စာဟိပန်ဒါပေမဲ့ဒေါ်မဲကိုအမြန်တော့လာခိုင်းလိုက်ပါမလာခိုင်းနိုင်ဘူးဆိုရင်ရောမအေးကသူ့ကိုစိတ်ပြက်တယ်လို့ကြည့်ပြီးအိမ်ထဲလှည့်ဝင်ကသူကလက်ကိုဖြတ်ခနဲ့ဖမ်းဆွဲထားလိုက်တယ်ဘာလို့တာလဲကျုပ်ပြောနေတယ်လေအမေကိုမလွတ်နိုင်ဘူးလို့ရတယ်ကျမဘာသာဖုန်းလန်းဆက်လိုက်မယ်ခမည်းဖုန်းဆက်လေကျွန်တော်ကမသွားအောင်တားထားရင်ရောရှင့်သဘောပါဒေါ်မဲမလာနိုင်ရင်လာနိုင်တဲ့အခြားတယောက်ယောက်ကိုကျမလှမ်းခေါ်ရုံပေါ့ကျမလက်ကိုလွှတ်ပါရှင့်ရဲ့တက္ကသိုလ်ကျောင်းသားဆိုတဲ့ဂုဏ်သိက္ခာတွေကျမကြောင့်ကြာဆင်းသွားပါအောင်မေကျုပ်ကလည်းကင်ကျင်လို့ကင်နေများထင်နေလားခမည်းအိမ်နဲ့ပြန်ဝင်သွားရင်ပြောစရာရှိတာမပြောလိုက်ရမှာဆိုလို့ယောက်ျားတကကင်ထားတဲ့လက်ကိုကျုပ်ကလည်းမကင်ချင်ပါဘူးပြပြောဆူဆူဆောင်ပြီးလှုပ်ချလိုက်တာကြောင့်မအေးခမည်းလက်စစ်အောင်သွားရှာတယ်အပြင်ကပြန်လာတွေကနေမကောင်းချင်လို့ရိုင်နေနေဖြစ်နေတဲ့ကြားတယ်စာဟိကြောင့်ခန္ဓာကိုယ်လေးပါရိုင်သွားရတယ်မမအေးရရဲ့လားအပြင်ထွက်လာတဲ့ပုံပုံကမအေးကိုတွေ့တော့ကြပြားကြလှမ်းကင်နေရတယ်ပုံပုံမြောက်ပိုင်းရက်ကွက်ကကိုတောင်းကိုအမြန်ခေါ်လိုက်ပါအရေးကြီးလို့လာခဲ့ပါလို့ဧည့်သည်တွေကိုတော့ချိကောင်းအောင်ပြောပြီးအခန့်ထားပြီးမမအေးအပေါ်မှာခဏလောက်သွားနာချင်နေဟုတ်ကဲ့မမအေးအိမ်ထဲပြန်ဝင်ခံဒီမှာစာဟိကိုတစ်ချက်ကြည့်ပြီးလောကမှာငွေရှိရင်ဘာမဆိုဖြစ်တဲ့စာဟိပန်ဒေါ်မဲရောက်မလားလို့လေကျမဝမ်းနဲ့ပက်လက်ဖြစ်နေပါမဟုတ်ဘူးဒါပေမဲ့ကျမဟင်းအင်းဆိုပြီးဒေါ်မဲကိုတစ်ချက်ညင်းလိုက်ရင်ရှင်ရောဒေါ်မဲပါထမင်းကိုပျောက်သွားနိုင်နေဆိုတာသဘောပေါက်ပါကျုပ်တို့သားမီးကဒီလှုပ်လှုပ်မှထမင်းစားရမှာမဟုတ်ဘူးကျုပ်မေစိတ်ချမ်းတောင်ဒီအလုပ်ကိုမတားဘဲနဲ့မမြင်ချင်အောင်ဆောင်ပေးနေတာအထင်တော့လာမသေးနဲ့သူ့စကားကိုလစ်လူရှုသလိုနဲ့နှကန်းလေးကွေးတဲ့အထိပြုံးကဒီရွယ်တိမိဘစီကနေလက်ဝါးဖြန့်သုံးနေတဲ့ရှင်စီမှာအထင်ကြီးစရာရောရှိနေလို့လားအဲ့လိုလူမျိုးကိုလေကျမကတော့အထင်မကြီးဘူးကိုဆန်းစားနဲ့ကိုရက်တင်နေနိုင်တဲ့ယောက်ျားမျိုးပဲကျမအထင်ကြီးတာသူများကိုအပြစ်တင်တော့မယ်ဆိုကိုအရင်ပြန်ကြည့်ရတယ်ဒေါ်နေရေးအေးရဲ့
သူများမျက်ခြေကြမြင်ပြီးတော့ကိုမျက်ခြေကြကိုမမြင်တော့ဘူးထင်တယ်နောက်တစ်ခါကျရင်သူများကိုအထင်မသေးခင်ကိုအရင်ပြန်ကြည့်အောင်နောက်ထပ်စကားသံအဆုံးမှာအေးလက်ကိုတင်းနေအောင်ဆုပ်ထားမိလိုက်တယ်ကျုပ်ကကျုပ်မေစီကလက်ဝါးဖြန့်တောင်းတာအခြားလူတွေကိုအဲ့ရတကားပေါ်မှာလိုက်တက်ပြီးတော့လူတကာရင်ခွင်ဝင်ပြီးမှအခွင့်အရေးဆိုတဲ့ကိစ္စလေးတွေရနေတာမဟုတ်ဘူးအချို့တွေကခန္ဓာကိုယ်လေးရင်းပြီးမှအတပြားလေးရတာအဟုတ်ကြီးမှတ်နေတာခုလိုပြောနေတဲ့ရှင်ရရောခန္ဓာကိုယ်နဲ့ယင်ပြီးအတပြားရှာခြင်းလို့လားရှာခြင်းပြောလေကျမအချိတ်ဆက်ကောင်းကောင်းနဲ့ချိတ်ပေးပါမယ်ရှင်ပုံစံအနေထားကတညာတဲ့တပုံးအပြည့်တော့ရမယ်မထင်ဘူးမတ်တက်ရက်နေတဲ့သူ့အေးရခေါင်းစချေဆုံးအကဲခတ်တယ်လို့ကြည်ပြီးမှပြောတယ်ငါးပလင်းလောက်တော့ရမယ်ထင်တယ်ရှင်ကနည်းနည်းပိန်နေခွန်အားရှိမဲ့ပုံလည်းမပေါ်ဘူးပြီးတော့ရှင်ပုံစံကစားနေကြကြောင်ဖားနေတူတော့မမတွေကသဘောတွေးလောက်မှမဟုတ်ဘူးသူတို့ကတန်တန်မမယောက်ျားနဲ့တန်တန်ရှင်းရှင်းတွေကိုပဲစိတ်ဝင်စားတာရှစ်ပုံစံတော့ကြိုက်ကြမယ်မထင်ဘူးဒီမှာခမရကိုလုံမယ်လို့ဘသူကပြောနေလို့လေဘာတညကိုတပုံးမရအောင်ဟုတ်လားစားနေကြကြောင်ပါခုချိန်ဒီတက္ကသိုလ်သားရောက်လာတာရီးစားတော်မထားဘူးတဲ့သူ့ကိုစားနေကြကြောင်ပါလို့ပြောခံလိုက်ရတော့စာဟိဒေါသတွေထွက်လာတယ်အဲဒီနောက်ဆိုင်ကယ်မောင်းပြီးအမြန်ထွက်ခဲ့တယ်မဟုတ်ရင်ဒီနေရာမှာတပ်ပွဲဖြစ်တော့မယ်မအေးလေးစာဟိထွက်သွားမှတင်းကျပ်နေအောင်ဆုပ်ထားတဲ့လက်လေးကိုဖြီးကစိတ်ကိုလျှော့ချလိုက်တယ်မျက်လုံးတွေကအေးဆက်နေတယ်လို့အတွေးတွေကလည်းဟောင်းနှွမ်းနေတယ်အရင်ကဖြစ်ပျက်ခဲ့တဲ့အတိတ်ကခုထိလိုက်ပါနေစေမို့စိတ်ပြတ်မိတယ်တလန်းလုံးဒေါသထွက်လာပေမဲ့အိမ်ရောက်တဲ့ထိဒေါသမပြေသေးသူ့ကိုတည9000လောက်ပေးတန်တယ်လို့ပြောခံလိုက်ရတော့စိတ်မနိုင်ခဲမရဖြစ်နေတယ်ဘာဖြစ်လာလဲစာဟိမူမမှန်မဲတောက်ခေါက်လိုက်အန်ကျိတ်လိုက်ဖြစ်နေတဲ့သူ့ကိုအမေကမေးတယ်အမေဘာတော့အမေဒီလူတွေမလုပ်ပါနဲ့တော့ဟဲ့ရုတ်တရက်ကြီးဘာထဖြစ်ရပြန်တာလဲဘာမှမဖြစ်ဘူးအမေကိုဒီအလုပ်တွေမလုပ်စေချင်တော့ထောင်နှကန်းလမ်းလျှောက်ပြီးတော့ရဲကိုအဖေခေါ်ရတဲ့အလုပ်ကိုမလုပ်စေချင်တော့အမေကိုကျွန်တော်ရှာကျွေးနိုင်တယ်အဲ့ဒါကြောင့်ဒေါ်နေရင်အင်းနဲ့မပတ်သက်ပဲနေကြရအောင်နော်အမေနေရလဲမမအေးနဲ့ဘာဖြစ်ရပြန်ပြီလဲစာဟိရဲ့ဘာမှမဖြစ်ဘူးသူနဲ့မပတ်သက်ပဲနေချင်တယ်အဲ့ဒါကြောင့်အမေအလုပ်တွေနားလိုက်ပါတော့ဗျာမနားနိုင်ပါဘူးဒီလောက်အဆင်ပြေနေတဲ့အလုပ်ကိုနားရအောင်ငါအယူလားစာဟိရဲ့အမေဘာမှအမေလုပ်မနေနဲ့ပြောပြီးသားမမအေးနဲ့အလုပ်ဆက်လုပ်မယ်ငါ့ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဘာမှလာမပြောနဲ့ပြောမရတဲ့အမေတယောက်ကိုစာဟိစိတ်ပြက်စွာကြည်ရင်နဲ့တပြင်းချိန်ချမိတယ်မအေးနဲ့မပတ်သက်ချင်ပေမဲ့တနည်းမဟုတ်တနည်းနဲ့သူ့အမေကြောင့်ပတ်သက်ရအောင်မှာပဲစာဟိလာအိမ်နဲ့ခဏလောက်လာထိုင်အောင်သူ့ကိုခြံရှိမှအရေးရောင်မြင်လိုက်တာနဲ့ခိတာဝါလှမ်းခေါ်တယ်သူလည်းစောစောထွက်လာခဲ့တာကြောင့်အချိန်ရှိနေသေးတော့အိမ်ထဲဝင်ထိုင်လိုက်တယ်ခိတာဝါရဲ့အဖိုးနဲ့ဘွားအိမ်ရှိမှစိုက်ထားတဲ့ပင်စင်းကိုရှစ်ခိုးဆူတောင်းနေတာတွေ့ရတယ်မလန်မကန်းမှာခဏခနဲဖြစ်နေတဲ့ကွက်ပြစ်အဟောင်းမှဝင်ထိုင်ရင်းနဲ့ခိတာဝါကိုကြည့်နေမိတယ်စာဟိမနဲ့ဆာစားပြီးပြီလားမစားရသေးဘူးကြောင်ရောက်မှပဲစားတော့မယ်အိမ်မှာစားသွားလေငါအာလူပူရီလှုပ်ထားတယ်ပူစီနန်းထောင်းလေးရှိတယ်နေကြိုက်တယ်မလားစားသွားငါပကံဆေးပြီးတော့အဝတ်လန်းပြီးရင်ပြီးပြီစားသွားလိုက်မယ်လေခိတာဝါလှုပ်တဲ့မုံမှန်သမျှသူမကြိုက်တာမရှိအမေသွေးတဝက်ပါတဲ့သူ့အဖို့ပူရီလက်တူဂျလီဘီတို့ကြိုက်တာမဆန်းပါခိတာဝါနဲ့အလဲတန်းတူတက်စင်ဟာခိတာဝါတို့အိမ်မှာနွားတရှင်းရှိတယ်နွားနိုးစစ်ကိုမယိုးအောင်တောက်ရတယ်နွားနိုးကမလိုင်းလုံးသူမယိုးအောင်စားခဲ့ရတယ်နောက်ပိုင်းခိတာဝါတို့နွားရောင်းလိုက်တဲ့အခါနူကဲရိုးမလိုင်းလုံးရောဘယ်စီလွင့်ပြေသွားမှမသိတော့ပါဘူးမစားတာကြပြီဖြစ်တဲ့ပူရီကိုစားဖို့မိဖို့ကြောင့်နဲ့ဝင်ကန်ဒီမှာခိတာဝါကိုလှမ်းကြည့်လိုက်တယ်ခိတာဝါဟေးငါမိဖို့ထဲမှာဝင်ယူစားရမှာလားအေးဝင်ယူစားလေပူစီနန်းထောင်းကပကံငယ်တာနဲ့ထည့်ပြီးအုပ်ထားတယ်အာလူဟင်းကမိဖို့ပေါ်မှာပူရီကတော့ပကံစင်မှာဒီတိုင်းတင်ထားတယ်ခိတာဝါပြောတဲ့အတိုင်းရှာပြီးတော့ပူရီ၃ချက်လောက်ကိုစတီးပကံများနဲ့ထည့်လာပြီးတော့ဘေးမှာအပိုပါတဲ့ပုံစံကွက်ငယ်တွေကိုအာလူဟင်းခတ်တက်ပြီးတော့ပူစီနန်းထောင်းမှာထည့်ခဲ့လိုက်တယ်မိဖို့ကြောင့်နေကနေတိုင်းကွက်နေပြီးထွက်လာခဲ့တယ်ခိတာဝါရဲ့အငယ်တွေမနိုးသေးတော့အိမ်ရဆူညံတန်းတွေတိတ်နေတယ်လူချင်းထက်တဲ့အောင်စာဟိတော်ပြီငါစားသွားလို့နေငတ်နေပါအောင်မေမငတ်ပါဘူးစာဟိရဲ့မမအေးတို့အိမ်ရောက်ရင်စားရတာမှရှဲပဲဒီနေ့ဆိုပိုတောင်းရှဲအောင်မှာညဧည့်သည်တွေလာတော့ချက်ပြုတ်ထားတာအများကြီးပဲမကုန်ဘူးလေဒီမနေ့ကျမှငါနဲ့အမပူတို့လက်စားဖြတ်ရမှာဖွေးနေတဲ့သွားတွေကုန်ပေါ်အောင်သူ့ဘက်လှည့်ပြီးရေပြနေတယ်ညကလေမမအေးတနာပါတယ်စာဟိရဲ့ဘာလို့လဲညကပါလာတဲ့ဧည့်သည်တွေကငါတို့မျိုးရဲ့နေရင်းနဲ့သူ့တငယ်ချင်းတွေတဲ့မမအေးကိုရစ်နေတာများဆိုတာငါဖြင့်တနာလိုက်တာဟဲ့မမအေးကကောင်မလေးလူချင်းခေါ်ပေးပါမယ်ဆိုတာတော့မရဘူးမမအေးကိုပဲလူချင်တာတဲ့
ငကိုတွေကမအေးလုံနေကြအလုပ်ကိုပဲထူဆန်းလုပ်နေသေးတယ်နေမသိလို့စာဟီရဲ့ညကလေးမမအေးငိုတယ်ဟာဘာဒီတစ်ခါနေတိုင်းကဘလို့မှပြောလို့မရဘူးမမအေးပေးတဲ့ပတ်စံကိုမလိုချင်ဘူးမမအေးကိုပဲလိုချင်တာတဲ့မမအေးကအဲ့ဒီနေတိုင်းရှိမှမငိုပေမဲ့နောက်မှခေါင်းမိုးထက်မှငိုနေတာနေဘလို့လို့သိလဲသိတာပေါ့ဟာပုံပုံကဆက်လိပ်ဘူးသွားပို့ပေးပါဆိုလို့တက်သွားတာငါရောက်သွားမှန်းသိတော့ကြိုခိုင်းပြီးမျက်ရည်တွေကိုကြပြကြရတုံနေတာပြီးတော့ဘာမှမဖြစ်တယ်လို့နဲ့ဆေးလိပ်တောက်နေတာငါမတောက်ပါနဲ့မမအေးရဲ့လို့ပြောတာကိုရဲနေတယ်ဒါပေမဲ့ငါလည်းငိုနေတယ်ခိတာဝါရဲ့စကားကြောင့်သူ့မျက်မှောင်ကျုံမိတယ်ရဲနေတဲ့လူတယောက်ကိုဘလို့လို့ငိုအောင်လုပ်ရမှာလဲအလုံးနှစ်ခုတပြိုင်တည်းလုပ်လို့ရလို့လားနေရင်းကလည်းစိုးလိုက်တာဟာသူ့တငယ်ချင်းတွေကတားရအောင်မရဘူးအဲ့ဒါကြောင့်မမအေးစိတ်ညစ်တာလားမသိမမအေးကိုလည်းချိန်ချောက်လိုက်တာလွန်ပါရောနှလုံးကင်နေတာကိုပြောပြီးအချက်ကင်တာမမအေးကသူ့မလုပ်တော့မြောက်ပိုင်းကကိုတောင်းမဲကင်တော့တာလို့ပြောတာမရဘူးကိုတောင်းကလည်းသူကဒိုင်ကျုံမဟုတ်တော့မဟုတ်ဘူးပဲပြောတာအန်တီမဲကိုပေးကင်ထားတာမကြည့်နဲ့တဲ့ပုံပဲနားထောင်ရင်းနဲ့သူ့မှာမကြည့်မလဲဖြစ်ရပြန်နေအပြစ်ကိုသူ့ကြောင့်ဖြစ်တယ်လို့ပြောနေတယ်လို့ညတာအမေကိုသူမအေးစီလွတ်လိုက်ရင်မအေးအခက်မတွေးတော့ဘူးခုတော့အမေကန်ရတဲ့ဒိုင်တွေကိုတောင်းကမကျင်တတ်တော့မအေးကိုပြန်ဆွဲချသွားတယ်ဒါကြောင့်ခိတာဝါမအေးကိုတနာနေပုံရတယ်မအေးကဒီအလုပ်တွေလုပ်နေပြီးအခုမှနေရင်းရခေါ်တာကိုဘာထဖြစ်တာလဲသူလုပ်နေတာနှစ်ပဲဆွေးတော့မယ်ငိုးစရာဘာရှိလို့လဲခိတာဝါအဝိနောက်ဆုံးတစ်ထည်ကိုအပြင်းပြင်းခါရင်းနဲ့စာဟီကိုမျက်စောင်းထိုးလိုက်တယ်အဲ့ဒါတော့ငါလည်းပဲသိမလဲမမအေးကသူ့ကိုအကြက်ထက်ကရင်ခုလိုလုပ်တည်သမျှအလုပ်တွေအကုန်လုံးအဆုံးရှုံးတာခံလိုက်မယ်သူနဲ့တော့လိုက်မအိမ်နိုင်ဘူးတဲ့အဲ့ဒီနေရင်းအချင်းရုပ်လို့မမအေးကထောင်ချမယ်ဆိုလဲဝမ်းမနေဘူးတဲ့အဲ့တော့နေရင်းကအလျှော့ပေးလိုက်တယ်ပေါ့အလျှော့ပေးမယ်အာကြီးမမအေးကိုသူနဲ့မအိပ်ပေးနိုင်ရင်ဒီမျိုးကမမအေးပိုင်ဆိုင်သမျှကိုပျက်စီးအောင်လုပ်ပစ်မယ်တဲ့မမအေးကသူ့ကိုစိုက်ကြည့်နေတဲ့အကြည့်တွေများအဲ့တော့ညကဘာဖြစ်သွားလဲမမအေးကသူ့ပေးတဲ့ပတ်စံယူပြီးတော့သူနဲ့အေးစစ်စစ်လက်တွဲမလားဒါမှမဟုတ်ယာရူးပြုတ်ပြီးလူမသိသူမသိတည်သွားကြလားတဲ့မေးလိုက်တဲ့ပုံကတကယ်ကြောက်ဖို့ကောင်းတယ်နေရင်းကဒေါသတွေထွက်နေတာများမမအေးကိုတတ်တော့မဲ့အတိုင်းပဲဒါပေမဲ့လေမမအေးကသူ့ထက်ပိုပြီးတက်တီကောင်းနေတော့ပတ်စံတွေပဲယူသွားတော့တယ်တိတ်တော့ကျင်းတဲ့ပုံမရဘူးဘယ်ကျင်းနဲ့မလဲစားမှမစားလိုက်ရတာမမအေးကလည်းငါတို့ထင်ထားတာထက်တူတူတက်တီကောင်းနေဟာခေါင်းမိုးပေါ်မှာရေရင်ကိုရင်ငါ့ကိုဘာပြောတယ်မှတ်လေသူတို့ယောက်ျားတွေထက်မရဲလို့ဒီအလုပ်လုပ်နေတာကြောက်တဲ့ရင်မမအေးဆိုတဲ့ဂုံပုတ်တောင်ရှိလာမှာမဟုတ်ဘူးတဲ့မိမတယောက်လောက်တောင်အသုံးမကျတဲ့ယောက်ျားတွေကြောင့်သိစိတ်ပြတ်ဖို့ကောင်းတာပဲတဲ့ငါ့ကိုလည်းယောက်ျားယူရင်ကြည့်ယူမသေးစားရှင်စားကြွေးပြီးကျုံလိုခိုင်းမဲ့ယောက်ျားမျိုးမယူမိစေနဲ့တဲ့ပြီးတော့မိဘစီကလက်ဝါးဖြန့်သုံးနေတဲ့ယောက်ျားမျိုးကိုလည်းမကြိုက်မိစေနဲ့တဲ့အဲ့ဒါအချစ်မဟုတ်ဘူးဝေးတဲ့ဘာနောက်ဆုံးစကားသူ့ကိုစော်ကားလိုက်တယ်လို့ခံလိုက်ရတာကြောင့်သူ့အော်လိုက်တော့ခိတာဝါလန့်သွားတယ်နေရလေအလန်တကြားနဲ့အငယ်တွေနိုးကုန်တော့မယ်သွားရအောင်ငါအလုပ်တွေပြီးပြီဆိုင်ကယ်နဲ့မအေးအိမ်ဒီခိတာဝါကိုလိုက်ပို့ပြီးလှည့်ပြန်တော့ဘာရင်မဟုတ်မျက်လုံးကလိုက်ရှာမိနေတယ်ခြံထဲမှာစိတ်နဲ့လှုပ်ထားတဲ့ဒန်းပေါ်မှာမျက်လုံးလေးမိတ်ပြီးအိတ်နေတာကိုမြင်လိုက်ရတယ်လမ်းကြည့်ရင်မြင်နေရတဲ့နေရာမှာထွက်အိတ်တာတော့ပေါင်ကဟောင်းလောင်ဘတိုးမှလုံအောင်ဝတ်တယ်ဆိုတာမရှိဘူးပေါင်နှံသွဲကိုလှည့်ဟာပြလိုက်ရမှစားဝင်အိတ်ပြော်သလားလို့တွေးလိုက်မိတယ်တခါတရံလေးပင်လုံးလုံးကြုံမွေးတက်တဲ့မအေးရဲ့ဝတ်ပုံစားပုံကြောင့်သူ့ပို့လို့ဘဝင်မကြဖြစ်ရတယ်မမအေးသူငေးကြည့်နေတော့မှခိတာဝါခြံထဲရောက်တာနဲ့မမအေးကိုလှုပ်လို့နေတယ်ဘာဖြစ်လို့လဲခိတာဘာလို့ဒီမှာအိတ်နေတာလဲအိမ်ထဲဝင်အိတ်ပါလားမမအေးဒါမှမဟုတ်ခေါင်းမိုးထက်မှာအိတ်မလားခိတာဒရင်းဘက်တင်ပေးမယ်လေနေပါစီခိတာခဏလောက်မေးရင်စိုင်သွားတော့မှာလှုပ်เสียရှိတာသွားလို့တော့ပုံနဲ့ပုတူကိုကူပေးလိုက်ဟုတ်ကဲ့ပါမမအေးတလျှောက်လုံးမောင်းလာတဲ့ကားလေးကပဇွန်နံဝတိတ်တိတ်နာရောက်တဲ့အခါရက်တန့်သွားတယ်ထိုတိုက်ကြီးရဲ့တိုက်ခန်းတစ်ခုကိုလူလူနဲ့အတူလှေကားတွေကိုကြော်ဖြတ်ရင်းတက်လာခဲ့တယ်လှေကား20ချိုးတဲ့အခါလူလူကခြေလမ်းနဲ့ရက်တန့်သွားတယ်ဘာဖြစ်လို့လဲလူလူကျွန်တော်ပြောစရာရှိလို့ပါမမအေးပြောလေပြဿနာတစ်ခုခုရှိလို့လားမအေးကအေးစစ်စစ်ညင်သားစွာမေးနိုင်ပေမဲ့လူလူမျက်နှာကတော့ဇီးရွက်လောက်သာရှိတော့တယ်ပြဿနာရှိရင်မမအေးကိုပုံပွင့်လင်းလင်းပြောလူလူဟိုတစ်ခေါက်လို့ကျွန်တော်ကိုမုံဘိုးပေးလို့ရမလားယင်မမအေးကျောင်းစီမလောက်လို့လားလူလူမဟုတ်ပါဘူးမမအေးရှင်နှစ်ရက်ကအငယ်လေးစီကနေဖုန်းလာတယ်သူ10တန်းကိုစာမလိုက်နိုင်ဘူးဂိုက်ထက်ယူခြင်းနဲ့တဲ့ကျွန်တော်သူ့ကိုပတ်စံပို့ခြင်းလို့နောက်ပြီးအဖေကလည်းပယံလိုက်မစင်းနိုင်တော့အိမ်မှာငွေနှဲနေလို့နေတယ်မမအေးဒါကြောင့်မုံဘိုးပေးလို့ရမလား
မမမြကိုပို့ပေးဖို့လို့တော့ပြောလို့ရမှာမဟုတ်ဘူးပြီးတော့လူကလူပြိုလည်းမဟုတ်ဘူးဆိုတော့အများကြီးတော့ရလောက်မှာမဟုတ်ဘူး3ခါလောက်ပွဲထွက်ပြီးပြီဆိုတော့4ပုံခွဲလောက်ပေးတယ်ဒီတစ်ခေါက်ကိုမမအေးကော်မရှင်ကရှော့ယူပေးမယ်အဆင်ပြေလားကျေးဇူးပါမမအေးကျေးဇူးတင်ပါတယ်အင်းတိတ်လေကျေးဇူးမတင်ပါနဲ့လူရဲ့မမများနဲ့တွေ့တဲ့အခါတေချာပြုစုပေါ့သူစိတ်ကြည်လို့မုံဘိုးထပ်ပေးရင်လည်းပေးမှာပေါ့ဟိုဟာဝယ်ပေးဒီဟာဝယ်ပေးလို့သာမပူစာမိစေနဲ့မမများအလိုကြီးသူဆိုမကြိုက်ဘူးနောက်ပြီးသူ့ယောက်ျားတင်းမိုးပြန်တက်သွားတာ9လလောက်ရှိပြီဆိုတော့တေချာပြုစုပေးလိုက်ကျွန်တော်တေချာပြုစုပါမယ်မမအေးလာအထဲဝင်ရအောင်မမများနဲ့တွေ့ပေးမယ်မမများလို့မအေးရခေါ်ပေးမယ်တကယ်တော့မအေးရဲ့အမေရွယ်လောက်ရှိတဲ့တင်မသားကတော့တယောက်ပါငွေရှင်ကြီးရှင်တို့ရဲ့တဘာဝချိန်မုံထားတော့ကြည့်ပြရှုပြလေးရှိတယ်လူကိုမြင်တဲ့အခါအထောက်အဆုံဆန်ကြည့်ပြီးတော့မအေးကိုငွေချေတယ်ဘဏ်အကောင့်ကနေမချေချင်တော့ငွေသားကိုခြေပုံကြည့်ပြီးတော့လင်ကိုလဲကြောက်ရတဲ့မိန်းမမှန်မအေးသိတယ်ခိုးလဲစားခြင်းလူမိမှလဲကြောက်တဲ့ကြော်မမတွေကမုံဘိုးပေးခြင်းအောင်လင်ကြီးတီမှာဆိုလို့မစွတ်မပို့လောက်သာပေးတတ်တာဒါကြောင့်လူအတွက်မုံဘိုးမမြန်ရဖို့ညှို့လင်းချက်မရှိတော့ဘူးကံကောင်းရင်တော့ရနိုင်ပါသေးတယ်လူပါနဲ့ရင်တော့ကံကောင်းမယ်လို့တွေးပြီးထွက်လာခဲ့လိုက်တယ်တိုက်ခန်းထဲမှာကြံရစ်ခဲ့တဲ့မမများရဲ့ချိုအီနေတဲ့အတန်နဲ့အမေအရွယ်ကိုမမလို့ခေါ်နေမဲ့လူတို့ရဲ့အတန်ကိုမအေးမကြားတော့ပါရှင်နာဘီယာဆိုင်မှာရက်ပေးပါမှားလာတဲ့ကမအေးရဲ့ဆိုင်ကိုကြော်မသွားခင်သတိဝင်ကရက်ခိုင်းလိုက်တယ်ကိုဆိုင်ကိုဝင်လာပေမဲ့ရန်လူစွာကြည့်နေတဲ့နေရင်းညွတ်ဆွေတို့အုပ်စုကြောင့်မအေးတပြင်းချလိုက်တယ်ရောက်နေတာကြပြီလားကိုညွတ်ဆွေမမအေးကဒီဆိုင်ကိုနေ့လေကြော်မှထိုင်တာညမကျင်တဲ့ချက်တွေနဲ့တင်းမာပြီးရန်လူနေတဲ့နေရင်းညွတ်ဆွေကမအေးရဲ့အပြုံးချွတ်ချွတ်နဲ့အပြုံးနူးနူးကြောင့်တင်းမာနေရပြေလျော့သွားတယ်မမအေးမရှိလဲဆိုင်ကိုကိုယ်ဆိုင်လိုပဲသဘောထားပြီးတော့လာတော့ပေါ့မန်နေဂျာကောင်လေးကိုရောကလေးတွေကိုပါမမအေးပြောထားပါတယ်ဟုတ်မှလည်းလောက်ပါအောင်မမအေးရဲ့တော်ကြလူမသိသူမသိဆိုင်ထဲမှာအသက်ခံနေရပါအောင်မေအိုးကိုညွတ်ဆွေရလေအခုထိမမအေးကိုအမြင်မကြည့်သေးဘူးထင်တယ်ညကိစ္စကိုစိတ်ထဲမထားပါနဲ့မမအေးကဒေါသထွက်ရင်အဲ့လိုပြောတတ်တာကိုညွတ်ဆွေလည်းကြားပြီးရောပေါ့နောက်ပြီးကိုညွတ်ဆွေကလူကြီးလူကောင်းမှန်မမအေးသိပါတယ်မမအေးရဲ့စကားကြောင့်နေရင်းညွတ်ဆွေကအကဲခတ်တယ်လို့ကြည်နေတယ်သူဘေးကအပေါင်းအသင်းတွေကလည်းမအေးကိုမျက်ခုံးပင့်ပြီးကြည်နေကြတယ်ညကိုညွတ်ဆွေတို့လည်းတောက်ထားတဲ့အချိန်လေးရှိလို့မမအေးကိုထီကွားရီကွာလုံးမှနားလေပါတယ်မခင်တင်းတို့လိုမျိုးအထက်ကကျောင်းဆရာမကြီးရဲ့ခင်မွန်းဖြစ်တဲ့ကိုညွတ်ဆွေကမမအေးတို့လိုဘာမဟုတ်တဲ့မိန်းမတယောက်နဲ့နာမည်ပြက်အထွက်မခံဘူးဆိုတာသိပါတယ်မမအေးပြောတာဟုတ်တယ်မလားကိုညွတ်ဆွေဇနီးဖြစ်သူနာမည်ပါလာတော့နေရင်းညွတ်ဆွေအင်တင်နေဖြစ်သွားရတယ်မမအေးတို့မျိုးမှာမခင်တင်လောက်ဂုံချက်တည်ရရှိပြီးလေးစားရလောက်တဲ့မိန်းမမတွေ့ဘူးဒီလိုမိန်းမမျိုးရထားတာကိုညွတ်ဆွေတော့တိတ်ကိုကံကောင်းတာပဲကံကောင်းနေပဲဆိုရမှာပေါ့ဒါပေါ့မခင်တင်လိုမျိုးမိန်းမကိုရတဲ့ယောက်ျားကိုမှကံကောင်းတယ်လို့မဆိုရင်ဘလို့ယောက်ျားမျိုးကိုကံကောင်းတယ်လို့ဆိုရမလဲကိုညွတ်ဆွေရဲ့ဒါဖြင့်မမအေးကိုရတဲ့ယောက်ျားဟာရောနေရင်းညွတ်ဆွေရဲ့အမေကိုမအေးကလက်ခနဲ့သွားရီပေါ်အောင်ရဲလိုက်ပြီးတော့ဟာသားတစ်ခုလိုရဲလိုက်တယ်မမအေးကိုရတဲ့ယောက်ျားကဘာပေါ်မှာကန့်အဆိုးဆုံးသူပဲဖြစ်လိမ့်မယ်မကောင်းမှုပေါင်းစုံတရပူဆောင်ပြီးလုပ်နေတဲ့မိန်းမတက်ကိုရတဲ့ယောက်ျားဘယ်မှာကန့်ကောင်းတဲ့သူဖြစ်နိုင်ပါမလဲဒါပေမဲ့မမအေးကလှတယ်ငွေရှိတယ်မယူချင်တဲ့ယောက်ျားမရှိတော့ပါဘူးကိုညွတ်ဆွေရဲ့စကားကြောင့်မျက်လုံးထဲမှာလှစ်ခနဲဆိုသလိုစာအိပ်ပံကိုမြင်မိတယ်တလောကလုံးကယောက်ျားတွေမမအေးကိုယူကျင်ကြလို့အယူတစ်ပိုင်းဖြစ်နေရင်တော့စာဟိဘန်ဆိုတဲ့အမျိုးသားကတော့မအေးကိုတစ်ချက်တောင်လှည့်ကြည့်မယ်မထင်ပြောလက်စာစကားမှာအလိုက်တင်လေးလိုက်ပါရင်းနဲ့မအေးဆိုင်ရနေပြန်ထွက်ခဲ့တယ်မမအေးပြန်လာပြီလားဒါနဲ့ခိတာရောမပြန်သေးဘူးလားမပြန်သေးပါဘူးမမရဲ့ဟိုးမှာမုံမိုးစောင့်နေတာမမအေးလည်းတစ်ချက်ပြန်ပြုံးကအိတ်ထဲမှာပါလာတဲ့ပတ်စံတွေက9000နဲ့3ရက်ကိုထုတ်ပေးလိုက်တယ်ပြီးမှအိမ်ထဲကိုဝေးကြည့်ပြီးဘသူမှမတွေ့တော့ခိတာဝါကိုမေးရတယ်စံတဲ့သူတွေဘယ်ရောက်ကုန်ပြီလဲကိုချမ်းသာကမမအေးခိုင်ကလေးမြို့ရှောင်းလန်းဆိုင်ကိုသွားတယ်ပုံပုံကမမအေးကိုဖျော်ရည်လောက်တိုက်မလို့ဆိုပြီးဈေးသွားတယ်အမပူတူကတော့လက်ကနေပျောက်သွားတယ်ဘယ်ရောက်မှလည်းမသိခိတာဝါရှိလို့တော်သေးတာပေါ့မဟုတ်ရင်အိမ်ပြန်လာရင်ဘသူမှတွေ့ရမှာမဟုတ်ဘူးအိမ်မှာလူမရှိရင်မမအေးကမကြိုက်ဘူးနောက်တစ်ခါလူမရှိရင်ခိတာဝါပဲစောင့်ပေးနော်ဟုတ်ကဲ့ရပါတယ်မမအေးရဲ့ကျောင်းကအပြန်ဘဲဝင်နေတာလေအိမ်ပေါ်ဝင်မတက်ရသေးပဲဒေါ်မင်းကစာဟိကိုလှမ်းမိတယ်ဘဲမှမဝင်ပါဘူးခိတာဝါကိုကြိုပြီးတော့ပြန်လာတာစာဟိနော်ခိတာလေးကိုအမေခင်တာပဲ
ချွေးမတော့မတော်ခြင်းအမေကလည်းဘာရီလျှောက်ပြောနေရလဲသားနေခိတာဝါတငယ်ချင်းတွေပါအမေရဲ့တငယ်ချင်းဆိုလေတငယ်ချင်းလိုနေပေါ့ခုတော့တနေ့ကြိုလိုက်ပို့လိုက်နဲ့ကုညီတာပါပြောပြီးသားနော်စာဟိအခြားမိန်းကလေးကိုကြိုက်ချင်ကြိုက်ခိတာနဲ့တော့မဖြစ်ဘူးခိတာဝါဘာဖြစ်နေလို့လဲဘာဖြစ်ရမှာလဲခိတာတို့မိသားစုကြောင့်နင်မသိလို့လားဒီလောက်အစင်မပြေဖြစ်နေတဲ့မိသားစုတွေနင်ကဝင်ကျင်လို့လားစာဟိရဲ့အမေကခိတာဝါပတ်စံမရှိလို့ခုလိုပြောနေတာလားအမေကငွေမက်လို့ပြောနေတာမဟုတ်ဘူးစာဟိကိုသားသမီးကိုစင်စီပြီးမြင်ရတာပဲမြင်ချင်တာကိုသားသမီးနိုနေနေမဲ့အဖြစ်ကိုဘယ်မအေးရမြင်ချင်ပါလဲခိတာဝါကိုခင်တာသိပေမဲ့တလုံးလက်တွဲဖို့တော့မစင်စားစမ်းပါနဲ့အမေနဲ့အဖေတော်ယူပြီးရုန်းကန်ခဲ့သေးတာပဲခိတာနဲ့ကျွန်တော်ယူပြစ်တော့ရောဘာဖြစ်လဲအမေတို့လိုရုန်းကန်မှာပေါ့အမလီစာဟိပန်အတုယူစရာရှာလို့ငါတို့လင်မယားဆင်းရဲခဲ့တာကိုအတုယူစရာလားငါတို့ကဘယ်ဆွေမျိုးနဲ့မှမပတ်သက်ဘူးနှစ်ယောက်တည်းဝမ်းဝပြီးခါလဲလှတယ်နေနဲ့ခိတာယူရင်အဆင်ပြေပါလိမ့်မယ်အာကြီးကြီးအမေကလည်းအပြက်သဘောကအရင်ပြောပြီဗျာငါပြောပြီးပြီနော်မကြိုက်ဘူးနောက်နေ့ကစပြီးတော့ခိတာကိုအကျိုးပို့မလုပ်ရအောင်ဒါပဲစာဟိကျွန်တော်အမေမသိအောင်ပို့တော့ရောဘာလုပ်လို့ရမှာကြနေတာပဲလွတ်ထားပေးလိုက်ပါမရဘူးနော်စာဟိခိတာကိုလုံးဝစိတ်ကူးလို့မရဘူးမမအေးလိုလူမျိုးဆိုတစ်မျိုးပေါ့ဒါမျိုးကြတော့မကြိုက်ဘူးတတိုးကိုသုံးစားမရတဲ့သားမအေးလိုယောက်ျားတကာနဲ့ဖြစ်ပြီးသားမိန်းမကိုအမေကချွေးမတော်နိုင်နေပေါ့ဘင်းနဲ့ယောက်ျားတကာနဲ့ဖြစ်ရမှာလေမမအေးကအကုန်လုံးကိုအလုပ်တဘိုးအရာဆက်ဆံတာအမေကအကောင်းမြင်လို့အဲ့လိုပြောတာလေမအေးဘလို့မိန်းမဆိုတာအမေလည်းမျက်မြင်ပဲသူတို့အိမ်ကချမ်းသာနေတာအနေထိုင်ဘလောက်ပတ်ဆက်လဲစာဟိစကားကြောင့်ဒေါ်မဲလဲဟိုတခါမအေးကိုချမ်းသာနှိပ်ပေးပုံကိုမြင်အောင်ရင်းနဲ့မသိတယ်လို့ခက်တီတီနေလိုက်တယ်အမေကသာချဲအောင်ဖို့စိတ်တန်နေတာမအေးကသူ့ထက်ငယ်တဲ့ကောင်လေးတွေကိုလိုင်းကမ်းမှာထားပြီးတော့စားကျင်တိုင်းစားနေတာတစ်မျိုးလုံးသိတယ်အမေပဲမသိတာဒီနေ့တောင်ဘဲလေးတွေနဲ့မျိုးရဲလှိမ့်ပတ်သွားနေတာကောင်လေးကလည်းကျွန်တော်တို့လိုတက္ကသိုလ်ကျောင်းသားပဲတဲ့။အိုးကိစ္စရှိလို့နေမှာပေါ့စာဟိရဲ့အမေသိရတာနဲ့ဘူးခံညင်းပြန်ပြီ။အရာရှိတွေဘောစီတွေစီကနေအီစီကလီလုံးလို့ရတဲ့ပတ်စံတွေအခွင့်အရေးတွေကိုငငယ်ကောင်ချိုးချိုးလေးတွေစီမှာတာယာမှုပြန်ရှာတာမအေးရဲ့အလုပ်လေးဟုတ်တယ်မလား။ဟဲစာဟိဒီနေ့အစောကြီးမနေ့စောစောအမေကမအေးအိမ်ကိုသွားနေတော့သူ့เจ้าကိုစောထွက်လာခဲ့တာဒါမှလည်းခိတာဝါကိုအမြန်လိုက်ပို့လို့ရမှာပေါ့ငါအမေပွားနေလို့စောစောလက်လာတာပြီးပြီလားသွားမယ်ခိတာဝါဘာလို့ပဝါအစ်စ်တွေခြုံထားတာလဲအလုတ်သွားလုတ်တာလှဖို့လို့လားနင်မသိပါဘူးစာဟိရဲ့ပြန်ပြေတာကိုပြုံးစီစီနေမို့စာဟိမျက်မှောင်ကျုပ်လိုက်တယ်ဟာဘာဖြစ်ပြန်တာလဲမဖြစ်ဘူးဆိုင်ကယ်ကိုနည်းနည်းလောက်အချိန်လျှော့မောင်းပေးပါလားမမောင်းဘာလို့မောင်းရမှာလဲလောက်ပါစာဟိရဲ့ဖြည်းဖြည်းလေးမောင်းပေးနော်ငါတငယ်ချင်းကချစ်ဖို့ကောင်းရဲ့သားနဲ့ဆိုင်ကယ်ကိုရက်ခိုင်းပြီးဖြည်းဖြည်းလေးမောင်းခိုင်းနဲ့ခိတာဝါကိုမျက်မှောင်ကျုံကြည့်လိုက်ပေမဲ့ခိတာဝါပြုံးစီစီရဲပါမအေးအိမ်ရှိရောက်တာတော့မှဆိုင်ကယ်ပေါ်ကဆင်းဖို့မေ့နေပုံရတယ်ခိတာဝါနင်ဒီနေ့ငါဆိုင်ကယ်ပေါ်ကဆင်းအောင်မလားအေးဆင်းမယ်သူ့အွန်လိုင်းမှာသတိဝင်ပြီးတော့ကြပြာဆင်းနေပြီးတော့သူ့ရှေ့မှာယူထားတဲ့ချင်းကိုလာယူပြီးလေပင်ကပတ်ထားတဲ့ပဝါလေးကိုဖြုတ်ပြီးထည့်နေတယ်ခုကြတော့ဆော့ဆော့ကသူမဟုတ်တဲ့အတိုင်းခိတာဝါဟေးနေမမှန်ပြောစမ်းဆော့ဆော့ကအကောင်ဘာတူလဲဘေးကအကောင်လဲနေငါ့ကိုငတုံးများမှတ်နေလားအေးဆိုင်နေကအကောင်ငါတွေ့တယ်နေရလေရှက်တလူလူနဲ့ပြုံးစီစီဖြစ်နေတဲ့ပုံကအသေးရစရာဘာလဲနင့်ဘဲလားအဲ့ဒါဆိုဘာတူလဲသူကကြည့်ကောင်းလားစာဟိဘာတူမှုလို့မေးတာလဲသူကအဲ့ဒီအေးဆိုင်မှာအမြဲထိုင်တာတခါငါ့ကိုသူလှမ်းကြည့်တယ်သိလားဘာအမလီလမ်းလိုက်တာစာဟိရဲ့ဘာကိုလန့်တာလဲနေအခုရီးစားထားဖို့ကြံနေတယ်ပေါ့လေနေရလေသူကကြည့်ကောင်းတာရောအေးကြည့်ကောင်းနေဘယ်ကကောင်းမှမသိတာကိုရီးစားတော်ချင်နေသေးတယ်ငါနဲ့တွေ့မယ်နင်သေးပြီးသားမှတ်မပြေးနဲ့နော်သူဒေါသထွက်ပြီးခေါင်းခေါက်မလို့ရွယ်လိုက်တော့ခိတာဝါအိမ်ထဲကိုတကြိုးလေးဝင်ပြေးတယ်သူကလိုက်ရိုက်ရင်းနဲ့သတိရမှကြီးမိတော့မအေးရဲ့ခြံထဲကိုရောက်နေပြီဟဲ့သူများအိမ်ထဲမှာဘလို့ဖြစ်နေကြတာလဲစာဟိပန်အိမ်ထဲကထွက်လာတဲ့အမေကြောင့်စာဟိမျက်နှာပြတ်သွားတယ်ခလေးမဟုတ်ဘာမဟုတ်နဲ့အိမ်တွေကိုမရဘူးအမေကလည်းမတော်တဆပါဘာလို့မတော်တဆလဲမပြောလိုက်ချင်ဘူးမမအေးအိမ်ထဲမှာအားနာစရာကြီးအမေကသူ့ကိုစူတလူလူနဲ့ခိတာဝါကိုလည်းမျက်လုံးဆောင်းကကြည့်လိုက်သေးတယ်မမအေးရဲ့အိမ်ထဲမှာနောက်တစ်ခါဒါမျိုးမလုပ်နဲ့ကြားလားအမေကလည်းဘာမှမဟုတ်တဲ့ဟာကိုမပြောပါနဲ့ပြောရမှာပေါ့နင်တို့မှအနေထိုင်မတက်တာခိတာလည်းနောက်ဆိုအဲ့လိုမနေနဲ့မိန်းကလေးဆိုတာအင်ဒရီရနေရတယ်ဟုတ်ကဲ့အန်တီမဲနောက်ဆိုသမီးသတိထားပါမယ်မိန်းကလေးဆိုတာအင်ဒရီရနေရမှာပေါ့
အမေပြောတာဟုတ်တယ်ခိတာနောက်တစ်ခါကြာရင်အင်ဒရီမရရှောင်မပြေးနဲ့ကြားလားအေးပါအင်ဒရီမရအောင်ယောက်ျားတွေနဲ့လည်းမရောနဲ့တွေ့တဲ့မြတ်ယောက်ျားကိုလည်းကားနဲ့ခေါ်မလာနဲ့ပေါင်ပုံမခွယုံတမဲတက်ပြီးနှိပ်ပေးတာတို့ဘာတို့လည်းမလုပ်နဲ့ကြားလားအင်ဒရီဦးမရအောင်အဲ့ဓာတွေကဟမ်ခိတာကဘာမှမသိတော့ကြောင်တောင်လေးဖြစ်နေတယ်သို့ပေမဲ့ဒေါ်မဲကမျက်နှာပြက်နေပြီသူမအေးကိုတစ်ချက်ကြည့်တော့မအေးကသူ့ကိုစိုက်ကြည့်နေတာတွေ့ရတယ်မအေးရဲ့မျက်လုံးတွေကငြိမ်သက်နေတယ်လို့သူ့ကိုသာစူးစိုက်ကြည့်နေတယ်သူငေးကြည့်နေတော့မှပဲမအေးကဖြင်းညင်းနဲ့ခြေလမ်းတွေနဲ့သူ့နားတိုးလာပြီးတော့လောကမှာလူစီဘလူးစီဆိုတာရှိတယ်စာဟိပန်ကိုစီးနဲ့ကိုနေရတယ်အိတ်နေတဲ့နှကောက်အမောက်ထောင်ပြအောင်ခဏခဏမလုံးနဲ့ကျမစိတ်ကွက်သွားရင်ရှေ့ရှေ့ရေးကိုတွေးပူနေရလိမ့်မယ်ချစ်တော်သူနဲ့ကြွေးကွင်းရတဲ့ဒုက္ခကိုမခံစားစေခြင်းအိတ်နေတဲ့နှကောက်လာလာခလုံးမတိုက်နဲ့အိတ်နေတဲ့နှကားတော်တော်နှိုင်းရတာပဲနှိုင်းပြတာမဟုတ်ဘူးသတိပေးနေတာဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေစာဟိပန်မမအေးဆိုတဲ့ကျမရဲ့စိတ်ထဲမှာမြင်းနီတားခံရရင်အဲ့ဒီလူရဲ့ဘဝမရှုမလှဖြစ်သွားလိမ့်မယ်တော်တော်ကြောက်ဖို့ကောင်းတာပဲမခံလေးစားလုပ်နေတဲ့စာဟိပန်ကိုခက်အေးအေးတစ်ချက်ကြည့်ပြီးတော့နှကန်းကိုမတိမတာကိုက်လိုက်တယ်ခိတာရှေးမမအေးအိမ်ထဲဝင်ပြီးတော့လှုပ်ရှားရှိရာသွားလို့တော့ဒေါ်မဲအချိန်ရရင်ကျမနဲ့ခဏစကားပြောရအောင်မလိုအပ်တဲ့သူတွေကတော့ကျမခြံထဲကနေအခုထွက်သွားနောက်တစ်ခါခြံရိပ်တောင်မနှင်းပါနဲ့ခမရကဘာမို့လို့မောင်းထုတ်တာလဲကျမခြံထဲမှာကျမကိုမျက်မုံးကျိုးနေတဲ့သူမမြင်ချင်တာစမ်းလို့လားစာဟိပန်ကျုပ်ကလည်းခမရနေပါဆိုရင်တော့မနေဘူးသွားမယ်ဒီအိမ်ကဘလောက်များကြီးကျယ်မြင့်မြတ်နေလို့လဲဘလောက်ကြီးကျယ်မြင့်မြတ်လဲသိချင်ကိုယ်တိုင်ငွေရှာပြီးစောက်ကြည့်လိုက်လေကိုယ်တိုင်ရှာနိုင်တဲ့ငွေနဲ့အိမ်တစ်လုံးဖန်တီးကြည့်လိုက်ဖန်တီးပြီးမှဆွဆွကမေကွန်ပြန်လာမေးဒေါ်နေရိပ်အေးသူ့ဒေါသထွက်ပြီးអော်လိုက်တယ်ကြည့်ရတာအိမ်တစ်လုံးစောက်ဖို့နေနေတတ်တာကိုတဝမ်းစာတောင်မှကိုယ်တိုင်ရှာစားနိုင်ဖို့မပေါ်ပါဘူးဒါနဲ့များမိမတယောက်ဖန်တီးပေးထားတဲ့အိမ်ကိုဘလောက်ကြီးကျယ်မြင့်မြတ်တယ်လဲလို့လာမေးရသေးတယ်မရှက်ဘူးလားအရှုံးနဲ့ရင်ဆိုင်နေရတဲ့ယောက်ျားတွေကအဲ့လိုပဲမနိုင်တောက်ခောက်ပြီးဒေါသထွက်ကြတယ်ဒီနေ့ခမည်းပြောတဲ့စကားတွေအတွက်ခမည်းတနေ့ကျရင်နောင်တရလိမ့်မယ်ရှင်လဲဒီနေ့ကျမကိုလှောင်ပြောင်ခဲ့တာတွေအတွက်နေမကူပဲနောင်တရလိမ့်မယ်ညနေအိမ်ပြန်တဲ့အခါနောင်တတွေကိုထွေးပေးဖို့ပြင်ဆင်ထားပါစာဟိပန်ရှင်ကျမကိုတနေ့နေ့မှာနောင်တရနေစေမဲ့ကျမကတော့မသေးကြတဲ့တနေ့နေ့လို့မပြောသေချောင်ဒီနေ့ပဲပြမယ်မိမတယောက်ကိုလှောင်ပြောင်ရင်ဘလို့ခံစားရမလဲဆိုတာနမူနာခံစားကြည့်ပေါ့မမအေးဒေါ်မဲကိုပြောစရာရှိလို့ဆိုအစားတော့မရှိဘူးဒါပေမဲ့စာဟိပန်ကြောင့်ဒေါ်မဲနဲ့ကျမစကားနည်းနည်းပြောစရာရှိတယ်ဘာဖြစ်လို့လဲမမအေးဒေါ်မဲနားဆွေနေပေမဲ့ရင်တွေတလက်လက်တုံနေတယ်မအေးနဲ့မိတ်ပြက်မအောင်စိုးသလိုလိုဖြစ်နေတယ်ဒေါ်မဲခံစားနေရတဲ့စိတ်တော့ကခဏအတွင်းပြေပြောက်သွားခဲ့ရတယ်သို့ပေမဲ့ကျောင်းကိုရောက်နေတဲ့စာဟိပန်ကတော့တနေ့ကုန်စိတ်ထဲမှာမတင်မကျဖြစ်နေတယ်လင်းရနိုင်ရစကားပြောတာဝင်စိတ်ထဲမပါမနက်ခင်းကမအေးပြောသမျှကိုဘဝင်မကျဖြစ်နေတယ်ညနေဆောင်အိမ်ပြန်တဲ့အခါသူတို့အိမ်မှာလူတွေတယုံယုံဖြစ်နေတယ်သူ့အမေဒေါ်မဲကိုတော့မတွေ့ရဆိုင်ကအိမ်ရှိရက်လိုက်တဲ့ကဒေါ်မဲဦးကလည်းပြက်ပြတလေးနဲ့အနားကိုရောက်လာတယ်အမလီစာဟိရေမမဲတော့ဒုက္ခရောက်ပြီအမေဘာဖြစ်လို့လဲအတော်အမေရောမမဲအဖမ်းခံရတာမသိသေးဘူးလားဗျာအမေအဖမ်းခံရတယ်ကြားလိုက်ရတဲ့စကားကြောင့်သူ့တကူလုံးသွေးတွေပြောင်းပြန်စီးသွားတယ်လို့ပါပဲသူ့မှာအမေကြောင့်တောကများရတယ်လို့မအေးကိုအမုန်းပစ်ချင်လောက်အောင်ထိဒေါသတွေထွက်နေတယ်အမေအဖမ်းခံရတဲ့တရခန်ကမအေးရလွယ်ပြီးဘသူမှမဖြစ်နိုင်မအေးရှိလားဟုတ်မမအေးရှိပါတယ်သူနဲ့တွေ့ကျင်နေအခုခေါ်ပေးဟိုပုံပုံကြောက်တယ်မမအေးကမှားထားတယ်ဒီနေ့သူ့ကိုဘာစကားမှလာမပြောနဲ့လာလေးမခေါ်ဘူးမှားထားတယ်မခေါ်လို့မရအောင်ငါအမေတယောက်လုံးအဖမ်းခံရတာသူ့အေးစစ်စစ်နေနိုင်သေးလားအခုခေါ်ပေးစမ်းသူ့ဘာမှလဲခေါင်မိုးထက်မှာပုံပုံစကားဆုံးတာနဲ့အိမ်ထဲပြေးဝင်ပြီးတော့အပိုးဆုံးခေါင်မိုးထက်ကိုပြေးသွားခဲ့တယ်လှေကားတွေကတစင်နီးလာလေတငိမ့်ငိမ့်လှုပ်ခတ်လာတဲ့တချင်းတန်ငိမ့်ငိမ့်ကိုကြားနေရတယ်ဒီတချင်းကိုသူသိတယ်နေခင်စောရဲ့အယက်သမားတချင်း slow motion သွားနေတဲ့စာသားတွေသူ့အကုန်သိတယ်ခြေလမ်းတွေခက်မြန်းသွားပြီးခေါင်မိုးထက်ကိုရောက်တဲ့အခါသူ့ဒေါသတွေနှစ်ဆင်းမြင့်တက်သွားရတယ်သူ့အမေအဖမ်းခံထားရပေမဲ့မအေးကတော့ခေါင်မိုးထက်မှာနာမည်ကြီးတစ်စိမ့်နဲ့ဝိုင်းတစ်လုံးကိုထောင်ပြီးစိန်ခံတောက်နေတယ်တစ်ဖက်ကဝိုင်းခွက်ကိုကင်ထားသလိုတစ်ဖက်ကပြောင်းမှုဖက်ဆေးလေးကိုလည်းလက်ကြားရင်းညှက်ထားတယ်သူရောက်တော့သိပုံမရသေးမျက်လုံးကိုစုံမိတ်ပြီးတချင်းကိုခံစားနေတာခြေစင်ပြီးချမ်းသာရဲ့နှိပ်ပေးနေတဲ့အရာတာကိုခံစားနေတယ်သူ့ကိုချမ်းသာမြင်ပြီးငေးကြည့်နေပေမဲ့သူကတော့မအေးကိုစူးစိုက်ကြည့်နေတယ်
လက်နှစ်ဖက်ကိုတင်းကျပ်အောင်ဆုပ်ထားပြီးခြေလမ်းကြီးတွေနဲ့အနားကိုတိုးသွားလိုက်တယ်။တချင်းတန်သူ့ကိုလှောင်နေတယ်လို့ခက်ငိမ့်ငိမ့်ထွက်ပေါ်လာခဲ့ပြန်တယ်။မျက်လုံးကိုစုံမိတ်ပြီးတော့ဇိမ်ယူနေတဲ့မအေးရဲ့ပုံစံကအပူပင်ကင်းနေတယ်လို့မမအေးတချင်းတန်တဲ့တဲ့ကြားကနေချမ်းသာခတ်တူးတူးခေါ်လိုက်တယ်။မကြားရွေလားဒါမှမဟုတ်တမင်တကာမထူးချင်ရွေလို့လားမသိမအေးဟာတစ်ချက်တောင်မလှုံဒေါ်နေရိတ်အေးစာဟီရဲ့ကျေလောင်တဲ့အတန်တွေဆုံးမှာအေးဟာမျက်လုံးတစ်စုံကိုဖြည်းဖြည်းလေးဖွင့်ကြည့်လာတယ်။ခမရအခုအေးစစ်စစ်နေနိုင်သေးတယ်ပေါ့ဟုတ်လား။ကျုပ်အမေကိုခမရအချုပ်ထဲထည့်လိုက်တာမလား။ရှင့်အမေကိုအချုပ်ထဲထည့်အောင်ကျမရဲမှမဟုတ်တာ။ဒါပေမဲ့ခမရလောက်တာပဲမလား။ကျမအဲ့လိုလုံနိုင်တယ်လို့ရှင်ထင်နေပေါ့။မအေးပြန်မေးပုံကခက်ဆက်ဆက်သူ့တောက်ခောက်လိုက်တယ်။ချက်ချင်းဆိုသလိုခြေလမ်းကျဲကြီးတွေနဲ့အနားကိုတိုးလိုက်တော့ချမ်းသာရှေ့ရနေကာလိုက်တယ်။လွတ်ထားလိုက်ပါချမ်းသာ။သူ့မမအေးနဲ့စကားပြောချင်နေပုံရတယ်။အောက်ကိုဆင်းတော့မမအေးဖြစ်ပါမလား။စာဟီကဒေါသထွက်နေတာ။သူ့ဒေါသထွက်လေမမအေးကိုတတ်တော့မတက်ရဲပါဘူး။တကယ်လို့တတ်မိရင်တော့သူ့လည်းသူ့အမေနောက်လိုက်သွားရမှာပေါ့။ဟုတ်တယ်မလားစာဟီပန်။ခမညာဒီနေရာထိလိုက်လာတာဒေါသတွေပဲထပ်ပြီးထွက်ပြမလို့လား။ဒေါသအလျောက်ပြုတ်မှုရင်ဘလောက်ထိအန္တရာယ်များလဲဆိုတာမသိသေးဘူးလား။လူတစ်ယောက်ကိုဒေါသထွက်အောင်လုပ်ပြီးဒေါသထွက်ရင်ဘလို့ဖြစ်မယ်ဘာဖြစ်မယ်ဆိုပြီးချိန်ချောက်နေရလားစေတနာနဲ့ပြောတာပါစာဟိပန်တော်စမ်းမှာခမည်းသားစေတနာတွေပိုရှန်နေကျုပ်မေကိုအခုချက်ချင်းအမှုကနေလွတ်အောင်လုပ်ပေးလိုက်ကျမအရာရှိအရာခံကြီးမှမဟုတ်တာအမှုတဲ့တယောက်ကိုအခုချက်ချင်းအမှုကနေလွတ်အောင်ဘလို့လုပ်လို့ရပါမလဲတော်စမ်းမှာကျုပ်မေကိုအချုပ်ထဲကြတော့ထဲ့ကျင်တယ်လို့ထဲ့ပြီးပြန်ထုတ်ပေးလို့မရဘူးဆိုတဲ့စကားမပြောနဲ့ဒီမျိုးကလူတွေအကုန်လုံးခမည်းလက်တလုံးကြားလှည့်နေတာမသိဘူးမထင်နဲ့စာဟိပန်ကကျမအကြောင်းတော်တော်သိနေတာပဲခမည်းအကြောင်းစုံစမ်းတာမဟုတ်တယ်လို့စိတ်လဲဝင်စားအောင်အခုကျုပ်အမေကိုအမှုကနေလွတ်အောင်လုပ်ပေးဖို့ပဲစိတ်ဝင်စားတယ်။ဘာကြောင့်လုပ်ပေးရမှာလဲ။မအေးရဲ့ကျိုးဆက်ဆက်ပြန်မေးပုံကြောင့်သူ့အောင်သက်သက်ဖြစ်သွားတယ်။ကျုပ်ကမနေ့ကကိစ္စအတွက်မကျေနပ်လို့လုံမှန်းသိတယ်။အဲ့ဒါကြောင့်အမေကိုလွတ်အောင်လုပ်ပေး။မကျေနပ်မှန်းသိရင်ကျေနပ်အောင်တောင်းပန်ရမှာပေါ့။မဟုတ်ဘူးလားစာဟိပန်။စူဆိုင်ကြည့်နေကအေးဆေးစွာမေးလာတဲ့မအေးကိုကြည့်ပြီးတော့သူ့လက်သေးကိုချစ်ချစ်ပအောင်ဆုပ်လိုက်တယ်။လောကမှာဘလို့လူစားမျိုးပဲဖြစ်ဖြစ်ကိုနဲ့အမြင်မတူတာနဲ့အထင်မသေးတဲ့စာဟိပန်လူတိုင်းမှာဘွားပေးချင်နေခြင်းမတူပေမဲ့တယောက်တစ်မျိုးစီတော့တန်ဖိုးရှိကြတယ်။ဒါပေမဲ့ရှင်ဟာလောကကြီးကိုပေါင်းခတ်ပြီးကြည့်တဲ့လူစားမျိုးတွေမှာပါတယ်။မနေ့ကလိုထင်မြင်သေးတဲ့စကားမျိုးလက်လွတ်စပယ်မပြောမိပါစေနဲ့။မနေ့ကအတွက်ဒီနေ့ရှင့်မေအဖမ်းခံလိုက်ရတာနမူနာပဲရှိသေးတယ်။ဘာရှစ်ခံပြင်းလည်းမတက်နိုင်ဘူး။ဒီမျိုးမှာနေရိပ်အေးဆိုတဲ့မိန်းမအောင်စကားနဲ့စော်ကားရုံမကောက်စိတ်မရှိကမ်းမရှိလှောင်ပြောင်တတ်တဲ့ယောက်ျားတစ်ယောက်ကိုထိုက်တဲ့နဲ့တုံ့ပြန်မှုတော့ပေးရမှာပဲဒေါ်မဲအတွက်တော့စိတ်မကောင်းပါဘူးကောင်းပြီလေကျုပ်အမေကိုခမည်းထုတ်မပေးနိုင်ရင်ကျုပ်ပါသာရအောင်ထုတ်မယ်ဟုတ်တာပေါ့ရှင်ကအစွမ်းဆရှိရဲ့ယောက်ျားတစ်ယောက်ပဲဒေါ်မဲကိုရအောင်ထုတ်ပေးလိုက်ပါအသက်ကြီးနေမှထောင်ထဲမှာနေရရင်မကောင်းလေအဲ့ဒါကျုပ်သိတယ်ခေါင်မိုးထက်ကနေဆင်းပြီးတော့ခတ်သက်သက်ရှောက်နေတယ်သူ့ကိုခိတာဝါနောက်ကနေအသေးတန်လိုက်ခေါ်တယ်ငါဒီနေ့တော့နင့်ကိုပြန်လိုက်မပို့နိုင်တော့ခိတာဝါရပါတယ်ဟာမလို့အန်တီမဲချောင်းသိကြလို့ငါလမ်းခေါ်လိုက်တာငါအမေရဲ့အကြောင်းလဲနေကြပြီးရောပေါ့ကြားတယ်ဟာနေချောင်းသွားပြီးတိတ်မကြောက်ရဲတွေနဲ့လက်ကွက်လူကြီးလာပြီးတော့အန်တီမဲကိုခေါ်သွားကြတာပြေးချိန်တော့မရလိုက်ဘူး9နာရီဆက်လောင်းထွက်ပြီးကစားဆိုတော့နင်တို့အိမ်မှာပေါက်တဲ့သူတွေကရော်ကြီးလာထုတ်နေတာနဲ့အကုန်မိကုန်တာအန်တီမဲနဲ့အတူ2ယောက်လဲပါသွားပြီမဲ့သူတို့ကစခန်းရောက်ပြီးချက်ချင်းလွတ်တယ်အန်တီမဲတယောက်ပဲကြံ့တာဟာဒါဆိုအဖမ်းခံရတာချင်းတူတူငါအမေပဲကွက်ပြီးကြံခဲ့တာပေါ့အေးအခုအန်တီမဲရဲ့အခြေအနေဘလို့လဲငါမသိဘူးအမေနဲ့သွားမတွေ့ရသေးဘူးဒေါ်မဲဦးပြောလို့တိတိချင်းဒေါ်နေရီအေးစီချက်ချင်းရောက်လာတာနေရလဲဟဲ့ရဲစခန်းအရင်မသွားဘဲနဲ့မမအေးစီအရင်လာပြီးပြဿနာရှာရတယ်လို့မမအေးလေးဒီရက်ပိုင်းအလုံးရှုံနေတာဟာတော်စမ်းမှာဟာအဲ့ဒီမိမအကြောင်းမပြောချင်ဘူးငါပြန်တော့မယ်ဒီရက်ပိုင်းငါအကျိုးအဖို့ခဏနားထားမယ်အမေကိစ္စလုပ်ရအောင်မယ်ငါနားလေပါတယ်အန်တီမဲကိုသာလွတ်အောင်လုပ်ပါစခန်းမှုနဲ့တွေးတော့လေအမေမှုနဲ့ပတ်သက်ပြီးတော့ဘာမှရေရမပြောရဝေယံနဲ့ကောင်းထက်တို့ကူမေးလဲဘာမှမထူသူ့အလုံးနဲ့သူရှုပ်နေတဲ့စခန်းမှုကခေါင်းတငိမ့်ငိမ့်နဲ့အမှုရင်ဆိုင်မှုပြောပြီးပြန်လွတ်လိုက်တယ်စိတ်ထဲကြပြီးစခန်းထဲကနေထွက်လာတော့အပေါက်ဝမှာရောင်လဲလဲလုံနေတဲ့လူတစ်ယောက်ကအနားကိုတိုးလာတယ်ဒေါ်မဲအမှုအတွက်ရောက်လာတာမလားအမေကိစ္စကိုသိနေတော့ဝမ်းသာအားရခေါင်းငိမ့်လိုက်တယ်ငါညီတို့အကိုပြောပြတာဘသူမှတော့ရှောက်မပြောနဲ့နော်
ကိုညီလေးတို့သဘောထားလို့ပြောပြတာဟုတ်ကဲ့ရပါတယ်နှလုံးထိနဲ့အဖမ်းခံရတဲ့သူတွေကဒေါ်မဲတယောက်တည်းမဟုတ်ဘူးအရင်ကလည်းအဖမ်းခံရတဲ့လူတွေရှိတယ်ဒီနေ့ဖမ်းတရက်နှစ်ရက်နေရင်လွတ်ပဲဗျာအဲ့လိုဆိုကျွန်တော်ကိုညီပေါင်းအကိုကျွန်တော်အမေလွတ်အောင်ဘယ်လိုလုပ်ရမလဲအရင်လူတွေတုန်းကတော့ဒါပေးလိုက်ရင်ထွက်လို့ရတယ်340တော့ကုန်မယ်ဗျာလက်ညှိုးနဲ့လက်မဝိုင်းပြလိုက်ပေမဲ့သူ့ထားပေါက်ပါတယ်သို့ပေမဲ့ပတ်စံ340ကိုသူ့ဘမသွားရှာရမှာလေငါလေးတက်နိုင်ရင်တော့ကုညီချင်ပါတယ်ဒါပေမဲ့ငါလည်းမင်းလိုပဲအိမ်ကလက်ဝါးဖြန့်တောင်းနေရတဲ့ကောင်းဆိုတော့အဲ့လောက်မရှိဘူးကွာအေးကွာပတ်စံရမယ်အလုပ်တစ်ခုခုရအောင်လေဒီလောက်ပတ်စံအများကြီးကိုတပြိုင်နက်တည်းရအောင်ဘာလုပ်ရမလဲမသိလုပ်เสียရမရှိလေလူလူလိုသာလုပ်ပေါ့ကွာမကူညီနိုင်ကြတဲ့အချင်းချင်းလင်းရနိုင်လဲစိတ်ပြေလက်ပြောက်စာဟီကိုစားနောက်လိုက်တယ်ဘသူလဲလူလူကငါတို့မိသားဒုတိယနှစ်ကင်းလေအသားဖြစ်ပြအရက်ရှိကြီးနဲ့ဗလာတောင်းတဲ့ကောင်းလေးလေမသိဘူးလားမသိဘူးဒါနဲ့သူကဘာအလုပ်လုပ်လို့လဲဟဲ့အောင်တိုးတိုးလူလူကြောင့်အချိန်မပြောနဲ့သူတဆင့်ပြန်ကြသွားရင်ယောက်ျားချင်းအတင်းတုပ်သလိုဖြစ်နေမဲကွာဒါနဲ့နေပါအောင်မင်းဆော့ဆော့ကပြောတော့ငါ့ကိုလူလူလိုလှုပ်ဆိုတာဘာလဲငါလူနေတဲ့ပတ်စံအများကြီးကိုလူလူလိုအလုပ်လုပ်ရင်ရှာလို့ရမှာလားလင်းရနိုင်ကပဝင်းချင်းကိုအကဲခတ်တယ်လို့တစ်ချက်ရှိုးပြီးတော့စာဟီရဲ့ပခုံးဖက်ကခတ်တိုးတိုးပြောတယ်မင်းရှင်ပြုတ်ပြီးပြီလားပြုတ်ပြီးပြီလေဒီရွယ်ထိရှင်မပြုတ်ရသေးစရာလားအဲ့ဒါဆိုမင်းလိုတဲ့ပမာဏလောက်မရဘူးကွာဘာဆိုင်လို့လဲလူလူကရှင်မပြုတ်ရသေးတဲ့အမှန်ကန်မှုပွဲဦးထွက်ကိုတင်မောသားကတော့မမကြီးတယောက်က350တောင်ဈေးဥဖောက်သွားတာတဲ့ပွဲရတိတ်လှတာပဲပွဲစီစဉ်ပေးတဲ့နေရိပ်အေးဆိုတဲ့အမျိုးသမီးလေး10သိန်းလောက်ခိုင်သွားတယ်နားထောင်နေရင်းနဲ့မအေးရဲ့နာမည်ပါလာတော့စာဟီတယောက်မျက်နှာတစ်ပြင်လုံးနေရဲသွားတယ်ရှင်ပြူပြီးပြီလားလို့မေးတာကိုတသမရဘောင်နဲ့ဝင်နေရှင်ပြူတာကိုမေးတယ်မှတ်ပြီးတော့ပြန်ဖြေခဲ့တာသူတို့ယောက်ျားတွေရဲ့ဘန်းစကားကိုမေးရော့နေခဲ့တာမိမတယောက်နဲ့အိပ်ပြီးတဲ့ယောက်ျားကိုရှင်ပြူပြီးသားလို့တုံနှုံလိုက်တော့ဘေးမှာရှိတဲ့လင်းရနိုင်ကိုခြေထောက်နဲ့ကန်လိုက်တယ်အမေကြောင့်တော့ကဖြစ်ရတဲ့အထဲလင်းရနိုင်ရဲ့စကားကြောင့်ဒေါသလဲတွက်ရှက်လေးရှက်သွားတယ်မင်းဘယ်လိုလုပ်မလဲစာဟီလောလောဆယ်တော့အမေမှရှိသမျှပတ်စံနဲ့အမှုချေနေသိအောင်ရှင်းတွေဘာတွေခေါ်ပြီးမေးကြည့်ရမှာပေါ့ဥပဒေအကြောင်းငါလည်းဘာမှမသိဘူးလောလောဆယ်ကြောင်ခဏနာပြီးတော့အလုပ်လုပ်ဖို့ပဲစဉ်းစားရမယ်မစ်စာမေးပွဲတွေကိုဘယ်လိုလုပ်မှာလဲတနစ်တော့နားရတော့မှာပေါ့ဒါမှမဟုတ်လေအမင်းအစီပြန်ပြီးဆိုပြန်တက်ရမှာပေါ့ဒါနဲ့အလုပ်လုပ်မယ်ဆိုတော့မင်းကဘာလုပ်မှာလဲဝေယံနဲ့ကောင်းဆက်မေးကိုခက်တွေစဉ်းစားပြီးမှမင်းတို့လိုပဲလိုက်လုပ်မှာပေါ့ဟာမဟုတ်တာငါတို့က10တန်းမောင်လို့ကြုံရကြပန်းလုပ်နေတာမင်းကတက္ကသိုလ်ကျောင်းသားလေငါတို့လုံးနဲ့မကိုက်ပါဘူးကွာငါဆုံးဖြတ်ပြီးသွားပြီမင်းတို့နဲ့အတူတူ9000လိုက်ထမ်းမယ်ကုမ္ပဏီတို့စက်ရုံတို့မှာဝန်ထမ်းလုပ်တာကြွကော့ကော့သွားရပြီမဲ့လောက်ရတာနဲ့မတန်အောင်ခိုင်းတာတနေကုန်လုပ်ပြီးတစ်လားမှ2သိန်းကျော်3သိန်းလောက်နဲ့ငါအမေအတွက်ဘလို့ငွေရှာမလဲ9000ထမ်းတာမင်းတို့လောက်မကျွမ်းကျင်ပေမဲ့တပတ်လောက်ဆိုအေးဆေးဖြစ်ပြီးမင်းတို့နဲ့အရင်တော့ငါးစီးကိုလိုက်ဖူးနေတာပဲကွာငါနဲ့တော့တိတ်မစိမ့်ပါဘူးအေးပါကွာငါမင်းကိုပင်မမှာစိုးလို့ပါစာဟီယာမမအေးနိုးနေပြီလားအနားကိုရောက်လာပြီးအတန်ကျချင်းနဲ့မေးလာတော့မအေးကောင်းငိမ့်ပြီးမှဘလို့ဖြစ်တာလဲခိတာပြရခတ်လို့ပါလားဟုတ်တယ်မမအေးရဲ့ခိတာအချိန်ရတယ်ဆိုပြီးအေးဆေးလုပ်နေပြီးစာဟီလာမကြုံနိုင်တာကိုသတိရတာအရင်ကသူ့အကျိုးပို့လို့တော့အီလေးဆွဲပြီးလုပ်နေတာလေဆိုင်ကနေဆိုတော့ဖုတ်ခနဲရောက်တယ်ခုတော့ခြေထောက်တွေညောင်းလိုက်တာမမအေးရဲ့ညောင်းရင်လေဒီမှာခဏထိုင်လေနေပါစီမမအေးရဲ့အလုံးနောက်ကျနေရတဲ့အထဲထပ်ပြီးနားရင်တော့မမအေးထမင်းငတ်တော့မယ်မငတ်ပါဘူးခိတာရဲ့လာထိုင်အောင်မမအေးအကုန်ပြင်ဆင်ပြီးပြီမနေ့စာစားလို့ရပြီလာခဲ့မယ်အမျိုးသမီးကြီးကပြောပြီးအိမ်ထဲဝင်သွားတာနဲ့ခိတာကမမအေးနာကိုစိုးထိတ်စွာမေးလိုက်တယ်အိမ်မှုကိစ္စလုပ်ပေးတဲ့သူပြန်ရောက်နေပြီဆိုတော့ခိတာကိုအလုပ်ဖြုတ်တော့မှလာရင်မမအေးအလုပ်ပြုတ်မှကြောက်လို့အသေးအတန်မင်းနေတဲ့ခိတာကိုကြည့်ရင်နဲ့မအေးအပြေမပေးမိသေးပါချန်ပီယံကိုခက်တွေငေးကြည့်နေမိတယ်မမအေးခိတာကိုအလုံးမလုပ်ခိုင်းတော့ဘူးလားယင်ခိတာအလုံးမထွက်ချင်ဘူးလားဟုတ်ခိတာအလုံးမထွက်ချင်ဘူးမမအေးအိမ်မှာလှုပ်ရတာပင်မတာကိုဘာလို့အလုံးမထွက်ချင်ရတာလဲမပင်မပါဘူးမမအေးရဲ့ချက်ပြုတ်လျှော့ဖို့ယုံလေးကိုပြီးတော့တယောက်တည်းလှုပ်ရတာလည်းမဟုတ်ဘူးပုံရောအမားပူတူတို့ကပါကုလုပ်ကြတာလေတခြားအိမ်တွေမှာဆိုတယောက်တည်းသိမ်းကျုံလုပ်ပြီးတော့ပြီးတဲ့လောက်ခလာစားနှစ်ပြားမတန်ပါဘူးမမအေးရဲ့မမအေးကလူလဲတက်တာတယ်လောက်ခလဲပို့ပြီးတယ်ခိတာမထွက်ချင်ဘူးဒါပေမဲ့ချက်ပြုတ်ပေးနေကြအတော်ကြီးကပြန်ရောက်နေပြီခိတာရဲ့မမအေးအိမ်မှာလူတွေပူနေမှာပေါ့မမအေးရဲ့စကားကြောင့်ခိတာမျက်နှာလေးမကောင်းတယ်လို့
ဒီနေ့အလုံးနောက်ကြတာအပြစ်မပြောပဲထမင်းမငတ်ပါဘူးလို့ပြောတဲ့မအေးကိုခုမှပဲနားလေတော့တယ်မမအေးအိမ်မှာမလို့ရတော့လေအားမငယ်ပါနဲ့ခိတာရဲ့အခြားအလုပ်တစ်ခုခုစဉ်းစားပေါ့အခြားအလုပ်တွေကမမအေးစီမှာလောက်အဆင်မပြေပါဘူးမမအေးစီမှာလောက်တာအရင်ထက်ငွေပုံငွေရှန်လေးရလာတယ်လို့အိမ်ကအငယ်လေးတွေလည်းမုံအဝစားရတယ်ခိတာအမှန်တိုင်းပြောမယ်နော်မမအေးတကယ်တော့လေမမအေးအိမ်မှာဧည့်သည်တွေလာတဲ့နေ့ဆိုပို့တဲ့အစားအစာတွေကိုခိတာအိမ်ယူသွားတယ်ခိတာယူလာနေကြချင်းတောင်းလေးကိုတည်သွားတာခိတာခိုးတာတော့မဟုတ်ဘူးနော်ပုံပုံနဲ့အမမူတူတို့ပြောပြီးမှတည်တာအငယ်လေးတွေကမုံပါလာတဲ့နေ့ဆိုတအားပျော်ကြလို့ပါမမအေးသိပါတယ်အိမ်မှာကြံနေတဲ့အလကားဖြစ်မှထက်ယူသွားတော့အသုံးတည့်တာပေါ့မမအေးလူလိုတဲ့အခါပြန်ခေါ်มาပေါ့ခိတာရဲ့လောလောဆယ်တော့အခြားလှုပ်ရှားကြည့်နော်ဟုတ်ကဲ့ပါမမအေးလောလောဆယ်မှာခိတာတော့ဘာလို့လို့ဘာကရမှန်းတော့မသိတော့ပါဘူးမမအေးရဲ့တကယ်ဘာလို့ရမှန်းမသိတာလားခိတာဟုတ်တယ်မမအေးဘာမှမလုပ်တဲ့ရင်ဈေးရောင်ရှင်ဘာရောင်းရမှာလဲအရင်အနည်းလည်းမရှိဘူးခိတာလိုတဲ့အရင်နည်းကိုမမအေးကစိုက်ချင်းမယ်ဆိုရင်ရောချင်းမမမအေးတကယ်ဆိုအရင်နည်းကိုလက်ကားထုတ်ပေးခြင်းပေမဲ့ခိတာစူးစမ်းခြင်းတွေရောသွားမှာဆိုလို့နောက်ပြီးဘရောမှသူများစီကနေဘယ်အရာမှလက်ကားမယူခြင်းရအောင်ပေးတိုင်းလည်းမယူရအောင်အဲ့လိုယူရင်သူများပြောတဲ့အခါခေါင်းငုံခံရတတ်တယ်မမအေးကစေတနာနဲ့ပြောတာနော်ဟုတ်ကဲ့ပါမမအေးကဲဒီနေ့တော့အတော်ကြီးလည်းပြန်ရောက်ပြီဆိုတော့ခိတာနားလိုက်တော့ဒါပေမဲ့ဒီနေ့လှူအားကောမမအေးပေးလိုက်မယ်မုံဘိုးလို့မှတ်နော်ဟုတ်ကဲ့ပါမမအေးဟဲစာဟိဘယ်ကနေဘလို့ရောက်လာတာလဲသူခြံထဲဝင်လာတာနဲ့အိရှိရေစီနာမှာအိုးရီတိုက်နေတဲ့ခိတာလမ်းမေးတယ်နေပါအောင်နေရရောဒီနေ့အလုပ်ပြန်တာစောလာကြီးလားဒီနေ့အလုပ်မစင်းရဘူးနောက်နေ့လဲစင်းစရာမလိုတော့ဘူးဟာဘာဖြစ်လို့လဲမမအေးကငါ့ကိုအလုပ်မခိုင်းတော့လို့ပေါ့ဘာစာဟိဘန်ရဲ့ဘာတလုံးអော်လိုက်တန်ကခိတာဝါကိုလေးတုံပြီးတော့တိုက်နေတဲ့အိုးတောင်လွတ်ကျသွားခဲ့တယ်အလန်တကြားနဲ့ဘာလို့អော်တာလဲစာဟိရဲ့ငါလန့်အောင်လန့်နေအော်မှာပေါ့မအေးကနင့်ကိုဘာလို့အလုပ်ထုတ်လိုက်တာလဲနင်မသိဘူးလားခိတာဝါသိသားပဲလေမအေးလို့နဲလို့နင်မထင်ဘူးလားဘာလို့လဲဟာငါနဲ့မအေးမတည့်ဘူးဆိုပေမဲ့ငါအမေကိုအချုပ်ထဲထည့်တာနဲ့တော်လောက်ပြီမဟုတ်ဘူးလားဘာမှမဆိုင်တဲ့နင့်ကိုပါအလုပ်ထုတ်ပစ်တာတော့သိလွန်နေဟာနင်နဲ့ငါတငယ်ချင်းမှန်သိလို့တတ်မဲ့ဒုက္ခပေးတာငါ့ကိုမကျင်နဲ့လို့ငါနဲ့ပတ်သက်တဲ့လူမှသမျှကိုဒုက္ခပေးချင်နေတာမဟုတ်ပါဘူးစာဟိရဲ့နင်ဆိုဒီမှာလဲလေမမအေးကိုဆိုအမြင်မကောင်းမြင်နေတယ်မမအေးရဲ့ချက်ပြုတ်ပေးနေကြတော့ကြီးပြန်ရောက်လာလို့ငါ့ကိုမလာခိုင်းတော့တာအရင်တည်းကငါခဏလေးပဲဆင်းပေးရတာလေပြီးတော့မမအေးကဒီနေ့ဆိုရင်အလုံးမခိုင်းပဲနဲ့တနေ့စာတောင်ထုတ်ပေးလိုက်သေးတာပြီးတော့ငါ့ကိုလေသူများအိမ်တွေမှာအလုပ်လိုက်မလုပ်နဲ့တဲ့ကိုပိုင်စီးပွားရေးလုပ်တဲ့အရင်ဒီတောင်ထုတ်ပေးလိုက်သေးတာခိတာစကားကိုမယုံချင်ပေမဲ့မအေးလူမျိုးအတွက်ငွေထုတ်ပေးဖို့ဆိုတာခရင်နဲ့ကိစ္စမုံမှန်သိတယ်ဒါနဲ့နင်ကဘာစီးပွားရေးလုပ်မလို့လဲမအေးရအောင်ပတ်စံထုတ်ပေးတယ်ဆိုတော့ငါပူရီနဲ့တူရှေရောင်းမလို့ခုမှပဲခိတာဝါလက်ထက်ကမုံအိုးကိုကြည့်လိုက်မိတယ်ဒါနဲ့နင်ကဘာမှသွားရောက်မှလဲမမအေးရတော့အိုးမကွာအိမ်မကွာအိမ်မှာပဲရောင်းနဲ့နင့်ဟာဖြစ်ရောဖြစ်မာတယ်လားတခါမှလည်းမရောဘူးပဲနဲ့ဖြစ်အောင်လုပ်ရမှာပေါ့စာဟိရဲ့မမအေးကပြောတယ်စူးစမ်းရင်ဖျားတော်ဖြစ်နိုင်တယ်မမအေးကော်ဖီတောက်အောင်မလားပုံပုတ်ပို့ပေးမယ်လေကော်ဖီတော့မတောက်ချင်ပါဘူးမျက်နှာလေးခက်မဲမဲလုပ်ပြီးတော့နှာခေါင်းရှုံပြတော့ပုံပုံကနှာခမ်းလေးဆူသွားတယ်ကော်ဖီကခါတယ်နှုတ်ရီတကြားရီဘလောက်တက်တဲ့လေချောင်းနဲ့ဆင်းသွားပြီဆိုရင်သူ့ရဲ့မူလအခါတက်ကရှာပြားထိတ်မှကြံနေရောမမအေးကတော့ကော်ဖီမကြိုက်ပါဘူးလူတိုင်းနီးပါးတောက်နိုင်တဲ့အခါတက်လေးမစိုးမပို့မအေးကတကဘာစာခြေပြီးတော့ခေါင်းခါတတ်တယ်သူမမကြိုက်တဲ့ကော်ဖီကြတော့ဒီလိုမျက်နှာမဲပြတယ်ဒါဆိုမမအေးဝိုင်းတောက်မလားဒီနေ့တော့တော်ပြီအိမ်မှာပြောင်းမှုဘက်ကလည်းကုန်နေပြီလေဒီနေ့ထူးဆန်းနေတဲ့မမအေးကြောင့်ပုံပုံတေချာစိုက်ကြည့်နေမိတယ်ပြောင်းမှုဘက်ကုန်နေဝိုင်းတောက်ရတာဖိမရှိဘူးနောက်နေ့ကျမှပြောင်းမှုဘက်မှာပြီးတောက်တော့မယ်ဘာမှမတောက်ဘူးဆိုရင်လည်းအပေါ်မှာလေတိုးတယ်မမအေးရဲ့အကြာကြီးထိုင်မနေနဲ့နော်နေမကောင်းဖြစ်ရင်ဘလို့လုပ်မလဲမိုးကလည်းချုပ်နေပြီအင်းမမအေးအကြာကြီးမထိုင်ပါဘူးမအေးကိုခလေးတယောက်လိုပြောပြီးအိမ်ထဲဝင်သွားတဲ့ပုံပုံကိုကြည့်ပြီးပြုံးမိတယ်သစိမ်းရမိသားစုဖြစ်ပြီးမိသားစုကသစိမ်းဖြစ်နေတဲ့ဘဝကြီးကိုမအေးမုန်းနေသစိမ်းတွေဂယုစိုက်တယ်လို့မိဘတွေကသာမအေးအပေါ်10ပုံတပုံလောက်ဂယုစိုက်ခဲ့ရင်မအေးနာကြီးမိမယ်မထင်စင်ရင်လုံးနာအပြစ်လားစံတက်တာအပြစ်လားဒါမှမဟုတ်ကျင်နာရမှမသိတဲ့မိဘတွေစီမှာမွေးဖွားခဲ့ခြင်းကိုမအေးအတွက်ဖယားသခင်ကပေးတဲ့ပြစ်ဒဏ်တစ်ခုလားလူမှန်းသိတဲ့စာရွေးမှာ
မအေးကခေါင်းခဏခဏအခောက်ခံရလို့ဂျိုးဆောင်လေးတွေမာတင်းနေပြီးဘိုက်ခေါက်မှာညိုမဲနေတဲ့အမာရွတ်တွေပွက်ဆကျဲနေပြီးခါးပေါ်မှာမောင်လေးဆိုတဲ့အရွယ်မကွာတဲ့ကလေးတယောက်ကိုခြိထားနေရပြီးအဖေနဲ့အမေဆိုတာမရှိရင်ကောင်းမယ်လို့လေတွေးတက်နေခဲ့ပြီးမိအေးကလေးသွားခေါ်စမ်းရော့90ယူသွားအေးရင်မွာသေးခင်ကြားတဲ့အတန်ကြောင့်ကလေးထိန်ခိုင်းတော့မယ်မှန်သိတယ်မပွင့်သေးတဲ့မျက်လုံးတွေကဆက်အိပ်ဖို့အားတန်နေတယ်သို့ပေမဲ့ခေါင်းပေါ်ကျလာတဲ့လက်တံကြောင့်မျက်ရည်ကအရင်ကျဆင်းသွားရတယ်သွားကလေးကိုအမြန်သွားခေါ်ပြီးမုံကျွေးလိုက်90ကို2ယောက်တူစား90တန်ခဏနွမ်းလေးကိုကင်ပြီးတော့မောင်လေးကိုပါခါးပေါ်ကောက်တင်ရတယ်ရိုင်းတိရိုင်းတိုင်းအိမ်ပေါ်ကနေအပေါက်မကျွံအောင်တိုင်းခွက်နင်းပြီးဆင်းရတယ်လမ်းထိပ်ရောက်တဲ့အခါအစိတ်တန်ဘိန်းမုံနဲ့အစိတ်တန်ပေါက်စီကိုဝေပြီးမောင်လေးနဲ့တယောက်တစ်ခုစားရတယ်ပတ်စံနေနေနဲ့ဘိုက်ဝါတာဆိုလို့လမ်းထဲမှာဘိန်းမုံနဲ့ပေါက်စီပဲရှိတာလေမုံဘိုးများများရတဲ့နေ့ကြရင်တော့ဒေါ်တုတ်ဆိုင်မှာမဟင်းကားဝယ်စားပစ်ဖို့အန်ခဲထားမိတယ်။ဒါပေမဲ့တနေ့လာလဲ90နောက်တစ်နေ့လာလဲ90ဘရောမှတိုးမလာတဲ့မုံဘိုးကြောင့်မဟင်းကားစားကျင်တဲ့အိမ်မက်ကလည်းဝေးလာခဲ့တယ်။မောင်လေးကိုချီပြီးအိမ်ပြန်ရောက်တော့တအိမ်လုံးမှာတစ်လုံးသာရှိတဲ့ကြွေပကံတစ်လုံးကအိတ်ရှိမှကွဲနေတယ်။ထမင်းအိုးနဲ့စလုံးတွေကလည်းလေထဲမှာဝဲပြက်နေသလိုအမေစီကနေခုနှစ်အိမ်ကြားရှစ်အိမ်ကြားဆဲတန်တွေကလည်းမိုးမွန်နေတယ်။ဖြောင်းကနေရိုက်လိုက်တဲ့အဖေရဲ့လက်တံအမေနှစ်အုံကိုလက်ပြန်နဲ့ရိုက်တယ်။နီးကြောင်ကြောင်စပင်တွေကဖျို့ဖျဲဖြစ်ပြီးတော့လုံကြီးရလည်းမကျွတ်ယုံတမဲအဖေကိုပြန်ခံချနေတယ်။အဖေနဲ့အမေရန်ဖြစ်တာကိုခါးပေါ်ကမောင်လေးကမြင်တာနဲ့ငဲတန်ပေါင်အော်တယ်။မိအေးလဲငိုချင်တယ်။သို့ပေမဲ့အမေတို့အဖေတို့ရဲ့ဒေါသတွေသူ့မပေါ်ပုံကျလာမှဆိုလို့အိမ်ပေါ်မတက်ဖဲနဲ့လမ်းမသာခလေးထင်းရင်နဲ့တမနက်ခင်းကိုကုံဆုံးရတယ်။မိုးလင်းတာနဲ့နံပါတ်ကြည့်နေတဲ့အဖေနဲ့အိမ်ရိပ်သာမရှိတာဖေးရရင်ပတ်စံတွေပုံနေတတ်တဲ့အမေတို့ရဲ့အတွေ့ထဲမှာမိအေးရှိမနေခဲ့ပါအစင်မပြေမှုတွေကိုသာလက်ညှိုးထိုးပြီးအစင်ပြေအောင်လည်းမလုပ်ကြဘူးမိအေးနေလဲမြင်မြန်ကြီးမှာပဲသူများသားသမီးတွေဈေးထဲမှာရေခဲရေပုံဆွဲပြီးဖြော်ရောင်းတက်နေပြီးနေရအခုတိဘာအသုံးမအောင်မကြဘူးမြင်မြန်ကြီးမှမြင်မြန်ခိုင်းစားရမယ်တီးတဲ့ဆအရွယ်တွေကအမေရဲ့မဟာပလန်မိအေးကိုခိုင်းစားဖို့အခုလဲအိမ်အလုပ်လုပ်ရပေမဲ့ဝင်ငွေမရတဲ့အလုပ်မို့အမေမျက်လုံးထဲမှာအလုပ်လို့မမြင်ပြောတဲ့အတိုင်းအမေကမိအေးရေတပုံးကိုကောင်းကောင်းဆွဲနိုင်တဲ့အခါရေခဲတုံးကြီးကိုပါတင်ပြီးဆွဲရတော့လက်မောင်းမှာနားလို့မဆုံး20တန်းရေခဲရေကဈေးထဲမှာအတော်လေးရောင်းကောင်းနေရေခဲပုံးတပုံးပိုးကြည့်တဲ့အခါမိအေးမှာဈေးပါဝယ်တတ်နေပြီးအမေကိုပတ်စံအကုန်ပြတ်မအပ်တော့သလိုဒေါ်တုတ်ကြီးရဲ့မဟင်းကားကိုလည်းမနဲ့တိုင်းစားနိုင်ခဲ့တယ်။သို့ပေမဲ့အမေမြင်အောင်တော့မစားရဘူး။အမေမြင်တာနဲ့လှစ်ခနဲဝင်ပုံတတ်တာကအချင်းတစ်ခုလိုဖြစ်နေပြီလေ။တွေးလက်စမမိုးစရာမရှိတဲ့ငယ်ဘွားပုံရိပ်ကိုတီကနေဖြတ်ချလိုက်ပြီးတော့ထိုင်နာကြပြီးဖြစ်တဲ့ကျင်ကလထိုင်ပေါ်ကနေဆင်းလိုက်တယ်။ပွားစာကျဲနေတဲ့ secret တူတွေကိုနင်းပြီးတော့အိမ်ထဲကိုသူမလမ်းဝင်ခဲ့တယ်။သမီးထမင်းစားတော့မလား။အိမ်ထဲရောက်တာနဲ့ထမင်းချက်အတော်ကြီးကမေးတယ်။ခဏနေမှပဲစားတော့မယ်တော့။အတော်လေးနားချင်နားပေါ့။သမီးမအေးရအပေါ်ရက်ကိုတက်မလို့ပြင်တော့အတော်ကြီးကကြပြာကြရလှမ်းခေါ်တယ်။မနေ့ပြန်ဥပုံနေကြရင်အတော်ကြီးခွင့်တရက်လောက်ယူလို့ရမလားလို့ပါ။ရှေ့လာကလည်းတလားလုံးနီးပါးခွင့်ယူထားတော့အားလဲနာတယ်ကွယ်။အတော်မှကိစ္စရှိနေလို့လား။ကိစ္စရေလို့တော့မရှိပါဘူးသမီးရေ။ဥပုံနေကိုဖုန်ကြီးချောင်းသွားပြီးတော့တိလယူခြင်းလို့ပါ။သားသမီးတွေရဲ့အပုံနဲ့မြေးတွေရဲ့အပူကြောင့်တိလမယူရတာကြပြီ။ဒီတခါတော့မသေးခင်လေးဥပုပ်ချောင်းသွားခြင်းလို့ပါ။အတော်ကြီးစကားကြောင့်မအေးရခက်တွေ့လေးနားထောင်ရင်းနဲ့ခေါင်းညင်ကထောက်ခံနေရပါတယ်အိမ်မှာပုံပုံနဲ့ပုတူလေးရှိနေတာဆိုတော့အတော်သွားကျင်သွားပါလိုအပ်တာရှိရင်လေအိမ်ကနေယူသွားနော်အေးဘာလုပ်ပေးရအောင်မလဲအိုးဘာမှမလုပ်ရပါဘူးသမီးရဲ့ခွင့်ရပေးတာနဲ့ကျေးဇူးတင်လာပါပြီမနေ့ပြန်မနေ့အစောစောကြမှာဖုန်ကြီးစွန့်ကပ်ဖို့အတော်ထမင်းထားချက်ပြီးယူသွားမယ်နော်ဘယ်နှစ်နာရီသွားမှလဲအတော်သွားတာတော့8နာရီလောက်မှသွားမှာဖုန်ကြီးက9နာရီခွဲတီလာပေးမှာဆိုတော့အဲ့လောက်မှပဲသွားမယ်သမီးဒေါ်ကြီးကိုခိုင်းဆရာရှိရင်ပြောနော်ဟုတ်အေးခိုင်းဆရာမရှိတော့ပါဘူးအတော်ကြီးမနက်ကိုဥပုသ်ဆောင်သွားမယ်ကိစ္စကိုမအေးရဲ့ခေါင်းထဲကထုံမရဖြစ်နေတယ်အမြဲလိုလိုလူဘဝရဲ့အညီအတေးကိစ္စတွေနဲ့သာအချိန်ကုန်ခဲ့သမျှကုသိုလ်ယူမဲ့ကိစ္စတစ်ခုကိုကြားရတဲ့အခါမအေးရင်နဲ့နေရခတ်နေတယ်စိတ်ထဲကနေဒေါ်ကြီးမနက်ပြန်ဖုန်ကြီးချောင်းသွားမအောင်တခုခုလှုပ်ပေးခြင်းနေမိတယ်စဉ်းစားမရတဲ့အစုံပုတူးနဲ့ပုံပုံကိုခေါ်မေးမိတယ်အတော်ကမနေ့ကျရင်ဥပုပ်ကြောင်သွားမယ်လို့ပြောတယ်မမအေးတခုခုလုပ်ပေးခြင်းနဲ့ဘာလုပ်ပေးရမလဲမစင်သားတတ်ဘူးဖုန်ကြီးချောင်းကိုအလူငွေထည့်ပေးလိုက်လေမမအေးရဲ့ဝိထုငွေလူတာထက်ကိုခွန်ကိုအားဆိုင်ပြီးလူတာပို့ပြီးကုသိုလ်ရမယ်ထင်တယ်
ပုံပုံထက်အသက်ကြီးရဲ့ပူတူရဲ့စကားကြောင့်အေးအပြေးလွှာစဉ်းစားမိတယ်မဖြစ်နိုင်ဘူးထင်တယ်ဖြစ်ပါတယ်မမအေးရဲ့မနဲ့အစိုးရထပြီးဖုန်ကြီးစွန့်ကပ်ဖို့အတော်နဲ့ထည့်ပေးလိုက်လေရတာပဲအတော်လေးဆော့ဆော့ကစွန့်ကြိုက်ယူဖို့ထားချက်မယ်ပြောတယ်အတော်ထမင်းမချက်ခင်ပုံပုံတို့ထားချက်ပေးလေရတယ်လေနောက်ဆုံးတော့မအေးကိုယ်တိုင်စောထားချက်ဖို့သဘောတူလိုက်ပြီးတော့မနဲ့ဆော့ဆော့အာယုံဈေးသွားဖို့ပါ၃ယောက်တိုင်ပင်လိုက်တယ်ဈေးထဲမှာဖုန်ကြီးချောင်းကိုစွန့်ကြိုက်အတွက်ဝယ်စရာချမ်းစရာတွေရှိတာဝယ်နေတယ်ငါးဝယ်ဖို့ကြည်ထားတာနဲ့ဆိုင်ကိုပြန်သွားရင်းနဲ့စာဟိငါးချနေတဲ့ဒေါ်ချိုးဆိုတဲ့အမျိုးသမီးရဲ့ဆိုင်မှာဝင်ဝယ်လိုက်တယ်ငါးသာမကဖောက်တယ်ပြီးတဲ့အသင်းချစ်ပြီးသားငါးချစ်ကိုပါဝယ်လိုက်တယ်မမအေးပိကျွန်တော်ဆွဲလာခဲ့မယ်ချမ်းသာလာကိုဆွဲတော့မမအေးလက်ထဲကပစ္စည်းတွေထည့်ပေးလိုက်တယ်အားလုံးဝယ်ချမ်းပြီးတော့မျက်လုံးတစ်စုံကငါးကားစီအကြည့်ရောက်သွားတယ်နောက်တစ်ခေါက်ထမ်းဖို့ပြင်နေတဲ့စာဟိလေမျက်နှာချင်းဆိုင်မှာရှောက်လာနေတဲ့မအေးကိုမြင်တဲ့အခါရုတ်တရက်ငါးတန်းကိုပြန်ချလိုက်တယ်သို့ပေမဲ့စာဟိကမျက်နှာတီထားတယ်ချလိုက်မိတဲ့ငါးတန်းကိုကြောပေါ်ပြန်တင်ပြီးတော့အင်ကနေတစ်ချက်ပင်ကတပြင်းရှိုက်ပြီးထမ်းလာတယ်ငါးတန်းထမ်းလို့တန်ရှင်းစွာငွေရှာနေကြောင်းမအေးကိုတမီတကအကြည့်တွေနဲ့ပြသွားတယ်ဘေးဖယ်မအေးတို့နားရောက်တော့စာဟိကအတန်ကျကျနဲ့အော်ပြီးတော့ခြေလမ်းမြင့်မြန်နဲ့ရှောက်သွားတယ်မိဖို့ချောင်းထဲမှာအထက်တရောချက်ပြုတ်နေတဲ့မအေးကိုကြည့်ပြီးတော့အိတ်ရှိလူကိုမျက်လုံးပြူးနေကြတယ်မမအေးကအကုန်ချက်တက်တယ်တော့ပုံပုံတို့ကဘာမှမချက်တက်ဘူးထင်နေတာချက်တက်ပါတယ်ပုံပုံရဲ့မမအေးက9နှစ်ကျော်6နှစ်လောက်တည်းကထမင်းကောင်းကောင်းချက်တက်နေပြီအဲ့ဒီလိုလျှက်စစ်နေတာမဟုတ်ဘူးထင်းမီးနဲ့ကိုချက်ရတာအတော်ကြီးကမအေးတို့ချက်ပြုတ်ရင်နိုးလာတာကြောင့်မလုတ်ဖို့တားပေမဲ့မရကုသိုလ်ယူတတ်အောင်လေ့ကျင့်နေတာပါလို့ဆိုပြီးတော့လုတ်ကင်ပေးနေတယ်တာတို့ပါသမီးရဲ့မအေးရဲ့အလူငွေကိုကင်ပြီးအတော်ကြီးမျက်ရည်လဲနေတယ်ဥပုပ်ဆောင်သွားကန်နေနှာရည်ကြီးကျနေတဲ့ဒေါ်ကြီးကိုအေးဘာလို့ပေးရမှန်းမသိရက်ကြည့်နေတယ်ဒေါ်ကြီးတိတ်မျောလင်းခဲ့တာဒေါ်ကြီးသားသမီးတွေစီကနေခုလိုလုတ်ကင်ပေးတာကိုခံဖို့ကြည့်ကျင်တာဒါပေမဲ့မိုးလင်းတာနဲ့ရန်ဖြစ်နေရှိသည့်အော်ငေါက်နေရတဲ့မြေးတွေနဲ့တခါမှပြုစုလုတ်ကင်ပေးရတယ်လို့မရှိပါဘူးသမီးမအေးကခုလိုလုတ်ပြီးတော့ဒေါ်ကြီးတိတ်ဝမ်းသာတယ်ကွယ်ဒေါ်ကြီးကသားသမီးတွေစီကနေမရတဲ့အပြုတ်မှုလေးကိုမအေးစီကနေရလို့ဝမ်းသာတယ်လို့မအေးသည်လေသူမရဲ့မိဘနှစ်ပါးဝမ်းသာရအောင်လုပ်ပေးခြင်းနဲ့တို့ပေမဲ့နေရှိသရွေဖဲရိုက်ဖို့နဲ့နှလုံးထိုးဖို့သာအားတန်နေတဲ့မိဘတွေအကြောင်းတွေးမိတဲ့အခါခေါင်းကိုခါရမ်းပစ်လိုက်တယ်မမအေးဖုန်းလာတယ်ဘသူတွေလဲပစွန်တောင်ကမမမြလို့ပြောပါတယ်ထုံးစံအတိုင်းပန်းတပွင်းလောက်တဲ့ဟိုတခါပန်းလေးကိုပဲပို့ပေးပါလို့ပြောတယ်မမအေးမမများဆိုတော့လူလူကိုပို့ပေးရမှန်းသိလိုက်တယ်အရင်ကဆိုကြော်မမတွေကအတွေ့အကြုံရှိတဲ့ယောက်ျားတွေကိုတိတ်သဘောမတွေ့မိမချမ်းမကြည်တဲ့အခါတာယာမှုကိုခန်းစားလို့လွယ်မရဘူးဆိုပြီးစိတ်ပြတ်တတ်ကြတယ်အခုတော့ဒီလိုကြားတဲ့အခါမအေးပြုံးနေမိတယ်မမများကအကြိုက်ပြောင်းသွားပြီထင်ပါရဲ့မမအေးဘာပြန်ပြောလိုက်ရမလဲဒီနေ့မရဘူးမနေ့ဖြန်မှပို့မယ်လို့ပြောလိုက်ပြီးတော့နောက်အပတ်ကစပြီးဥပုံနေတိုင်းပန်းမရဘူးလို့ပြောလိုက်ဟုတ်ကဲ့မမအေးမန်နေဂျာဘာမှမပြောခင်မအေးကတွတ်လေးရှောက်ရင်းနဲ့ကောင်တာမှာဝင်ထိုင်လိုက်တယ်ဘာဖြစ်လို့လဲကိုစိုးဆိုင်မှာရောင်းအားကြတာတပတ်လောက်ရှိပြီမမအေးဟိုတလောကအသေးရောက်တဲ့ကောင်မလေးတွေနဲ့ကစတမာတွေလည်းပြဿနာဖြစ်ကြတယ်စကန်မှုမရောက်ခင်ငြိမ်သွားပေမဲ့ကစတမာဘက်ကတော့တိတ်ကျင်နဲ့ပုံမရဘူးကောင်မလေးတွေကလည်းအဆင်မပြေဘူးဖြုတ်လိုက်ဗျာမအေးရဲ့စကားကြောင့်ကိုစိုးမျက်လုံးပြူးသွားပြီးတော့ပြက်မေးတယ်ကောင်မလေးတွေကိုအလုပ်ဖြုတ်မဲ့ကိစ္စကိုတခဏအတွင်းလုံးလိုက်မယ်လို့မထင်ရောက်တာမကြသေးတဲ့မိန်းကလေးတွေမို့ချက်ချင်းရလဲဖြုတ်လို့မဖြစ်သေးအသက်တွေရောက်တာမကြသေးဘူးလေမမအေးရောက်တာမကြသေးရနဲ့အလုံးမဖြုတ်ရဘူးလားမန်နေဂျာခံထားတာအလကားမဟုတ်ဘူးကိုစိုးဒါရီကိုမမအေးကိုယ်တိုင်မပြောချင်မလုပ်ချင်လို့သဘောပေါက်ပါဟုတ်ကဲ့ပါမမအေးဒါပေမဲ့ကောင်မလေးတွေကိုခုဖြုတ်လို့မဖြစ်တော့ဘူးထင်တယ်ဘာဖြစ်လို့လဲသူတို့ကပတ်စံကြိုးထုတ်ထားတယ်ပတ်စံကြိုးထုတ်ထားတယ်ဆိုတော့မအေးရဲ့မျက်နှာမှုန်ကုတ်သွားတယ်တစ်ယောက်လာလဲဒီအချိုးနှစ်ယောက်လာလဲဒီအချိုးတစ်သလုံးမပြောင်းလဲတဲ့အချိုးတွေကြောင့်မအေးသက်ပြင်းချလိုက်မိတယ်ဆိုင်မှာအလုပ်လုပ်တဲ့မိန်းကလေးတွေကတညဆိုရင်ဆက်ရှင်ပေါင်းမနှေးဝင်ရတာညတညရဲ့အခန်းဝင်ကြီးမှာ9000ဝန်းကျင်ထိရကြပေမဲ့အသုံးနဲ့အဖြုံးကိုမထိန်နိုင်ကြတော့တလစာငွေရှင်းတန်းဖွင့်ရင်တယောက်ကို9000ဝန်းကျင်သာရကြတယ်ငွေကြိုးထုတ်ပေးမှန်းသိတော့လွယ်ထုတ်လွယ်လေးအဝတ်ဝယ်မိတ်ကပ်ဝယ်ပတ်စံမလောက်ကြတော့ဘူးလေတချို့ကြပြန်တော့လေအိမ်ကိုပို့ရလို့ငွေမစုမိကြဘူးသူမတို့ရဲ့ဘဝမှာမုံလုံးကိုစက်ကူကတ်တယ်လို့ချက်ချလေးနေကြပြီအသက်ဝင်တာဘယ်နှစ်ယောက်လဲကိုစု3ယောက်ပါမမအေးပတ်စံဘလောက်စီယူထားလဲ
တစ်ယောက်က9သိန်းလောက်ရှိမယ်နှစ်ယောက်ကတော့3သိန်းလောက်စီရှိမယ်သွားခေါ်လာခဲ့မင်းတို့3ယောက်ဧည့်သည်တွေနဲ့ရန်ဖြစ်ကြရဲဆိုဘလို့ဖြစ်တာလဲဘီယာငယ်ခိုင်းပြီးမုံမုံမပေးပဲရီးတက်တက်လို့ရန်ပြဖြစ်တာတစ်ယောက်ကပီကေအဝါမပြက်ပြန်ပြေးတယ်မအေးကမြခုံးကိုတစ်ချက်ပင်ပြီးတော့ဒီလိုဆိုင်မျိုးမှလုပ်ရင်ဒီလိုအလုပ်ခံရမယ်ဆိုတာမင်းမသိဘူးလားဒါနဲ့မင်းနာမည်ဘယ်သူလဲနာမည်အရင်ကခင်ညိုဆိုင်မှာအလုပ်လုပ်တဲ့နာမည်ကလာရိတ်ရန်ဖြစ်တာကတော့ဒေါသမထိန်နိုင်ရင်ဖြစ်မိမှာပဲလေမင်းနောက်နေ့ကစပြီးငါဆိုင်မှာအလုပ်လုပ်စရာမလိုတော့ဘူးရောချင်းမတောင်းမဲ့အလုပ်ဖြုတ်တယ်ပုံမှန်ဆိုရင်ငါတို့လိုဆိုင်မျိုးကဧည့်သည်နဲ့ရန်ဖြစ်ပြီးဆိုရဲကရောကြီးတောင်းလို့ရတယ်ဆိုတာသိမှာပါရတယ်လေထွက်တယ်လာရိတ်ဆိုတဲ့မိန်းကလေးကခက်တီတီနဲ့ပြောကလှည့်ထွက်သွားတယ်ကျန်နှစ်ယောက်ကိုအကိတ်ခတ်တယ်လို့ကြည့်လိုက်တယ်ဘသူအလုပ်ထွက်ချင်သေးလဲဒီလိုဆိုင်မျိုးမှာအလုပ်လုပ်ရင်ပြဿနာအဖြစ်ခံလို့မရဘူးဆိုတာသိကြတယ်မလားဟုတ်ကဲ့သိပါတယ်ကျမအလုံးမထွက်ချင်သေးဘူးနောက်တစ်ခါမဖြစ်စေရပါဘူး3ယောက်ထဲမှာစကားပြောအဆင်ပြေတဲ့တယောက်ကခက်ကုတ်ကုတ်လေးဆိုတယ်ပြီးတော့ကိုစိုးကအနားကိုကပ်ပြီးချိုလေးကပတ်စံယူတဲ့ထဲမှာအများဆုံးလို့ပြောတယ်ချိုလေးဆိုတဲ့မိန်းမကိုကြည့်မိတော့အဝတ်စားဆိုင်ရတခြားကောင်မတွေလိုဈေးကြီးတာမျိုးဝတ်ထားတာမဟုတ်ရိုးရိုးချီကာဝင်လေးတစ်ထည်ပတ်စံတွေကြိုးထုတ်ရင်တစ်သက်လုံးဒုက္ခရောက်လိမ့်မယ်တက်နိုင်တဲ့မြမထုတ်ဘဲနေနိုင်အောင်ကြိုးစားကြပါဟေးငါပြောတာကြားကြလားချိုလေးကျုံမထုတ်လို့မရလို့ပါအမရဲ့အမေကလှမ်းတောင်းရင်မရှိဘူးလို့မပြောချင်လို့ပါမမမင်းမေကမင်းပါအလုပ်လုပ်တယ်ဆိုတာမသိဘူးလားသိပါတယ်မင်းကလေးပြန်ပြေးတဲ့အတန်တူတူလေးဆိုပေမဲ့ထိုအတန်လေးကြောင့်မအေးဆဆကအမြင်မကြည့်နေရကနေတပြင်းချလိုက်တယ်ကိုသားသမီးဘာအလုပ်လုပ်တယ်ဆိုတာသိနေပါရဲ့နဲ့ပတ်စံကိုခဏခဏတောင်းနေမိဘတွေကိုလည်းစိတ်တူမိတယ်သိနေတာတော့မင်းမိဘခဏခဏတောင်းနေပေါ့ဟုတ်လားအမေကလိုတယ်ဆိုတော့လေပေးချင်တာပေါ့မမရဲ့ခဏခဏတောင်းနေဆိုတာသူတကယ်လူလူနေမှာပါသမီးမှမရှိဘူးပြောလိုက်ရင်အမေကငိုတန်ကြီးနဲ့နေသွင်းသမားတွေကိုအမေဘယ်လိုပြောရမလဲလို့မေးလိုက်ရင်သမီးအမေကိုတနာတယ်အဲ့ဒါကြောင့်ပတ်စံကြွကြွထုတ်ပေးလိုက်မိတာပါကြွယူထားတဲ့ငွေတွေဘယ်တော့အခြေပေးနိုင်မယ်ထင်လဲတလားမပြည့်ခင်ယူထားတဲ့ပတ်စံလိုအားခထက်များနေပြီနော်အဲ့ဒီနောက်မှာတော့ချမ်းသာနဲ့တူပြန်လာခဲ့လိုက်တယ်ကျွန်တော်အိမ်ကိုခဏဝင်ပြီးတော့ပစ္စည်းပို့ခြင်းလို့မမအေးရလားရင်ဝင်ခြင်းလဲဝင်လိုက်ပါမမအေးအဆင်ပြေပါတယ်အိမ်ကအငယ်မဈေးရောက်နေရင်ပေးချုပ်ကုန်သွားလို့အပြန်ဝင်ပို့လို့ရရင်ဝင်ပို့ဆိုလို့မမအေးဆိုင်ထိုင်နေတော့ပြေးဝယ်တာဆိုင်ကဲအနောက်စီကထိုင်ရင်းနဲ့မအေးအသားလေးခေါင်းငိမ့်လိုက်တယ်ချမ်းသာအိမ်ရှိရောက်တော့တေးလေးထဲမှာမုံဒီတွေဒုတ်ထိုးတွေရောင်းနေတာတွေ့ရတယ်အလုံစင်းချိန်မဟုတ်သေးတော့လူရှင်းနေတယ်တဆိုင်လုံးမှာကောင်လေး2ယောက်တည်းပဲရှိတယ်ဟိုကောင်တော့ကျိုးသွားတာခုတီကိုမနိုးသေးဘူးလားမသိဘူးအစောတွေက9000မထမ်းပါနဲ့ဆိုတာလိုက်ထမ်းနေခုတော့ခြေလက်တွေနာပြီးမထနိုင်တော့ဘူးထင်တယ်ဟုတ်တယ်အဲ့ဒီကောင်စာဟိလိုက်နိုင်ပါမလားမသိဘူးပဲကြော်လာပိုးတဲ့ချမ်းသာပြန်ထွက်လာပေမဲ့မအေးမှာတော့အညှို့ခံရတဲ့ပမာနားထောင်နေမိတယ်မမအေးတက်လို့ရပြီချမ်းသာတတိပေးလိုက်မှစိုင်ကေပိုတက်လိုက်တယ်မျက်လုံးထဲမှာမနက်ကမြင်ရတဲ့စာဟိရဲ့ပုံစံကိုမြင်အောင်ရင်းနဲ့မုတ်တီတောက်နေတဲ့ကောင်လေး2ယောက်ရဲ့စကားကိုသာကြားနေမိတယ်စာဟိရေစာဟိပန်တငယ်ချင်း3ယောက်စကားပြောနေစဉ်အိရှိကနေအတန်ကြင်ကြင်နဲ့ခေါ်တာကြောင့်သူ့တငယ်ချင်းမှခိတာဝါအိမ်ထဲဝင်ပဲချမ်းပေါဝါကုန်းအော်နေတယ်လက်ထဲမှာလည်းထုံးစံအတိုင်းလက်ဆွဲချင်းကြီးကိုဆွဲထားတယ်အိမ်ထဲဝင်ပဲဘာလို့ကုန်းအော်နေတာလဲဟဲ့နေအိမ်မှာအန်တီမဲမှမရှိတာငါဝင်စရာလားဘာလာလုပ်တာလဲနေငါအိမ်ဘက်မလားလို့ဈေးဝယ်ပြန်ရင်းနဲ့လှည့်ဝင်လာတာလေအန်တီမဲအခြေအနေရောဘာထူးလဲဘာမှမထူးပါဘူးအမေနဲ့သွားတွေ့တော့ကလေအမေကမအေးစီပဲသွားခိုင်းနေတာနေမသွားဘူးမလားမမအေးစီမသွားပါဘူးဘာလို့သွားရမှာလဲနေရလဲဟဲ့မမအေးသာကူညီခုလောက်ဆိုအန်တီမဲဒုက္ခရောက်မှာမဟုတ်ဘူးမမအေးကတအားသဘောကောင်းတာဟာခိတာဝါရဲ့စကားကြောင့်နှာခေါင်းကိုရှုံလိုက်မိတယ်တော်ပါတကယ်ပြောတာဟာငါတော့မမအေးကူညီလို့အခုဆိုင်နဲ့ပါနဲ့ဖြစ်နေပြီဆိုင်ရလေးရောင်းကောင်းနေဟာခုတောင်ဈေးဝယ်ပြီးနေ့စီဝင်ပြီးမမအေးအိမ်သွားမလို့ဘာသွားလို့မှလဲကို့ဘာသာကိုအဆင်ပြေနေရင်လေအဲ့ဒီအိမ်ကိုမသွားနဲ့လေမသွားလို့မရဘူးလေမမအေးချိပေးထားတဲ့ပတ်စံလေးပြန်သွားသွင်းအောင်မယ်အတိုးမယူရနဲ့ဘလောက်ကျေးဇူးတင်ဖို့ကောင်းလိုက်လေနေ့ကိုမမအေးကအရင်နေ့အလကားထုတ်ပေးတာမဟုတ်ဘူးလားမဟုတ်ပါဘူးဒါပေမဲ့အတိုးမယူဘူးလေရက်ွက်ထဲမှာပတ်စံချိပြီးဆိုင်ဖွင့်ရင်သူများလူကျွေးတယ်လို့ဖြစ်မှာနေ့ပြန်တိုးတောင်မှ15ချက်တိုး20တိုးတနေ့ရောင်းရတဲ့အမြက်ကအတိုးနဲ့တင်ပြီးရောအခုမမအေးကအတိုးမယူပဲထုတ်ချေတော့ကျေးဇူးတင်လို့တော့မဆုံးနည်းနည်းတော့မှောင်နေပြီင
ငါလိုက်ပို့ပေးရမလားအရင်လို့ဆိုငါလိုက်ပို့ပေးမယ်သွားရအောင်လို့ပေါ့ပေါ့ပါပြောထွက်ပေးမယ်ခုနောက်ပိုင်းခိတာဝါကပိုင်ရှင်တစိတ်ကြီးနေမှုသူ့မဝင်မရဲမေးလိုက်တယ်ဆိုင်ကင်းနဲ့လိုက်ပို့မှာလားကျေးဇူးတင်လိုက်တာစာဟိရေငါတော့ကန်ကောင်းပြီငါနောက်ကနေလိုက်စင်းနင့်ပဲဂျေဝင်နေဦးမယ်နော်အမလီစိတ်မပူနဲ့သူကဂျေမဝင်တတ်ဘူးနင့်ကိုသူသိတယ်ငါအချစ်ဆုံးတငယ်ချင်းကိုဂျေစရာလားခိတာမှောင်နေပြီအလုတ်ရောအားရဲ့လားမမအေးရဲ့အမေကိုခိတာပြုံပြုံလေးပြန်ပြေးတယ်စာဟိလိုက်ပို့ပေးတာမမအေးရဲ့အပြန်လဲလိုက်ပို့မယ်ဆိုပြီးစောင့်နေတယ်ဟုတ်လားတော်ပြီပုံပုံဒေါ်ကြီးကိုသွားကူလိုက်မမအေးကိုခိတာပတ်စံပြန်လာဆက်တာစာဟိလိုက်ပို့ပေးတယ်မမအေးရဲ့အပြန်လဲလိုက်ပို့ပေးမယ်ဆိုပြီးစောင့်နေတယ်စာဟိဆိုတဲ့အတန်လေးကြောင့်မမအေးအနှိတ်ခံရကနေထထိုင်လိုက်တယ်မမအေးကိုခိတာပတ်စံပြန်လာဆက်တာပါဆိုင်ရအဆင်ပြေလားခိတာအမလီပြေတာပေါ့မမအေးရဲ့လမ်းထဲမှာကလားမုတ်ဆိုလို့ခိတာတို့တဆိုင်နေရှိတော့ရောင်းကောင်းလိုက်တာပြောမနေနဲ့နာနီတို့ပါအနားမနေရအောင်ကုလုံနေကြရပြီအမားလေးတို့ကိုလည်းအလုံးမသွားခိုင်းပဲနဲ့ဆိုင်မှာပဲကုခိုင်းလိုက်တယ်ဒါတော့အလင်းမမိချင်ဘူးရဲ့အဆင်ပြေတယ်ဆိုတော့ဝမ်းသာတယ်မမအေးစီကအကူကြီးလိုရင်လည်းပြောနော်ဟုတ်ကဲ့ပါမမအေးဒါနဲ့ခိတာရဲ့တငယ်ချင်းစာဟိရောအဆင်ပြေရဲ့လားပြေတော့ပြေပါတယ်မမအေးဘာဖြစ်လို့လဲဟိုတနေ့ကဈေးထဲမှာ9000ထန်းတာမြင်တော့မေးကြည့်တာပါဒေါ်မဲရဲ့ပတ်စံကိစ္စလေးပြောချင်ပေမဲ့သူ့အဆင်မပြေမှလဲစိုးတယ်ကွယ်ဟင်အတီမဲကိစ္စလားအရေးကြီးလို့လားခိတာပြောပေးမယ်လေပြောပေးမယ်ဆိုတော့လေမမအေးကျေးဇူးတင်ပါတယ်ကွယ်ခိတာလေဒေါ်မဲကမမအေးစီမှာပတ်စံတွေထုတ်ပြီးရက်ွက်ထဲမှာပြန်ချေးတာသိတယ်မလားဒေါ်မဲအဖမ်းခံရတဲ့နေ့ကမမအေးစီကိုအသွေးနေပြန်မပေးရသေးဘူးသူတို့လည်းဒုက္ခရောက်နေတာဆိုတော့မပြောချင်ပေမဲ့ပတ်စံမနေဘူးလေပြီးတော့အမေယူတာသူ့သားစီကပြန်တောင်းရမှာအားနာပေမဲ့မတောင်းလို့ကလည်းမဖြစ်ဘူးမမအေးရဲ့စကားကြောင့်စာဟိအတွက်စိတ်မကောင်းဖြစ်သွားရတယ်ခိတာပြောတော့ပြောလိုက်ပါမယ်စာဟိလည်းသူ့အမေရဲ့ပတ်စံတွေရက်ွက်ထဲမှာလိုက်သိမ်းပြီးရင်တော့ရမှာပါအဲ့ဒါဆိုခိတာပဲပြောပေးပါကွယ်မမအေးတော့ပြောရမှာအားနာတယ်အိမ်ပြင်ရောက်တော့ခိတာဝါစာဟိကိုကြည့်ပြီးစိတ်မကောင်းတယ်လို့ဖြစ်နေတယ်ဘာဖြစ်တာလဲခိတာဝါမျက်နှာလည်းမကောင်းမအေးကနင့်ကိုဘာပြောလိုက်လို့လဲစာဟိငါဘယ်ကနေဘလို့ပြောရမှန်းမသိဘူးဟဲ့ပြောမှသာပြောစမ်းပါမမအေးကပြောတယ်အန်တီမဲယူထားတဲ့ပတ်စံတွေအကြောင်းပြောလိုက်တယ်အန်တီမဲအဖမ်းခံရတဲ့နေ့ကထုတ်ထားတဲ့ပတ်စံတွေပြန်မသွင်းရသေးဘူးတဲ့အဲ့ဒီနေ့ကပြောရမှာအားနာလို့တဲ့ဘာဟုတ်တယ်ဟာမမအေးကနင်းအစင်မပြေမှန်းသိလို့မပြောချင်ပေမဲ့အန်တီမဲထုတ်ထားတဲ့ပတ်စံတွေကမနှဲဘူးတဲ့သူကအဲ့ဒီပတ်စံတွေကိုပြန်လာဆက်ပါလို့ပြောလိုက်တာလားပြန်လာဆက်လို့မပြောပေမဲ့နင့်ကိုပြောပြလိုက်ပါတဲ့နင်အားတဲ့နေကြရင်မမအေးကိုတွတ်တွေးလိုက်အောင်အန်တီမဲထုတ်ထားတာတွေတအားများနေရင်လေရှော့ခိုင်းစရာရှိတာရှော့ခိုင်းပေါ့ဟာသူ့မမအေးနဲ့စကားမပြောချင်ပေမဲ့ခိတာဝါတွတ်တွေခိုင်းနေအမေကပတ်စံတွေဘလောက်တောင်ထုတ်ထားမှန်းလည်းမသိပတ်စံလိုအပ်တဲ့ခါမအေးအိမ်ကနေတွားယူခိုင်းတာရှိတယ်လို့မအေးအိမ်ကိုတွားပုတ်ခိုင်းတာလည်းရှိတယ်ဘလောက်တွေမှန်းလဲသူမသိဘူးမမအေးဧည့်သည်ရောက်နေတယ်ဘယ်ရဧည့်သည်လဲအန်တီမဲရဲ့သားပတ်စံလာလာပို့ဘူးတဲ့ကောင်လေးပါအော်လာခဲ့မယ်ခိတာဝါစီကနေကြားပြီးပြီအမေယူထားတဲ့ပတ်စံတွေပြန်တောင်းမလို့လို့ပြောတယ်မအေးကဘာမှပြန်မပြောဘဲသူ့ကိုသာကြည့်ပြီးခေါင်းငိမ့်ပြလိုက်တယ်အမေခမ ्या ကိုပတ်စံတွေပေးရမှာဘလောက်မှန်းကျွန်တော်မသိဘူးအမေယူထားတာဘလောက်မှန်းမသိလို့မပေးနိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးခုလောလောဆယ်မှာကျွန်တော်မှပေးစရာမရှိသေးဘူးဆိုတဲ့အကြောင်းလာပြောတာတော်ကြယောက်ျားတံမဲ့အကျွေးမပေးချင်လို့ရှောင်ပြေးတယ်ထင်ပါဆိုလို့ဒေါ်မဲယူထားတဲ့ပတ်စံနည်းနည်းတော့များတယ်ဘလောက်တောင်လဲ350လောက်ရှိတယ်ဟာမဖြစ်နိုင်တာယုံနာမယုံနာကတော့ရှင့်သဘောပါပဲစာဟိပန်ကျမဒေါ်မဲကိုချေးခဲ့စဉ်ကယုံကြည်မှုတစ်ခုနဲ့ပဲအလုပ်လုပ်ခဲ့တယ်ဆိုတော့ဘာသက်သေမှမရှိဘူးဒါပေမဲ့ဒေါ်မဲကျမစီကနေပတ်စံယူပြီးရက်ွက်ထဲမှာနေပြန်တို့ချေးတယ်ဆိုတာတော့အကုန်လုံးသိကြတယ်မယုံလို့မဆက်ဘူးဆိုရင်လေရှင့်သဘောပဲလေကျမတို့ကဒါမျိုးကြတော့ရက်ွက်ယုံတိုင်လဲရကြမှာရတာ哦စကားမပြောလိုက်နဲ့ပြောလိုက်တာနဲ့တိုင်မယ်ဆိုတာကြီးပါဇက်ကမချတဲ့မအေးကိုသူ့အလိုမကျစွာကြည့်မိတယ်အစတွေကလည်းခိတာကိုပြောလိုက်ပါသေးတယ်ကျမအားနာလို့ရှင့်ကိုချက်ချင်းခေါ်မပြောတာလို့အခုပြောတော့လေမယုံကြည်တာပဲအဖက်တင်နေလေဒီလောက်အများကြီးကိုကျွန်တော်လည်းမဆက်နိုင်ဘူးအဲ့တော့ကျမပတ်စံတွေအဆုံးခံဖို့ပဲရှိတော့တာပေါ့လေဆုံးမကြောက်ရင်ဘာလို့ကျုပ်အမေကိုအဖက်ခံရအောင်လုပ်ခဲ့သေးလဲခမည်းတော်မလုပ်ခဲ့ရင်ပတ်စံလေးဆုံးရှုံးမှကြောက်စရာမလိုပြောနေရင်ဒေါသထွက်တဲ့အခါသူ့အတန်တွေမဆက်ဆက်ဖြစ်လာတယ်ကျမပတ်စံထက်မာနကိုပိုပြီးကိုးကွယ်တဲ့စာဟိပန်ရှင်သာစကားကိုစင်ကျင်အခုချိန်ရှင့်မီ
တန်တိုင်ကြားမှာရှိနေမှာမဟုတ်ဘူးကျွန်တော်ပြောတာအောင်ဘာရီမားနေလို့လဲတကယ်ဆိုခမည်းကြောင့်အကုန်လုံးဒုက္ခရောက်ရတာကျုပ်တို့မျိုးမှာခမည်းလိုလူမျိုးမရှိရင်သိတ်ကောင်းမှာပဲအဲ့ဒါသိရလားကြည့်ရတာစာဟိဘန်ကျမကိုဒီမျိုးမှာမရှိစေချင်တယ်လို့ပဲသိကြတာပေါ့ခမည်းလိုမိမမျိုးကဒီမျိုးမှာလည်းမကောက်ဒီလူလောကကြီးထဲမှာပါရှိမနေရမှာရှင်ဆန္ဒတွေပြေးဝသွားအောင်ကျမကူညီလို့ရပါတယ်ဒေါ်မေးပတ်စံတွေကိုသာရှင်ကြည်အောင်ဆက်နိုင်ရင်ကျမဒီမျိုးကနေပြောင်းပေးမယ်သဘောကျရဲ့လားမျက်ခုံးလေးတစ်ချက်ပင်ပြီးမေးလိုက်တဲ့မအေးရဲ့စကားကြောင့်စာဟိဘန်စွန့်အားသွားတယ်ဘာလဲကျမလိုမကောင်းတာတွေနဲ့ပဲအသက်မွေးနေတဲ့မိမတယောက်ရဲ့စကားကိုယုံရပါမလားလို့တွေးနေတာလားဒါမှမဟုတ်ဒီမိမယူသွားပြီလို့တွေးနေတာလားယူချင်ယူမြူးချင်နေအဲ့ဒါခမရကိစ္စကျွန်တော်ကအမေပတ်စံတွေကိုဆက်ဖို့မဆက်ဖို့ဆိုတာတော့စူးစမ်းရမှာကျုပ်ကသူများတွေလိုခါအုပ်ပိုင်းသုံးချပြီးငွေရှာနေတာမဟုတ်တော့မချမ်းသာဘူးလေစကကြီးစကကျယ်တွေပြောလို့စာဟိပန်ရဲ့ရှင်လေခါအုပ်သုံးပြီးငွေရှာနေမှကျမသိပါတယ်မဟုတ်တာမပြောနဲ့ရှင်9000ထန်းတော့ခါမသုံးမဲဘလို့ထန်းလေကျမသဘောရိုးနဲ့ပြောတာပါရှင်ကဘာတွေလုပ်ဖို့စိတ်ကူးရင်ပြီးတော့အတွေးတွေကခါထက်ကိုမကြော်ရတာလေဒါတော့ကိုစကားပြောနေတဲ့သူကဘလို့လူမျိုးလဲဆိုတာမူတည်ပြီးတော့ကာလန်တီတန်လိုက်ပြီးပြောင်းလဲတာတဘာဝပဲလေရှစ်ကျမကိုကြည့်ပြီးပြစ်မှားနေတာလားမပြောရတဲ့စကားမရှိသလိုပြန်မေးတဲ့မအေးကြောင့်စာဟိမျက်နှာတစ်ပြင်လုံးနေရဲသွားရတယ်ခမည်းလိုမိမမျိုးပြစ်မှားเสียလားခေါင်းလောင်ထိုးပေးမယ်ဆိုရင်တော့ကျုပ်ကဟင့်အင်းပဲအခုလေခမည်းကိုပတ်သက်ချင်လို့ရောက်နေတာမဟုတ်ဘူးအမေပတ်စံကိစ္စပြောစရာရှိလို့ရောက်နေတာဟုတ်ပါပြီလေဒါဆိုလေကိစ္စလေးမြင်မြန်ပြီးသွားအောင်အကျွေးကိစ္စလေးပြောပါအောင်ဒေါ်မဲယူထားတာတွေဘယ်လိုလုပ်ပေးမလဲလောလောဆယ်တော့ကျွန်တော်မှဆက်စရာမရှိဘူးအကျွေးတွေပြန်လို့ချင်းတော့ပတ်စံစုပြီးပြန်ဆက်ပေးမယ်ကောင်းပြီလေကျမကလည်းလူချင်းဂုတ်သွေးစုပ်နေတာမှမဟုတ်တာစာနာတတ်ပါတယ်ရှင်တနေ့1000ဝင်ကျမကိုနေသွင်းသဘောနဲ့9000စီလာသွင်းပါနေတိုင်းခမည်းကြီးမလာနိုင်ပါဘူးမလာနိုင်လေသဘောပဲလေ၄ရက်တခါ2000စီသွင်းပေါ့စိတ်ရှိရှင်နဲ့စောင့်နိုင်ရင်လေဆက်ရသေးတာပေါ့စာဟိဘန်သူထွက်သွားတော့မအေးလှမ်းခေါ်လိုက်တယ်ဆိုဖာပေါ်မှာကြံခဲ့တာရှင့်အင်းကြီးမဟုတ်ဘူးလားမအေးကမေတော့မဟုတ်ဘူးတကွန်းသာပြေးပြီးချန်ပီယံကိုထွက်ခဲ့တယ်လှည့်ကြည့်မိတဲ့အချိန်မှာမအေးကသူ့နားရောက်လာတာကိုသတိလက်လွတ်ဖြစ်သွားပြီးတော့အိမ်ထဲကနေအတူတူထွက်လာတယ်လို့ဖြစ်သွားတယ်ချန်ပီယံရောက်တာနဲ့ဖြတ်သွားဖြတ်လာတချို့ကမအေးကိုကြည့်ပြီးသူ့ကိုလှမ်းကြည့်သွားကြတာဘာလို့ညာလို့ဆိုင်ကယ်ကိုခပြင်းပြင်းနှိုးပြီးမောင်းထွက်မလို့ပြင်လိုက်စဉ်မမှန်ပေါ်ကပေါ်နေတဲ့မအေးမျက်နှာကြောင့်သူ့လှည့်ကြည့်မိလိုက်တယ်အနောက်ကနေသူ့ကိုငေးကြည့်နေပုံကခက်ဆွေးဆွေးရပါမသိရင်ခွဲခွာကန်နေချစ်သူတသားသားနဲ့ကြည့်နေတယ်လို့ပဲမအေးကဒီလိုကြည့်တော့လမ်းပေါ်ကဖြတ်သွားတဲ့တယောက်စာနှစ်ယောက်စာမအေးကိုကြည့်ပြီးသူ့ကိုလှမ်းကြည့်ပြန်နေသူ့ဆိုင်ကယ်ကိုအမြန်မောင်းထွက်ပြီးတော့စိတ်တွေရှုပ်ထွေးကတောက်တစ်ချက်ကိုပြင်းပြင်းခောက်လိုက်တယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တဲ့စားဆိုဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတစ်ကတော့ဒီမှာပဲပြီးဆုံးခဲ့ပါပြီရှင်မကြခင်မှာစသိမ်းပိုင်းလေးကိုတင်ဆက်ပေးတော့မှာမို့လို့ကျမတို့ရဲ့ Way Audio Channel မှာစောင့်မျှော်နှားဆင်အားပေးကြဖို့တောင်းဆိုကြပါရရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်နော်